လုံးမင်္ဂလာပါကျွန်တော်က slide ပဲဥထာဖြစ်ပါတယ်ချင်းလန့်ဖို့ရဲ့ chip editor ဖြစ်ပါတယ်ဒီညကျွန်တော်တို့တွေးဆုံမေးမြန်းမှုဖိတ်ခေါ်ထားတာကတော့ချင်းမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ချင်း Nationally for Democracy ရဲ့ဥက္ကဋ္ဌဖြစ်သူပူဒေးဗစ်ငိုင်ဆပ်ပဲဖြစ်ပါတယ်ပူဒေးဗစ်ငိုင်ဆပ်ဆိုရင်တော့သူက CNL ရဲ့ဥက္ကဋ္ဌလက်ရှိဥက္ကဋ္ဌဖြစ်တယ်လို့သူကစစ်နီကိုပိုင်လောက်ဝိုင်းနေနဲ့စီနီလောက်နေတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်အဓိကဒီညကျွန်တော်တို့တွေးဆုံမေးမြန်းမှာကတော့2020ရွေးကောက်ပွဲမှာချင်းမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မူဝါဒလိုင်းစဉ်နဲ့သူ့ရဲ့အမျိုးသားရေးနဲ့နိုင်ငံရေးမှာပါဝင်လှုပ်ရှားနေတဲ့အကြောင်းလေးတွေကိုမေးမြန်းမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ကဒီညကတိုက်ရိုက် live လွှင့်တဲ့အတွက်ကျွန်တော်ပရိသတ်ဒီဘက်ကနေမေးမြန်းချင်တာလေးတွေရှိရင်လေကျွန်တော် check group ကနေcomment ကနေပဲဖြစ်ဖြစ်အားလုံးမေးမြန်းနိုင်တယ်ဆိုတဲ့ဟာကိုပထမအဆုံးပြောပြချင်ပါတယ်အခုလိုအချင်းပေးတဲ့CNL ဥက္ကဋ္ဌဦးငိုင်ဆပ်ကိုအထူးကျေးဇူးတင်ရှိပါတယ်ပထမဦးဆုံးအနေနဲ့ကိုယ့်ရဲ့မိသားစုအကြောင်းပဲဖြစ်ဖြစ်ပေါ့နော်နည်းနည်း introduce လေး message ပေးပါအောင်လားဆရာဟုတ်အားလုံးမင်္ဂလာပါကျေးဇူးတင်ပါတယ်ကျွန်တော်ဇာတိကတော့ချင်းပင်နယ်မတူပီမြို့နယ်လုံတုံးကျေးရွာဖြစ်ပါတယ်ကျွန်တော်ကမိကိုမောင်နှမ6ယောက်ထဲမှာကျွန်တော်အကြီးဆုံးဖြစ်ပါတယ်ကျွန်တော်လက်ရှိနေထိုင်တာတော့ရန်ကုန်မှာနေပါတယ်မိသားစုနဲ့တူသမီး4ယောက်နဲ့မိသားစုရန်ကုန်မှာနေထိုင်နေရှိပါတယ်လို့ဆိုပါနော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာရဲ့ကျောင်းတက်ခဲ့တဲ့ပညာရေးချင်းနဲ့ဒီလောက်ဝန်းဒီမှာလောက်ကန်ခဲ့ဖူးလေးဆိုတဲ့ဟာလေးပြောပြနိုင်မလားမသိကျေးဇူးပါကျွန်တော်အခြေခံပညာမူလတန်းကျောင်းကိုကျွန်တော်တို့ရွာမှာပထမဦးဆုံးအမကလုံတုံးကျေးရွာစဖွင့်တဲ့အချိန်ကနေကျွန်တော်တို့စတက်ခဲ့ပါတယ်9ရန်ကနေ10ရန်ထိကိုတော့အထက်က1မတူပီမှာတက်ရောက်ခဲ့ပြီးတော့1983ခုနှစ်ပါမတူပီကနေပဲ10ရန်အောင်မြင်ခဲ့ပါတယ်1983ဒီဇင်ဘာလစပြီးတော့ရန်ကုန်တက္ကသိုလ်မှာဥပဒေပညာကိုစီပူသင်ယူခဲ့ပါတယ်1988မှာတော့ရေးခင်းဖြစ်သွားတဲ့အတွက်ကြောင့်3နှစ်ကျော်ကျွန်တော်အရေးခင်းမှာလှုပ်ရှားမှုရင်အဲ့ဒီတုန်းကချင်းမျိုးသားဒီမိုစီဖွဲ့ချုပ်ကိုဖွဲ့စည်းပြီးတော့ပါဝင်လှုပ်ရှားခဲ့တာရဲ့ချင်းကျောင်းသားတပန်းကမှာပါဝင်ဥဆောင်ခဲ့တာရဲ့ချင်းအမျိုးသားတမကဆိုတဲ့ကျွန်တော်ရန်ကုန်မြို့မြို့ဖတွေနဲ့ချင်းမြို့မြို့ဖတွေပူးပေါင်းပြီးတော့ဆောင်ရွက်တဲ့အဖွဲ့အစည်းတွေမှာဥဆောင်ပြီးတဲ့အခါမှာ1991ကျောင်းပြန်ဖွင့်တဲ့အခါမှာတော့ LLB ဒီဂရီကိုရရှိခဲ့ပါတယ်ဥပဒေဘွဲ့ကို1992ခုနှစ်ကစပြီးတော့မဟာဥပဒေတင်တန်းတက်ရောက်နေတဲ့ချိန်မှာပဲကျွန်တော်တရားရေးအရာရှိအနေနဲ့ရွေးချယ်ခံရတဲ့အတွက်ကြောင့်တရားသူကြီးတာဝန်ကိုတောက်လျှောက်တာဝန်ထမ်းဆောင်လာခဲ့တာဖြစ်ပါတယ်အဲ့တော့2003ခုနှစ်မှာကျွန်တော်မြို့နယ်တရားသူကြီးကနေပဲတာဝန်ကနေနှုတ်ထွက်ခဲ့ရပါတယ်အကြောင်းရင်းကတော့အဲတုန်းကဂျပန်မှာပညာတော်သင် IVLP program ဆိုတဲ့ဟာကိုကျွန်တော်တရားရေးဌာနမှာအရာရှိအားလုံးဖြေဆိုခဲ့ကြရပါတယ်ကျွန်တော်ပထမရခဲ့ပါတယ်ဒါပေမဲ့တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကမစီလွတ်တဲ့အတွက်ကြောင့်ပေါ့နော်2003ခုနှစ်မှာကျွန်တော်နှုတ်ထွက်ခဲ့ရပါတယ်နှုတ်ထွက်ခဲ့ရတဲ့မလွတ်ရတဲ့အကြောင်းရင်းကတော့နံပါတ်1ကတော့နေဆက်ဒေတာမှာနေတဲ့လူဖြစ်တာရဲ့ခရိယံဘာသာဝင်ဖြစ်တာရဲ့အဲဒီတုန်းကချင်းလူမျိုးတွေဟာနိုင်ငံခြားမှာအများကြီးရောက်တဲ့အတွက်ကြောင့်နိုင်ငံခြားမှာဆန္ဒပြမှုတွေလုပ်တယ်ဘာသာရေးဖိနှိပ်မှုတွေအကြောင်းကိုသူတို့ဆန္ဒပြကြတဲ့အတွက်ကြောင့်အဲ့ဒီအခြေအနေချင်းခါရနိုင်ငံခြားကိုစီထွက်မယ်ဆိုရင်ပြန်မလာနိုင်ဘူးဆိုတဲ့အကြောင်းပြချက်တစ်ခုရယ်ဒုတိယတစ်ချက်ကတော့ကျွန်တော်ရဲ့ကိုရေးရာဆိုရင်ဇက်လန်းကိုလိုက်တဲ့အခါမှာ1988ကနေ1990ကာလမှာချင်းမျိုးသားဒီမိုစီဖွဲ့ချုပ်ဖွဲ့စည်းပြီးတော့အဲဒီတုန်းကအမျိုးသားဒီမိုစီဖွဲ့ချုပ်ဥက္ကဋ္ဌကြီးဗိုလ်ချုပ်ကြီးတင်ဦးနဲ့ထွေထွေတွင်းမှုတော်ဆန်းစုကြည်တို့နဲ့ကျွန်တော်တို့39လမ်းမှာကျွန်တော်ပါတီရုံးခန်းမှာဌာနချုပ်ရုံးခန်းမှာ
ချင်းမျိုးသားညီလာခံပြုလုပ်ပြီးတော့အခမ်းအနားပြုလုပ်တဲ့အခါမှာကျွန်တော်ကအခမ်းအနားမှုအနေနဲ့တောက်လျှောက်ပါဝင်ခဲ့ပါတယ်အခမ်းအနားမှာဝန်ကြီးချုပ်ဟောင်းဦးနုရဲဘော်သုံးကျဲဘုံမှုအောင်စသဖြင့်ဝိတုရသခင်ချင်းမောင်စသဖြင့်နိုင်ငံခေါင်းဆောင်ကြီးအကြီးအကဲဟောင်းများစွာပါဝင်တဲ့အခမ်းအနားဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဟာကိုလည်းပဲကျွန်တော်တို့ထောက်လှမ်းရေးစဉ်ခံစာရတွေ့တဲ့အခါမှာကျွန်တော်တာဝန်ရှိကျွန်တော်တရားရုံးချုပ်ကလူကြီးများအနေနဲ့အဲ့ဒီတော့ကတော့ NLD ကိုတော်တော်လေးသူတို့ကြောက်ရွံ့ပြီးတော့ဖြစ်ကွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့် NLD နဲ့ကျွန်တော်နဲ့မဟာမိတ်ဖြစ်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ကျွန်တော်တို့နိုင်ငံခြားကိုတွားခွင့်မပြုတဲ့ပြင်ပညာတော်တင်ထပ်မပေးတဲ့အပြင်ကျွန်တော်တို့လူကြီးနဲ့အပြန်အလှန်ဆွေးနွေးမှုမှာအဆင်မပြေမှုဖြစ်တဲ့အခါကျကျွန်တော်နှုတ်ထွက်စာတင်ပြီးတော့2003ခုနှစ်မှာနှုတ်ထွက်ခဲ့ပြီးနောက်ပိုင်းမှာရန်ကုန်မြို့မှာတရားထွက်တော်ရှိနေတဲ့မှုများလက်ရှိလိုက်ပါဆောင်ရွက်လျက်ရှိပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံခရစ်ယာန်တင်းတော်များကောင်စီမှာလည်းပဲပထမဦးဆုံးမြန်မာနိုင်ငံမှာမပေါ်စဘူးတဲ့အခမဲ့အမှုလိုက်တဲ့လုပ်ငန်းကို2005နဲ့ခရစ်ယာန်ရှိနေများနဲ့စတင်လုပ်ခဲ့ပါတယ်။ကျွန်တော်ကခရစ်ယာန်ရှိနေများအသိမှာအတွင်းမှုတာဝန်ထမ်းဆောင်တဲ့အတွက်ကြောင့် ARD တိုင်းရန်ကုန်တိုင်းမှာရှိတဲ့အမျိုးသမီးငယ်များအိမ်ဖော်များနှိစက်ခံရမှုတွေကိုအခမဲ့လိုက်ပါဆောင်ရွက်တဲ့ကိစ္စကိုဆောင်ရွက်တဲ့အခါမှာကမ္ဘာနဲ့တခြားနိုင်ငံတွေမှာအခမဲ့မှုလိုက်ပါတဲ့လုပ်ငန်းတွေဆောင်ရွက်နေတာရှိတယ်။ဗမာပြည်မှာမရှိစဘူးဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကို UNICEF နဲ့ဆက်သွယ်ပြီးတော့အတူတကွမြန်မာပြည်မှာအမျိုးသမီးများနဲ့ကလေးငယ်များအတွက်မြန်မာပြည်တော်ဝန်လုံးအခမဲ့မှုလိုက်ပါတဲ့လုပ်ငန်းကိုပထမဦးဆုံးစတင်ခဲ့တာ2008ကနေ2017လေးနှစ်တိကျွန်တော်တာဝန်ယူပြီးတော့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်အဲ့ဒါကကျွန်တော်ရဲ့လုပ်ငန်းပိုင်းဖြစ်ပါတယ်ခုနောက်ပိုင်းမှာလည်းပဲတမာတိဖောင်ဒေးရှင်းကိုထူထောင်ပြီးတော့အခမဲ့မှုလိုက်တဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်ပါတယ်တပြည်လုံးတက်မယ်ဆိုရင်တော့2008ကနေအခုထိပြောရမယ်ဆိုရင်အမှုပေါင်း9000ကျော်လိုက်အခမဲ့လိုက်ပေးပြီးဖြစ်တယ်လို့ရှင်းနေ1200ကျော်နဲ့ဒုက္ခသည်ပေါင်း victim ပေါင်းကိုကျွန်တော်တို့9000ကျော်ကျွန်တော်တို့ကူညီပံ့ပိုးပေးနိုင်ခဲ့ပြီဥပဒေကူညီပေးနိုင်ခဲ့ပြီဖြစ်ပါတယ်ဒါဟာကျွန်တော်လက်ရှိလူမှုရေးလုပ်ငန်းဆောင်ရွက်တဲ့ဟာဖြစ်ပါတယ်CNLD ရဲ့တာဝန်ယူမှုအခန်းကဏ္ဍကိုလည်းတစ်ဆက်တည်းပြောပြပါလားကျွန်တော်တို့ဒီ CNLD ကပါတီ3ပါတီပေါင်းတာဖြစ်ပါတယ်ပထမက CPP ပါတီရှိတယ်2010မှာ CNDP ဆိုတဲ့ပါတီရှိပါတယ်ကျွန်တော်တို့ CLD ဆိုတာကတော့2014မှာဖွဲ့ပါတယ်ဒီ3ပါတီကိုကျွန်တော်တို့ပေါင်းတဲ့အခါမှာကျွန်တော်တို့တမိုင်းမှာလည်းမှတ်တမ်းရှိခဲ့ပြီးသားဖြစ်တဲ့ချင်းမျိုးသားဒီမိုစီဖွဲ့ချုပ် CNLD နာမည်ကိုကျွန်တော်ရွေးချယ်ပြီးတော့ပါတီပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ချင်းမျိုးသားဒီမိုစီဖွဲ့ချုပ်ကတော့1988ခုနှစ်မှာစက်တင်ဘာလ17ရက်နေ့မှာအာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းမှာပါတီစုံဒီမိုစီဖွင့်မယ်ဆိုလို့ပါတီစုံဒီမိုစီပါတီမှတ်ပုံတင်နိုင်တဲ့အကြောင်းကြေညာတဲ့အခါမှာအမျိုးသားဒီမိုစီဖွဲ့ချုပ်ပါတီမှတ်ပုံတင်ပြီးတော့ဖွဲ့စည်းသလိုပဲမရှိမနှောင်းမှာပဲကျွန်တော်ချင်းမျိုးသားဒီမိုစီဖွဲ့ချုပ်ပါတီကိုလည်းဖွဲ့စည်းထူထောင်ခဲ့ပါတယ်1990ရွေးကောက်ပွဲမှာဒီပါတီဟာအမတ်နေရာ3နေရာအနိုင်ရတဲ့အပြင်အဲ့ဒီပါတီကနဲ့ကျွန်တော်တို့ဝင်ရောက်ရှင်ပြိုင်တဲ့တတိပုဂ္ဂလိကအနေနဲ့ပါဝင်တဲ့အမတ်2နေရာလည်းအနိုင်ရခဲ့ပါတယ်ဒါကြောင့်ဒီလိုချင်းတောင်တဝမ်းမှာရခိုင်ပြည်နယ်တဝမ်းမှာစကိုင်းတိုင်းမှာအစဉ်လာရှိခဲ့ပြီးသားဖြစ်တဲ့ချင်းမျိုးသားဒီမိုစီဖွဲ့ချုပ်နာမည်ကိုယူပြီးတော့အခုကျွန်တော်တို့3ပါတီပူးပေါင်းတဲ့အခါမှာချင်းမျိုးသားဒီမိုစီဖွဲ့ချုပ်ကိုထူထောင်ပြီးတော့မူဝါဒများဒေချာရေးဆွဲပြီးတော့ချမှတ်ပြီးတော့ဖွဲ့စည်းခဲ့တဲ့အခါမှာအခုဆိုရင်ကျွန်တော်အနေနဲ့လက်ရှိတာဝန်ခံဥက္ကဋ္ဌအနေနဲ့စတင်ဆောင်ရွက်ပါတယ်ဒီဟာကိုကျွန်တော်တို့အထွေထွေတွင်းမှုအနေနဲ့လဲစလိုက်ကျုပ်ပြီးထောင်းရနဲ့စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်အရေးကြီးတဲ့ရွေးကောက်ပွဲကာလရောက်မဲ့အချိန်မှာဒီတာဝန်ကိုထမ်းဆောင်ရတဲ့အတွက်ကြောင့်ကျွန်တော်တို့အားလုံးနဲ့အတူတကွလက်တွဲနိုင်ဖို့လည်းဖိတ်ခေါ်လိုပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အ
ခုနကပုံငိုင်စပြောပြတယ်လို့ပေါ့နော်ဒီအရင်ကဒီချင်းအမျိုးသားကြီးနဲ့နိုင်ငံကြီးမှာပဲဖြစ်ဖြစ်ဟောပါဝင်ခဲ့တယ်ပြီးရင်ဂျပန်သွားဖို့2013ရွေးတုန်းကလည်းအခုနချင်းဖြစ်လို့ပေါ့နော်ပြီးရင် NLD မှာပါဝင်လို့ကျန်တဲ့အချက်လက်တွေကိုကြည့်ပြီးတော့မသွားခိုင်းတာလေးတွေအများကြီးရှိလာပါတယ်ဘယ်လိုပုံစံနဲ့ဒီနိုင်ငံကြီးလောကထိပ်ပေါ့နော်ဟိုဝင်လာလေးဆိုတာတော့နည်းနည်းတော့ပြောပြီးပြီပြီးရင်2020မှာရောဒီမတူပီပြည်နယ်လွှတ်တော်အမှတ်1ကနေရှင်ပြန်ဖို့ဆန္ဒရှိတယ်ဆိုပြီးတော့ကျွန်တော်တို့သတင်းကြားရတယ်ဒီပုံမှာဘာနိုင်ငံကြီးရွေချက်နဲ့ပူပေါင်းလို့ပါဝင်ဖို့လုပ်နေတယ်လေပြီးရင်ကိုယ့်ရဲ့ရည်မှန်းချက်လေးဒီပေါ့နော်ပုဂ္ဂိုလ်ကြီးရည်မှန်းချက်လေးတွေကိုလေသိချင်ပါတယ်ကျေးဇူးတင်ပါတယ်2015ခုနှစ်တုန်းကကျွန်တော်အနေနဲ့ဆိုရင်ပြည်ထောင်စုလွှတ်တော်မြို့သားလွှတ်တော်မှာအဓိကရည်မှန်းချက်ထားပါတယ်ရည်မှန်းချက်ထားတဲ့အကြောင်းရင်းကတော့ကျွန်တော်မြန်မာနိုင်ငံမှာပြည်ထောင်စုအစစ်မှန်တဲ့ဥပဒေပြင်ဆင်ဖို့အများကြီးရှိနေတယ်ဒါအပြင်အခြေခံဥပဒေပြင်ဆင်ရေးမှာလည်းအဓိကအတိုင်းသားများကိုစားရှင်းအမျိုးသားများကိုစားပါဝင်ဆွေးနွေးလိုတဲ့အချက်တွေကျွန်တော်မှအများကြီးရှိပါတယ်ဒါကြောင့်အမျိုးသားလွှတ်တော်ကိုရည်မှန်းချက်ထားခဲ့တာပါဒါပေမဲ့ခုလက်ရှိ2015နောက်ပိုင်းမှာ၄နှစ်တာကာလအတွင်းမှာတိုင်းပြည်ရဲ့အခင်းကျင်းနိုင်ငံရေးအခင်းကျင်းကိုကြည့်တဲ့အခါမှာကျွန်တော်ချင်းပြည်နယ်မှာဥဆောင်နေတဲ့အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေရဲ့လုပ်ငန်းဆောင်တာဆောင်ရွက်မှုပိုင်းတွေကိုဆောင်ရွက်တဲ့အခါမှာကျွန်တော်ချင်းပြည်နယ်မှာပို့ပြီးတော့ချင်းလူထုတွေအတွက်လိုအပ်နေတဲ့အရာကဥပဒေပြင်ဆင်ဖို့ပေးဖို့လိုအပ်တဲ့ချက်တွေကျွန်တော်ကာကွယ်ပေးရမယ်အချက်ရှိနေတာတွေနောက်တစ်ခုကျွန်တော်နှစ်ပေါင်း90ကျော်လုတ်ပိုင်ခွင့်မဲ့တဲ့အတွက်ကြောင့်ပြောရေးဆိုခွင့်မရှိခဲ့တဲ့အတွက်ကြောင့်ကျွန်တော်လူမျိုးတွေမှာကိုယ့်ကိုယ်ယုံကြည်မှုအားနေပြီးတော့တခြားလူမျိုးတွေကိုအထင်ကြီးတဲ့စိတ်ဓာတ်တွေကင်းအောင်ရှင်သန်ကြီးထွားလာတဲ့ဟာတွေကိုမြင်တွေ့လာတဲ့အခါမှာကျွန်တော်အခြေခံကျနေတဲ့ပြည်နယ်မှာကိုယ်တိုင်ဝင်ပါပြီးတော့ဆောင်ရွက်လိုတဲ့ရည်မှန်းချက်ရှိတဲ့အချက်ဟာအဓိကချက်ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီနှစ်မှာ2020ခုနှစ်မှာတော့ဘယ်လိုပုံစံနဲ့ဖြစ်စေပြည်နယ်ထွက်တော်ကိုရှင်ပြိုင်ပြီးတော့ပြည်နယ်တွင်းမှာလိုအပ်နေတဲ့အခြေခံလိုအပ်ချက်တွေကိုအရင်ဆုံးဖြည့်ရှင်းဆောင်ရွက်နိုင်ဖို့ကိုစူးစမ်းကြည့်မယ်တကယ်လို့လမ်းပွင့်လာလို့ကျမကြီးကလည်းကောင်းလို့နောက်မှအခွင့်အရေးကြုံလာရင်တော့ဒီချင်းပြည်နယ်ရဲ့ဒေသအခြေအနေအခြေခံလူနောက်ပြည်စုံတဲ့အခြေအနေတွေကိုကိုယ်တိုင်ကျွမ်းကျင်တွေ့ရှိပြည့်မြင်ပြီးတဲ့နောက်မှာပြည်ထောင်စုအဆင့်မှာထပ်ဆင့်ပြီးတော့ဆောင်ရွက်ဆရာရှိတာကိုပို့ပြီးတော့ဆောင်ရွက်နိုင်လိမ့်မယ်လို့ယုံကြည်တဲ့အတွက်ကြောင့်2020ကိုတော့ချင်းပြည်နယ်မှာထွက်တော်မှာတာဝန်ယူဖို့ရှင်ပြိုင်ဖို့ကိုရည်မှန်းချက်ထားပြီးပြင်ဆင်တာဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ကြည့်ရှုနေတော့ပြည်သက်များဒီကလည်းကျွန်တော်ကြုံရဆရာတစ်ခုလေးတော့ဝင်ချင်ပါတယ်ဒီကကျွန်တော် live ဘာသာစကားနဲ့မလောက်ရချင်းအကြောင်းကတော့ကျွန်တော်ဒီ CNL ရဲ့ဥက္ကဋ္ဌခုလုပ်နေတဲ့ဥစ္စာကချင်းပြည်နယ်မတူပီဖက်သူ့ဆန္ဒနေပြီဆိုရင်တော့ဟာခလူနာမလီတဲ့လူတွေများနိုင်တဲ့အတွက်ပေါ့နော်ဒီကျွန်တော်ဗမာလူနဲ့လောက်ရချင်းဖြစ်ပါတယ်အရကန်ဇောတူနာအတူဇာနီဂိုလ်ဟိုကန်မှန်နာအရောင်းချူပူငယ်စခေမတူပီလေစတိကလိုက်ဟိုအချမ်လောမီအထိုင်လောမီမီတမ်ပြင်းုံဝေချာခန်ဇာပီနီထိုင်ခိုဒူငီတျာဂိုလ်ဟိုလင်ကန်đặcตัวมีစီJuly class lawa chun August class honga hen lai hol in adang tin atu kan tu cha mi se a hlyang mi policy na le thompang dang an nei chun lai hol in tu than kan tim ti mi song kha van theiter kan du na ti mi kha van chim gu du pi ro chun ro now set now time pu me khun ya ro ba le su ro di 2015ကနဲ့20မှာလောက်နေတဲ့ NLD စုရရဲ့လုပ်ငန်းဆောင်တာလေးပြီးရင်အဲ့မှာ2019ကြားဖြတ်ရွေးကောက်ပွဲကနေတက်လာတဲ့ CLD ကနေအမတ်ဦးအောင်လျန်းလေးရှိပါတယ်ဆိုတော့အဲ့ဒီကြားကာလရဲ့လုပ်ငန်းဆောင်တာလေးတွေကိုကျွန်တော်မေးချင်တာဖြစ်ပါတယ်နံပါတ်1အနေနဲ့ချင်းပါတီအဓိကကတော့ CLD အရင်ကပေါ့နော် CLD ပါတီအနေနဲ့ရောဘယ်လောက်ထိပြည်သူရဲ့အတန်ဒီဒေတာရဲ့ချင်းတွေကိုတင်ပြနိုင်ခဲ့တယ်လေဆိုတာတခုမေးချင်ပါတယ်ပြီးရင်ကျန်တဲ့ဟာကတော့
NLD လူကြီးတချို့ဒီကတော့ဗဟိုပါတီဖြစ်တဲ့ပြည်ထောင်စုမှာပြည်ထောင်စုအဆင့်လို့ပြောမလားဒီတနိုင်ငံလုံးမှာအင်အားကောင်းနေတဲ့ကြံ့ခိုင်ရေးပဲဖြစ် NLD ပဲဖြစ်ဖြစ်အဲ့လိုမျိုးမှာအစိုးရဖွဲ့နိုင်တဲ့ပါတီပတ်ဆိုင်အများကြီးရနိုင်တဲ့ပါတီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်တဲ့ပါတီကိုပဲမေးပေးတင်တယ်ဆိုတဲ့ဟာလေးတွေပြောတာရှိပါတယ်အဲ့မှာကလေဒီကျွန်တော်မေးချင်တာကတော့ development fast ဖွံ့ဖြိုးရေးကအရင်လာမှာလားကျွန်တော်ရဲ့policy system ဒီကအရင်လူလာလားဆိုတဲ့ဟာလေးဒီနှစ်ခုကိုရင်ဖြည့်ပေးစေချင်တယ်နောက်မှကျန်တဲ့ဟာလေးတွေပြန်မေးလိမ့်မယ်ကျေးဇူးတင်ပါတယ်ကျေးဇူးပါတကယ်တော့ကျွန်တော်တို့ဖွံ့ဖြိုးရေးကအဓိကလားပါတီ policy ပိုင်းကအဓိကလားဆိုတော့ဒီမှာကအရေးကြီးပါတယ်ကျွန်တော်တို့ရှင်းလူမျိုးပါဝင်တိုင်းသားလူမျိုးအားလုံးတွေကဒီပေါင်း90ကျော်လုတ်ပိုင်ခွင့်တွေမရခဲ့ဘူးဆုံးရှုံးခဲ့ပြောရေးဆိုခွင့်လည်းမရခဲ့ဘူးဆိုတော့ကျွန်တော်တို့ကိုလုတ်ပိုင်ခွင့်အပြည့်အဝနဲ့အုပ်ချုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကိုကျွန်တော်တို့အမော်ကြည့်ပြီးတော့သူတို့စီကနဲ့တနာမှရတဲ့အခွင့်အရေးတွေကိုမျှော်နေရကြတဲ့ဘဝမှာဒီပေါင်း90ကျော်ကျင်လည်ခဲ့ကြတယ်ဒါကြောင့်ကျွန်တော်ချင်းလူမျိုးပါဝင်တိုင်းသားလူမျိုးတို့တော်များမှာဘာကင်းအောင်နေတယ်လဲဆိုရင်ဘသူကအစိုးရဖြစ်ဖြစ်ဘသူကဖွံ့ဖြိုးရေးအဓိကလုပ်ပေးနိုင်မလဲဆိုတာကိုအဓိကမျှော်လင့်ဆောင်စားနေကြတာတကယ်တော့ကျွန်တော်တို့ကမိမိအမျိုးသားရေးပါတီကိုဖွဲ့စည်းပြီးတော့ဒီအမျိုးသားရေးပါတီကနေလွတ်လပ်စွာမူဝါဒရေးဆွဲပြီးတော့ကို့အမျိုးသားပြည်နယ်မှာအမျိုးသားပါတီအားကောင်းအောင်ကချင်ကကချင်ပြည်နယ်မှာအားကောင်းအောင်ကယားကကယားမှာအားကောင်းအောင်တိုင်းသားပြည်နယ်ခုနှစ်ပြည်နယ်မှာတိုင်းသားပါတီများအားကောင်းအောင်ဖန်တီးပြီးတော့ကို့ပြည်နယ်တွေမှာလုပ်ပိုင်ခွင့်ရှိအောင်ပြည်ထောင်စုအဆင့်တိုင်းဒေသကြီးခုနှစ်မှာတိုင်းဒေသကြီးခုနှစ်ခုကနေအနိုင်ရရှိတဲ့ပြည်မပါတီဗမာတိုင်းသားများဦးဆောင်တဲ့ပါတီနဲ့တွေ့ဆုံပြီးတော့တန်းတူညီတူတွေ့ဆုံပြီးတော့အစိုးရတည်ဆောက်မယ်လုတ်ပိုင်ခွင့်တွေကိုမျှဝေခွဲဝေယူကြမယ်ကိုလက်ထက်မှာလုတ်ပိုင်ခွင့်ရပြီဆိုရင်အဲ့လုတ်ပိုင်ခွင့်ကနဲ့ကိုလုတ်ချင်တဲ့အပိုင်းတွေကိုမြောက်များစွာဖွံ့ဖြိုးရေးလုတ်ချင်သလားချင်းငွေယူချင်သလားဘယ်နိုင်ငံနဲ့ဆက်သွယ်လုတ်ချင်တယ်လဲဘသူတွေနဲ့ပူးပေါင်းဆောင်ရွက်မလဲဘယ်နည်းပညာကိုယူမလဲဆိုတာကိုကျွန်တော်တို့ရယူဖို့နည်းလမ်းကိုလက်လှမ်းမမြင်နိုင်ကြအောင်အဲ့ဒီအတွေးအခေါ်ကိုလည်းကျွန်တော်တို့ကတွေးမိတဲ့အဆင့်ကိုမရောက်ခဲ့ကြအောင်ဒါကြောင့်ကျွန်တော်ပြည်သူတော်တော်များများဟာဖွံ့ဖြိုးရေးကိုပဲလုတ်ပေးနိုင်မဲ့ပါတီကိုပဲဦးစားပေးမယ်ဆိုပြီးမှဒီလိုဖြစ်ပေါင်း90တန်ခံခဲ့ရတဲ့လုတ်ပိုင်ခွင့်မရှိခဲ့တဲ့ဘဝကြောင့်ဒီလိုဖြစ်ခဲ့ရတယ်ဆိုတာကပထမတစ်ပြောချင်တယ်ဒီဟာကအခုမှဖြစ်တာမဟုတ်ပဲနဲ့တမိုင်းကြောင်းအရာပဲကျွန်တော်ချင်းလူမျိုးတွေဥပမာပေးရမယ်ဆိုရင်ဒီလုံစာချုပ်လက်မှတ်ထိုးခဲ့ပါတယ်ဒါပေမဲ့ရှမ်းနဲ့ကချင်ကလက်မှတ်ထိုးတဲ့အပြင်ပြည်နယ်ကိုတခါလေးယူတယ်ပြည်နယ်ကလုတ်ပိုင်ခွင့်များများရအောင်ကိုလည်းအမြဲတမ်းပြောနေပါတယ်ဒါပေမဲ့ချင်းတွေကဒီလုံစာချုပ်မှာလက်မှတ်ရေးထိုးခဲ့ပြီးတော့ဘာဖြစ်လဲဆိုပြည်နယ်ကိုအလွယ်တကူရယူနိုင်မဲ့အခြေအနေထားမျိုးမှာမယူဘဲနဲ့ကျွန်တော်တို့ကိုဆေးရုံပဲဆောက်ပေးပါကျောင်းပဲဆောက်ပေးပါလမ်းပဲဖောက်ပေးပါချင်းတရင်ကိုနာမည်မဖြတ်ပါနဲ့ဆက်လက်ထားပေးပါဒီလေးချက်လောက်နဲ့ပြည်နယ်မယူဘဲနဲ့လုတ်ပိုင်ခွင့်အားလုံးဘာနာရေးစီမံခန့်ခွဲပိုင်အားလုံးကိုပြည်မလက်ထက်ကိုပြန်အပ်တယ်ပြန်အပ်လိုက်တဲ့ဒါကြတော့ကျွန်တော်တို့ဘလောက်အထင်နဲ့နာဆုံးရှုံးခဲ့ရတယ်ဆိုတော့ရှမ်းပြည်နယ်ထွက်တော်ကလုတ်ပိုင်ခွင့်တွေကချင်ပြည်နယ်ကလုတ်ပိုင်ခွင့်တွေကရင်ပြည်နယ်ကလုတ်ပိုင်ခွင့်ရတဲ့လုတ်ပိုင်ခွင့်တွေတခုမှမရခဲ့ဒါကြောင့်နောက်ဆုံးမှာစိတ်မကောင်းစရာက1958ကျမှအမြင်မှန်နေရလားပြီးတော့ပြည်နယ်ရရှိကိုတောင်းဆိုလာခဲ့ကြတယ်ဒါကြောင့်အဲ့ဒီမှာဥရိုထောင်ပြောတဲ့စကားကထွက်တော်မှာပါပြောလဲဆိုကျွန်တော်တို့ဒီတင်ခန်းစာတို့မြောက်များစွာရပြီကျွန်တော်တို့ကသူများပေးစာကန်းစာကိုပဲမျှော်ပြီးတော့စောင့်စားနေကြရတယ်ကိုယ့်လက်ထဲမှာလုတ်ပိုင်ခွင့်တစ်ခုမှမရှိဘူးလမ်းဖောက်ပေးမယ်လို့ပြောတော့ PWD ဆိုတာနော် Public Workers Department ကနေတမိုင်ကိုတနှစ်နှုန်းနဲ့တွက်လိုက်တဲ့အခါမှာမိုင်420ဖုတ်ဖို့နှစ်ပေါင်း430ကြာတော့မယ်တင်ပြရှာတယ်အဲ့ဒီကချင်းရဝန်ကြီးဦးရဖဲလျံကဘာပြောလဲဆိုအလွန်မျက်နှာငင်ရပါတယ်ကျွန်တော်ချင်းရဝန်ကြီးဖြစ်တော်များလဲပဲ
စရေးတာယူအစင်းတာနဲ့ပဲအလုပ်လုပ်ခဲ့ရတယ်လို့ပြောရရှင်ဒါကြောင့်ယနေ့ကျွန်တော်တို့ချင်းတိုင်းသားပါဝင်တိုင်းသားလူမျိုးအားလုံးကနားလေဖို့ကပါလဲဆိုတော့ကျွန်တော်တို့ကဖွံ့ဖြိုးရေးဆိုတာဒီလုတ်ပိုင်ခွင့်ကိုလက်ထဲမှာရောက်ရင်ဖွံ့ဖြိုးရေးတာမကဘူးဖွံ့ဖြိုးရေးကိုလှုပ်ဆောင်နိုင်တဲ့အရင်းမြစ်တွေဖွံ့ဖြိုးရေးကိုအကျိုးရှိရှိအသုံးချနိုင်မဲ့လုပ်ငန်းတွေစီမံခန့်ခွဲမှုတွေကိုလက်ထဲရောက်လာရင်အာမခံရတယ်ဒီနှစ်ပေါင်း90အတွင်းမှာမဖြစ်ခဲ့တဲ့အလုပ်ဟာကျွန်တော်တိုင်းသားတွေလက်ထဲမှာတကယ်အာဏာရမယ်ဆိုရင်15နှစ်အနှစ်20အတွင်းမှာကောင်းအောင်လုပ်နိုင်မယ်ဒါကိုကျွန်တော်တို့သိရှိဖို့လိုတယ်ဒုတိယတစ်ချက်အနေနဲ့ဖွံ့ဖြိုးရေးလားမူဝါဒလားဆိုတဲ့အခါမှာတော်တော်ရေးကြည့်ပါတယ်တော်တော်များများကဖွံ့ဖြိုးရေးလောက်ကိုပဲနိုင်ငံရေးလို့ထင်တာဖွံ့ဖြိုးရေးဟာနိုင်ငံရေးမဟုတ်ပါဘူးဖွံ့ဖြိုးရေးဆိုတာ CSO ကလည်းလုပ်လို့ရတယ် NGO ကလည်းလုပ်လို့ရတယ်ဘာသာရေးအဖွဲ့အစည်းကလည်းလာလို့ပြီးလို့ရတယ်ပါတီမူဝါဒဟာအင်မတန်မှရေးကြည့်ပါတယ်အမျိုးသားရေးလက္ခဏာချင်းလူမျိုးဖြစ်တည်မှုချင်းမျိုးသားရဲ့ယဉ်ကျေးမှုချင်းမျိုးသားရဲ့ဓလေ့ထုံးတမ်းတွေအမျိုးသားရဲ့လက္ခဏာတင်ရှင်သန်မှုတွေနေထူးနေမြတ်ဒီရိုးရာပွဲလန်းတပင်တွေရိုးရာယဉ်ကျေးမှုတွေတန်ဖိုးထားမှုစံနှုန်းတွေဒါတွေမပြောက်မပြတ်ရအောင်ပြင်းပြင်းနေတဲ့အရာတွေကိုပြန်လည်ရှင်းသားကြီးထွားလာအောင်တည်မြဲအောင်ချင်းလူမျိုးတွေဟာပြည်ထောင်စုကိုတည်ထောင်တဲ့လူမျိုးကဘာမှာလေလူမျိုးတစ်မျိုးနဲ့ဂုံတိခါရှိရှိနဲ့ယက်တည်နေတဲ့လူမျိုးဆိုတာကိုပေါ်ထုတ်နိုင်ဖို့အမျိုးသားရေးမူဝါဒလိုကိုလိုအပ်နေပါတယ်ဒါကြောင့်မူဝါဒဟာအင်မတန်မှရေးကြည့်တယ်ဒါကြောင့်ချင်းပါတီက CNLD အနေနဲ့ချင်းအမျိုးသားရေးမူဝါဒကတစ်ဖက်ပါဝင်တဲ့ပြင်ဖွံ့ဖြိုးရေးဆိုတဲ့အစီအစဉ်တစ်ခုဟာမူဝါဒမြောက်များဆိုတာထက်ကတီးလေးတော့မူဝါဒတစ်ခုမျှတာနဲ့ဖြစ်တယ်ဆိုတာကိုဒီနေရာမှာဖော်ပြချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ထပ်မေးချင်တာကတော့ချင်းပြည်နယ် NLD လွှတ်တော်အောက်ကထားလေးဖြစ် NLD အောက်ကထားလေးဖြစ်တဲ့ပူဇော်ဘိတ်ကပြောဖို့မနေ့တနေ့ကကျွန်တော်ချင်းလန်းဖို့ရဲ့တွေ့ဆုံမေးမြန်းမှာပြောတာတစ်ခုရှိပါတယ်2010နောက်ပိုင်းမှာ USDP နဲ့ရွေးကောက်ပွဲဝင်တဲ့တိုင်းသားပါတီရောပါတီအလုံးကတော့ကြံ့ခိုင်ရေးမဲ့ဖက်ဒီပါဆိုတာပြောထားတာရှိတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဗာများပြောအဲ့တော့ခုနမေးတဲ့မေးခွန်းကိုအားလုံးမင်္ဂလာပါမေးတဲ့မေးခွန်းတို့ဆက်ဖြေရမယ်ဆိုရင်တော့ကျွန်တော်တို့2018ခုနှစ်မှာကြားဖြတ်ရွေးကောက်ပွဲရှိခဲ့ပါတယ်အဲကြားဖြတ်ရွေးကောက်ပွဲမှာဆိုရင်ဒီကျွန်တော်တို့အဲ့ဒီတော့ကတော့ချင်းဒီမိုကရေစီဖွဲ့ချုပ်ဆိုတဲ့ CLD အနေနဲ့မတူပြီးအမှတ်1မဲဆန္ဒနယ်ကနေပြည်နယ်ထွက်တော်မှာကျွန်တော်တို့စလိုင်းအောင်လျန်းကနေအနိုင်ရရှိခဲ့ပါတယ်ကျွန်တော်တို့ဒီလိုမျိုးချင်းပါတီကနေတူးထဲတော့အနိုင်ရတဲ့စလိုင်းအောင်လျန်းကပြည်နယ်ထွက်တော်ကိုရောက်တာနဲ့ကျွန်တော်တို့ထွက်တော်ရဲ့လုပ်ငန်းစဉ်တွေတော်တော်များများမှာအပြောင်းအလဲတွေမြောက်များစွာရှိခဲ့ပါတယ်နံပါတ်1ကတော့အရင်တော့2015ခုနှစ်ကနေ2018ခုနှစ်အထိချင်းပြည်နယ်ထွက်တော်မှာဘတ်ဂျက်ခွဲဝေမှုမှာပွင့်လင်းမြင်သာမှုမရှိခဲ့ဘူးဒါပေမဲ့စလိုင်းအောင်လျန်းရောက်ပြီးလာပြီးတဲ့အခါမှာသူ့ရဲ့မေးခွန်းထုတ်မှုတွေမေးမြန်းမှုတွေကြောင့်ဘတ်ဂျက်ခွဲဝေမှုနဲ့ပတ်သက်လို့ပွင့်လင်းမြင်သာမှုရှိလာတယ်မြို့နယ်တိုင်းရဲ့ဆောင်ရွက်ချက်တွေမြို့နယ်တိုင်းကဘယ်လောက်ရတယ်လဲမဲဆန္ဒကဘယ်လောက်ရတယ်လဲဆိုတာပြည်သူကသိခွင့်ရတယ်အရင်3နှစ်တုန်းကလုံးမသိခဲ့ရဘူးပေါ့နော်နံပါတ်2ကတော့ကျွန်တော်တို့ချင်းဘာသာစကားတင်ကြားမှုပိုင်းမှာဖက်တော်ကဆွေးနွေးပါတယ်ချင်းပြည်နယ်ဖက်တော်မြို့နယ်ကိုအစွဲပြုပြီးတော့လိုက်စိုးဘာသာစကားဇိုမီဘာသာစကားစသဖြင့်ပေါ့နော်ဒီလိုမြို့နယ်နဲ့နာမည်နဲ့တွဲပြီးတော့တင်ကြားဖို့ကန့်သတ်ပြီးတော့ဆွေးနွေးမှုပြုလုပ်တဲ့အခါမှာကျွန်တော်တို့ CLD ရဲ့အမတ်အဲဒီတုန်းကဖြစ်တဲ့စလိုင်းအောင်လျန်းကနေဆွေးနွေးခဲ့ပါတယ်မြို့နယ်ကိုကန့်သတ်ပြီးတော့မြို့နယ်လိုက်တတ်မှတ်ပြီးတော့ချင်းဘာသာစကားတင်ကြားရေးကိုဆောင်ရွက်ပြီးတော့တတ်မှတ်တာတဲ့မြို့နယ်တီးမှာရှိနေကြတဲ့ချင်းတိုင်းသားချင်းမျိုးနွယ်စုများအနေနဲ့မိမိတင်ယူလိုတဲ့တင်ချင်တဲ့ဘာသာစကားကိုလွတ်လပ်စွာရွေးချယ်နိုင်ဖို့အတွက်မြို့နယ်နဲ့ဘာသာစကားနဲ့တွဲပြီးတော့တတ်မှတ်ပေးတာမျိုးဟာမဖြစ်သင့်ဘူးဆိုပြီးမှတင်ပြလိုက်တဲ့ဟာမှာ
အောင်မြင်မှုရပြီးတော့ချင်းပင်နဲ့ထက်တော်ကလည်းပဲဒါကိုအတီးပြုတ်ပေးတာကိုကျွန်တော်တို့တွေ့ရပါတယ်တတ်တဲ့ချက်ကတော့လိုက်အောင်လိုက်တင်ပြချက်မှာလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ချင်းပင်နယ်မှာရွာတိုင်းလမ်းချင်းဆက်သွယ်ရေးကိုတော့လှုပ်ဆောင်ကြပါတယ်ဒါမှန်ပါတယ်ဒါပေမဲ့တကယ်တမ်းချင်းပင်နယ်အတွက်ကအရေးကြီးဆုံးလမ်းမတွေဖြစ်တဲ့ပြည်မကနဲ့စားဝတ်နေရေးတည်ဆောင်ပေးနိုင်တဲ့ဆက်သွယ်မှုလမ်းတွေဥပမာဖြင့်ကလေးဟာခါလမ်းကလေးတီးတင်တွန်းဆန်လမ်းဘဟုတ်ကိုမတူပီလမ်းနော်မတူပီပလဲဝါလမ်းစသဖြင့်ပေါ့လမ်းမကြီးတွေရဲ့ကိုဦးစားပေးပြီးတော့ဖောက်လုပ်တင်တယ်ဆိုတာကိုတင်ပြလိုက်တဲ့အခါမှာခက်တော်ကလည်းပဲဒီ2020-2021ဘတ်ဂျက်မှာဒါတွေကိုယာထားပြီးတာတွေကိုတွေ့ရတယ်နော်ဆိုတော့ကျွန်တော်တင်တာလုပ်ငန်းတွေမှာလည်းအရင်ကပွင့်လင်းမြင်သာမှုမရှိသေးဘူးမိခွန်းနေမြောက်များစွာထုတ်တဲ့အခါမှာကျွန်တော်တို့ပြည်သူကတီးခွင့်ရခဲ့ရတယ်ဒါအပြင်မြို့နယ်တစ်မြို့နယ်ထဲမှာတင်ဝင်ကြီးလုပ်တဲ့လူရဲ့နေရာမှာဘတ်ဂျက်မြောက်များစွာကိုရရှိပြီးတော့ဝင်ကြီးမရှိတဲ့မဲဆန္ဒနယ်မှာစုစုပေါင်းမြို့နယ်ရဲ့ဘတ်ဂျက်ရဲ့9ပူတုံပုံတောင်မှမရတဲ့နေရာတွေမြောက်များစွာရှိတယ်ဒါတွေဟာဘယ်သူကြောင့်သိရတယ်လဲဆိုတော့ကျွန်တော်တို့ချင်းပါတီရဲ့အမတ်ကြောင့်သိရပါတယ်နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ခတ်တော်အစည်းအဝေးလုပ်တိုင်းပြီးတိုင်းမှာအရင်ကခတ်တော်ဟာအစိုးရကိုထိန်းကျောင်းရမယ်စားအခြေခံဥပဒေနဲ့ခတ်တော်ကလည်းအတန်တိတ်နေတယ်အစိုးရရဲ့လုပ်ငန်းတွေကလည်းပွင့်လင်းမြင်သာမှုမရှိဘူးမသိရဒါပေမဲ့ slide online ရှိပြီးနောက်ပိုင်းမှာခတ်တော်အစည်းအဝေးပြီးတိုင်းမှာဒီကိစ္စတွေကိုပြည်သူကို Facebook ကနေတဆင့်ဖြစ်စေမီဒီယာတွေနဲ့တဆင့်ဖြစ်စေပြည်သူတွေကိုချပြတဲ့အတွက်ကြောင့်ကျွန်တော်ချင်းပြည်နယ်ရဲ့ဘတ်ဂျက်ခွဲဝေမှုတွေလုပ်ငန်းတွေဟာပြည်သူလူထုကသိခွင့်ရတာဟာဖြစ်ရင်ကျွန်တော်တို့အမတ်တူးသေးပင်လင်ရတော့ရလဲပဲအကျိုးမြောက်များစွာရှိပြီးတော့ပြည်သူအတွက်အများကြီးနိုင်ငံရေးအတိအမြင်ကိုတိုးပွားစေတယ်လို့ဒါကိုကျွန်တော်တို့ CNLD ရဲ့ချင်းပါတီရဲ့ဆောင်ရွက်မှုအနေနဲ့ဖော်ပြခြင်းတယ်ပေါ့နော်ဒါကိုကျွန်တော်တို့ဒုတိယတစ်ချက်ပေါ့နော်တတ်တဲ့ချက်အနေနဲ့ခုနထပ်ပြီးတော့မေးတဲ့မေးခွန်းထဲမှာပါတဲ့အချက်ဖြစ်ပါတယ်ဘာဖြစ်လဲဆိုတော့အခုအခြေခံဥပဒေပုံမှန်161မပြင်နိုင်တဲ့အတွက်ကြောင့်ချင်းပြည်နယ်မှာချင်းပါတီအနိုင်ရခဲ့မယ်ဆိုရင်တော့မှဝန်ကြီးချုပ်လုပ်နိုင်မဟုတ်ဘူးဆိုတာကိုတွင်ကြဲပြောကြတယ်ဒါနဲ့စီယုံရေးဆင်းကြတယ်တကယ်တော့ကိုလူမျိုးကိုဒေတာမှာဒါနဲ့စီယုံရေးပြန်ဆင်းရကြတဲ့ကိုဟာယာထုအသက်တာလင်ထတ်တော်ရွေးကောက်ပွဲဝင်နေတယ်ယာထုအတွက်တာလင်စဉ်းစားနေတယ်အမျိုးသားရေးတမပါဘူးဆိုတာကိုကွက်ပေါ်လွင်စေပါတယ်မဲဆန္ဒရှင်ပြည်သူသားဖြင့်နိုင်ငံရေးအသိအမြင်တတ်တိတိုက်ဆွဲဒီလိုငါတို့အစိုးရဖွဲ့နိုင်မယ်လူကိုပဲမဲပေးပါလို့မဲဆွေတာနဲ့သူ့ရဲ့နိုင်ငံရေးအဆင့်အတန်းနဲ့ညှော်မြင်မှုဟာဒီအစိုးရဖွဲ့စည်းမှုမှာပဲဆုံးနေတယ်ဆိုတာကိုချက်ချင်းထောက်ပြလို့ရပါတယ်တကယ်တော့နိုင်ငံရေးဆိုတာဝန်ကြီးချုပ်လုပ်နိုင်မှုအစိုးရဖွဲ့စည်းနိုင်မှုတခုတည်းနဲ့မဟုတ်ပါဘူးကျွန်တော်တို့ချင်းပါတီပြည်သူလူထုအမဲပြီးလို့ချင်းပြည်နယ်မှာအများစုအနိုင်ရတယ်ရှိဆိုရင်ထတ်တော်ကိုကျွန်တော်တို့ထိန်းချောင်းကာကွယ်နိုင်ပါတယ်ထတ်တော်ကိုထိန်းချောင်းကာကွယ်နိုင်တဲ့အပြင်အစိုးရရဲ့လှုပ်ဆောင်မှုအဂတိလိုက်စားမှုတွေတင်ဒါမှာမမျှမတမှုတွေဘတ်ဂျက်ခွဲဝေမှုမှာမြို့နယ်လိုက်မငြိမ်မျှတဲ့အတွက်ကြောင့်ချင်းပြည်နယ်မှာစီးရုံးရေးပြိုကွဲတဲ့ဟာတွေဒါတွေကိုထတ်တော်ကကောင်းစွာထိန်းချောင်းနိုင်ပါတယ်ဒါအပြင်ဥပဒေပြဋ္ဌာန်းဖို့ရှိပါတယ်ချင်းရွာဒလိထုံတန်းရဘိုးဘွားတွေကပိုင်ဆိုင်တဲ့မြေတွေကိုအတိမတ်ပြုပြီးတော့ကာကွယ်ပြုပေးဖို့ချင်းမျိုးသမီးတွေအခွင့်အရေးရပိုင်ခွင့်တွေကိုမြင့်တင်ပေးဖို့ချင်းလူမျိုးတွေတိုင်းရင်းဆေးတွေအသေးစားလုပ်ငန်းတွေလှုပ်ဆောင်နိုင်ဖို့ဥပဒေပြဋ္ဌာန်းပေးဖို့ခေတ်နဲ့ငီဥပဒေပြုပြင်ပြောင်းလဲဖို့တွေမျိုးများစွာရှိတယ်ဒါဟာအစိုးရမဖွဲ့နိုင်တော့ရလဲပဲဝန်ကြီးချုပ်မဖြစ်တော့ရလဲပဲထတ်တော်မှာဒီနေ့ထတ်တော်မှာအများစုအနိုင်ရမယ်ဆိုတာထတ်တော်ကလှုပ်ဆောင်ရမယ်ချင်းမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့တာဝန်ဖြစ်ပါတယ်အစိုးရမဖွဲ့နိုင်ဘူးလို့ယတိပြတ်ပြောတာဟာလည်းဖြစ်ရင်လည်းနိုင်ငံရေးရမှားပါတယ်
ကျွန်တော်2015ခုနှစ်တုန်းကချင်းပြည်သူလူထုနဲ့မြန်မာပြည်တဝန်းလုံးမှာရှိတဲ့ပြည်သူလူထုဟာပြောင်းလဲချင်တမ်းပြီးဆိုတဲ့ဒီ NLD ရဲ့မူဝါဒကိုတကယ်ကြိုက်ပါတယ်ကျွန်တော်တို့လည်းကြိုက်ခဲ့ပါတယ်ကျွန်တော်ကိုယ်တိုင်ဆိုရင်ရန်ကုန်ဖက်ဖက်မှာဆိုရင် NLD ကိုမဲပေးပါလို့စီဝင်စင်းပြတာအများကြီးပဲဘာဖြစ်လို့လဲဆိုကျွန်တော်ရဲ့ရည်မှန်းချက်ကတိုင်းဒေသကြီး9ဒေသမှာ NLD အနိုင်ရရှိပါစေပြည်နယ်9ပြည်နယ်မှာတိုင်းသားပါတီများအနိုင်ရပါစေဒီအနိုင်ရတဲ့ပါတီတွေဟာတန်းတူရီတူနဲ့စပွဲဝဲမှာထိုင်ပြီးတော့အတူတကွဆိုရဖွဲ့စည်းပြီးတော့ခင်းခင်းနိုင်နိုင်နဲ့တိုင်တိုင်ပင်ပင်နဲ့ပြည်ထောင်စုကြီးကိုတည်ဆောက်ကြမယ်လို့ရည်မှန်းတာဖြစ်ပါတယ်လူမျိုးပေါင်းစုံနေထိုင်တဲ့မြန်မာနိုင်ငံလူမျိုးမှာတပါတီထဲကအပြတ်တက်နိုင်ရတာအန်ဒရေအင်မတန်မှကြီးပါတယ်တိုင်းသားလူနည်းစုတွေအတွက်ကိုယ့်ကိုဆွေးချိုးချတယ်လို့ဖြစ်တယ်ဖဆပလတမိုင်းခက်ကလေးကကြည့်လိုက်ရင်ဖဆပလကိုအင်အားကြီးအောင်မဲပေးခဲ့တဲ့လူတွေဟာတောင်ပေါ်တိုင်းသားတွေပါတယ်ဖဆပလအင်အားကြီးတဲ့အခါမှာဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာပြဋ္ဌာန်းတာတို့ကချင်နယ်သုံးနယ်ကိုတရုတ်ပေးပြစ်တာမျိုးအခု2015ခုနှစ်မှာလဲမျိုးဆောင်ဥပဒေ၄မျိုးပြဋ္ဌာန်းတဲ့အခါမှာဗုဒ္ဓဘာသာမြန်မာမျိုးသမီးများအထူးထိန်းများခြင်းဥပဒေကိုပြဋ္ဌာန်းပြီးတော့ခရစ်ယာန်မျိုးသမီးမွတ်စလင်မျိုးသမီးနဲ့ဟိန္ဒူမျိုးသမီးနတ်ကိုးကွယ်တဲ့အမျိုးသမီးတွေရဲ့အခွင့်အရေးကိုတော့ကာကွယ်ပေးတာမျိုးမရှိတာမျိုးစတဲ့ဥပဒေတွေဖြစ်ထွန်းတာဟာဘာကြောင့်လဲဆိုရင်တပါတီထဲကလူမျိုးတစ်မျိုးတည်းကဥဆောင်တဲ့ပါတီအလွန်အားကြီးပြီးတော့တိုင်းသားပြည်နယ်တွေမှာအမျိုးသားပြည်နယ်တွေကအားနေတဲ့အတွက်ကြောင့်ဖြစ်တယ်။ဒါတွေကိုကျွန်တော်တို့သင်ခန်းစာယူဖို့ဖြစ်တယ်။ဒါကြောင့်ကျွန်တော်ဒီတစ်ခေါက်ဒီသင်ခန်းစာကိုဒီလင်းที่တန်တန်းမှာရခဲ့ပါတယ်။ဖဆပလနဲ့ USDP ဦးသိန်းစိန်ခက်တုံးကလည်းအတူတူပါပဲလားအခု NLD ခက်မှလည်းပဲအတူတူပါပဲလားတကယ်အာဏာရလာပြီဆိုရင်တိုင်းသားတွေအတွက်ကဘလို့အန်ရယ်ကြီးတယ်ဆိုတဲ့အချက်ဟာကျွန်တော်တို့သင်ခန်းစာကောင်းစွာရပြီဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့တိုင်းပြည်နယ်အတီးတီးကနေဒီတစ်ခေါက်က2020မှာတိုင်းသားပါတီတွေအနိုင်ရပါလိမ့်မယ်တိုင်းခုနှစ်တိုင်းမှာနေရာ290နေရာပဲရှိတယ်အဲ့290နေရာကို NLD တခုတည်းအနိုင်ရမှာမဟုတ်ဘူးအများကြီးရမှာကြံ့ခိုင်ရလည်းတချို့နေရာရမယ်တခြားသောပါတီတွေကလည်းအနည်းစင်းကြီးရမယ်ကျွန်တော်တို့ကဖြစ်နိုင်ရင်ဒီမိုကရေစီအားကောင်းတဲ့ဖက်ဒရယ်ပြည်ထောင်စုအတည်ဆောက်လို့တဲ့ပါတီအနိုင်ရစေချင်ပါတယ်ဒီလိုနိုင်ရရင်ကျွန်တော်တို့ညွန့်ပေါင်းအစိုးရဖွဲ့စည်းပြီးတော့ချင်းပြည်နယ်မှာဗဟိုအစိုးရမှာသမရဖြစ်ဖို့ထပ်တော့အမတ်333ဦးရဲ့ထောက်ခံမဲလို့တယ်ပြည်နယ်အသီးသီးနဲ့အမတ်209နေရာရှိတယ်ပြည်နယ်အသီးသီးနဲ့တိုင်းသားပါတီတွေက180ပတ်ဝန်းကျင်လောက်ကိုရနိုင်ပြီဆိုရင်150ကျော်ပတ်ဝန်းကျင်ရနိုင်ပြီဆိုရင်ပြည်မပါတီဖြစ်တဲ့ပါတီကြီးတစ်ခုကလည်းပြည်မကနဲ့နေရာပတ်ဝန်းကျင်လောက်ပဲအပြတ်တက်ရလိမ့်မယ်နေရာထက်မပိုနိုင်ဘူးပါတီအများကြီးရှိတဲ့အတွက်ကြောင့်ဒါဆိုရင်333မဲသမရဖြစ်ဖို့ကျွန်တော်တိုင်းသားလူမျိုးတွေရဲ့မဲကိုအလိုလျောက်လိုပါလိမ့်မယ်အခု2015ခုနှစ်တုန်းကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ကအပြတ်တက်နိုင်ရရှိအောင်မဲပေးလိုက်တဲ့အခါမှာကျွန်တော်တို့တိုင်းသားတွေကိုညှိနှိုင်းเสียမလို့အောင်တိုင်းသားတွေကို view ဆိုင်เสียမလို့အောင်ကျွန်တော်တို့ကဖန်တီးပေးခဲ့ပြီးဖြစ်ပါတယ်အခုဒီတစ်ခေါက်မှာတော့တိုင်းသားပေါင်းစုံကပါဝင်ပြီးတော့အင်အားကောင်းမယ်ဆိုရင်ပြည်မမှာတိုင်းခုနှစ်တိုင်းမှာအနိုင်ရရှိတဲ့ပါတီကြီးနဲ့ကျွန်တော်တို့ညွန့်ပေါင်းဆိုရဖိတ်ပြီးတော့ဘိုးမှာပြည်ထောင်စုသမရကိုတော့ဘသူ့ကိုပေးမယ်အထူးတကွရွေးချယ်ကြမယ်လူသမရကိုအထူးတကွရွေးချယ်ကြမယ်ပြည်ထောင်စုခတ်တော်ဥက္ကဋ္ဌနာယကကိုအထူးတကွရွေးချယ်ကြမယ်အမျိုးသားထွက်တော်ဥက္ကဋ္ဌပြည်သူ့ထွက်တော်ဥက္ကဋ္ဌကိုအထူးတကွရွေးကြမယ်ပြည်နယ်ဝန်ကြီးချုပ်တွေကိုလည်းအပြေးယူနဲ့အထူးတကွရွေးချယ်ကြမယ်ဆိုရင်ကျွန်တော်တို့တိုင်းရင်းသားပါတီတွေဟာပြည်နယ်အသီးသီးတွေမှာဝန်ကြီးချုပ်လွတ်ခွင့်ရပြီးတော့ကို့အမျိုးသားရေးကိစ္စအပြင်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်းလှုပ်ဆောင်နိုင်မယ်ဆိုတာကိုဒီနေရာမှာထည့်ပြောချင်ပါတယ်တတိယတစ်ချက်အနေနဲ့အခုနမေးတဲ့မွေးခွန်းထဲမှာတခုပါပါတယ် NLD ချင်းပြည်နယ်ဥက္ကဋ္ဌကပြောတယ်ဆိုတဲ့စကားပါတကယ်လို့ NLD မှာအပ
Jane party alung USDP ရဲ့မဟာမိတ်တွေပါဆိုတာဆွဆွဲချက်တစ်ခုလို့ကြားသိရတယ်ဆိုတဲ့နေခွန်းကိုသိချင်းပါတယ်လုံးဝလွဲပါတယ်လုံးဝမှားပါတယ်ဒါဟာကိုယ့်ကိုယုံကြည်စိတ်ချမှုမရှိဘူးဆိုတဲ့ဒီအဓိပ္ပာယ်ကိုလည်းတက်ရောက်ပါတယ်ကျွန်တော်ချင်းမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့မူဝါဒမှာအခန်း9မှာအတိအကျဖော်ပြထားပါတယ်ချင်းမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့အန်တီမရေမှန်းချက်ပန်းတိုင်ဟာအမျိုးသားတန်းတူရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးစစ်မှန်တဲ့ Federal ပြည်ထောင်စုစနစ်တည်ဆောက်ရေးဆိုတဲ့၃ချက်ပေါ်ရည်မှန်းချက်ထားပြီးတော့ပါတယ်အခြေခံမူမှာပါရည်မှန်းချက်ထားတယ်လဲဆိုရင်ဒီရည်မှန်းချက်ကိုအကောင့်ထဲပေါ်ဖို့မူဝါဒရေးဆွဲပြီးတော့အကောင့်ထဲပေါ်လို့တဲ့ပါတီနဲ့လက်တွဲဆောင်ရွက်ပြီးတော့ပူးပေါင်းဆောင်ရွက်မယ်လို့မူဝါဒချမှတ်ပါတယ်ဒါဆိုရင်ချင်းမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့မူဝါဒမှာအခိုင်အမာဆိုပြီးသားဘသူ့ကိုမဟာမိတ်ရွေးမယ်ဆိုတာမူဝါဒမှာအခြေခံချပြီးသားဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ Federal ပြည်ထောင်စုတည်ဆောက်ဖို့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဖို့အမျိုးသားတန်းတူရေးတည်ရှိတဲ့ Federal ပြည်ထောင်စုတည်ဆောက်ဖို့မူဝါဒဘသူ့မှာရှိတယ်လဲ NLD မှာတကယ်ရှိရင် NLD နဲ့မဟာမိတ်ဖွဲ့ရမှာပါကျွန်တော်တို့မြင်တာကတော့ကျွန်တော်တို့ရည်မှန်းချက်ထားတဲ့ CNLD ရဲ့ရည်မှန်းချက်ကိုNLD ကမမှီသေးဘူးလို့ကျွန်တော်သုံးသပ်တွေ့ရှိရတယ်။ဘာကြောင့်သုံးသပ်တွေ့ရှိတယ်လဲဆိုပြီးခဲ့တဲ့မတ်လမှာအခြေခံဥပဒေပြင်ဆင်ရေးမှာသူတို့တင်ပြတဲ့အခြေခံဥပဒေပြင်ဆင်ဖို့ပုံမှန်တွေကိုကြည့်လိုက်ခြင်းအပြင်ကျွန်တော်ချင်းမျိုးသားတွေမျိုးစီဖွဲ့ချုပ်ရဲ့ရည်မှန်းနေတဲ့ Federal ပြည်ထောင်စုကိုအဆင့်အတန်းကိုသူတို့မမှီသေးဘူးဆိုတွေ့ရတယ်။ပိုဆိုးတာကတက်မတော် USDP ကပိုဝေးသေးတယ်။သူတို့ရဲ့ Federal ပြည်ထောင်စုတည်ဆောက်ရေးမူက2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မတိမ်မယိမ်ပဲလို့ကျွန်တော်ကတော့မြင်တယ်။ဒါကြောင့်ကျွန်တော်တို့ CNL ရဲ့မူနဲ့သုံးသပ်မယ်ဆိုရင်ကြံ့ခိုင်ရေးဖြစ်စေတမတော်ဖွဲ့စည်းဖြစ်စေအခုန CNL ရဲ့မူရည်မှန်းချက်နဲ့တော်တော်ဝေးတဲ့အတွက်ကြောင့်ဘလို့မှဒီမူဝါဒနဲ့မကိုက်ညီနိုင်သေးဘူး။တကယ်လို့မေတိပါတီဖြစ်စေဘလို့မျိုးပါတီဖြစ်စေ CNL ရဲ့ရည်မှန်းချက်နဲ့ကိုက်ညီပြီးတော့အကျိုးစီးပွားFederal မူတည်ဆောက်ရေးပိုင်းမှာမူဝါဒတူနေတော့မဟာမိတ်ဖွဲ့ပါမယ်လက်တွေ့ဆောင်ရွက်ပါမယ်အတူတကွလက်တွဲပါမယ်ဆိုတာကိုဖော်ပြခြင်းပဲပေါ့နော်ပုံမှန်261အခြေခံဥပဒေပုံမှန်261ပြင်ဆင်ရေးကိုဆက်ပြောပါမယ်အခြေခံဥပဒေ2000အခြေခံဥပဒေပြင်ဆင်ရေးမှာအစားထိုးရေးပိုင်းမှာနှစ်ပိုင်းရှိပါတယ်ပထမတစ်ပိုင်းကအခြေခံဥပဒေကိုအစားထိုးတဲ့နည်းအဲ့ဒီအစားထိုးတဲ့နည်းကတော့2008အခြေခံဥပဒေပြင်ပရောက်သွားတယ်ဒါကြောင့်အစားထိုးမယ်ဆိုရင်လွယ်တယ်လွယ်တော်များလည်းမဖြစ်နိုင်ဘူးဘာဖြစ်လို့လဲတမတော်တွေကတမတော်သားတွေလက်ခံဖို့လို့အစားထိုးတဲ့နည်းလားလက်မခံဘလို့မှမဖြစ်နိုင်ဘူးဒါဆိုမေးစရာမခွင့်ရှိတယ်ဘလို့ပုံစံနဲ့စားထိုးလဲအခုကျွန်တော်တို့လက်ရှိလုပ်နေတဲ့ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ21ရာစုပင်လုံးရလဒ်တွေကောင်းလို့အဲ့ဒီရလဒ်တွေဟာအောင်မြင်ခဲ့တယ်ဆိုရင်အဲ့ဒီရလဒ်တွေအရာ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအစားထိုးတဲ့နည်းလမ်းအသုံးပြုလို့ရပါတယ်။နံပါတ်1အစားမထိုးနိုင်ဘူးဆိုရင်တော့ပြင်ဆင်တဲ့နည်းလမ်းပဲရှိတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ဆိုရင်436ကခမှာပြဋ္ဌာန်းထားတဲ့အတိုင်းပဲ NLD ကလည်းမပြင်နိုင်ဘူးပြည်ထောင်စုကြံ့ခိုင်ရေးကလည်းပါတီကလည်းမပြင်နိုင်ဘူးတိုင်းသားလူမျိုးအားလုံးကလည်းမပြင်နိုင်ဘူးဂုံပြောရရင်မြန်မာနိုင်ငံမှာရှိသမျှပါတီအားလုံးစုပေါင်းတာတော့မှမပြင်နိုင်ဘူးဖြစ်တယ်ဒီလိုမပြင်နိုင်တဲ့အတွက်ကြောင့်ဘယ်လိုနည်းနဲ့ပြင်ဆင်မလဲလို့ဆိုတဲ့နေကိုဖြေရမယ်ဆိုရင်တော့တမတော်သားတွေနဲ့အပြန်အလှန်ညှိနှိုင်းမှုပြုလုပ်ပြီးတော့တမတော်သားတွေနဲ့အတေချာညှိနှိုင်းမှုဆောင်ရွက်ပြီးမှသာလေပြင်ဆင်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့အားလုံးမြင်တွေ့ပြီးပြီ NLD ကပြီးခဲ့တဲ့မတ်လမှာအခြေခံဥပဒေပြင်ဆင်ဖို့ကြိုးစားတယ် NLD အခုတော့ပြတ်တက်နိုင်အနိုင်ရတာကဒီတစ်ချိန်ပဲရမယ်နောက်တစ်ချိန်တွေမှာ NLD အခုတော့ပြတ်တက်နိုင်ရမယ်လို့ကျွန်တော်မထင်တော့ဘူးဒါယူတတမြင်တာပါကျွန်တော်တို့ခေါင်းဆောင်တွေကိုလည်းပြောပါတယ်ဒီလိုအပြတ်တက်အနိုင်ရတဲ့အချိန်မှာဘာမှမဆိုလုပ်နိုင်နေတဲ့အချိန်မှာအမျိုးသားပြန်လည်တင့်မြတ်ရေးကိုကြိုးစားပြီးတော့လုပ်ပါလို့ကျွန်တော်အမြဲတမ်းတိုက်တွန်းပါတယ်
ဒါမဲ့ခုမတ်စလာမှာပြင်ဆင်ရေးမှာတမတော်သားတွေနဲ့ညှိနှိုင်းတိုင်ပင်မှုမရှိဘူးကျွန်တော်တိုင်းသားပါတီခေါင်းဆောင်တွေနဲ့လည်းညှိနှိုင်းတိုင်ပင်မှုမရှိဘူးဒါကြောင့်မအောင်မြင်ခဲ့ဘူးအလုံးသိပြီးသားဒါကြောင့်အခြေခံဥပဒေပြင်ဆင်ရေးဟာ NLD ကလည်းမပြင်ဆင်နိုင်ဘူးကြံ့ခိုင်ရေးကလည်းမပြင်ဆင်နိုင်ဘူးဒါကြောင့်ကျွန်တော်တို့အမျိုးသားတင့်မြတ်ရေးကိုလုပ်ပြီးတော့ပြင်ဆင်တဲ့နီလန်းကိုရွေးမယ်ဆိုရင်တော့တမတော်သားတွေနဲ့ပြန်လေတင့်မြတ်ရေးလုပ်ပြီးတော့ပူပေါင်းပြင်ဆင်ဖို့လိုအပ်ပါမယ်အဲ့ဒီအထဲမှာပါတဲ့ပုံမှန်261ကဘာလို့အရေးကြီးတယ်လဲဆိုရင်ပြည်နယ်ဝန်ကြီးချုပ်ကိုကိုရွေးတာဖြစ်ပါတယ်တက်ဆိုင်ရာပြည်နယ်လွှတ်တော်ကရွေးချယ်ပိုင်းအဲ့ဒီဟာကိုတိုင်းသားတွေကလိုလားတယ်ဒါမဲ့လက်ရှိပုံမှန်261ကတမရကတက်ရိုက်ခတ်နေစနစ်ဖြစ်ပါတယ်ဘိုးဦးစီးစနစ်တပါတီစနစ်ဦးနေဝင်းခက်တဲ့အတူတူပါပဲဘိုးကတက်ရိုက်ခတ်တဲ့ပုံစံပါပဲဆိုတော့တိုင်းသားတွေကဒါကိုဆန့်ကျင်တယ်ဒီခိုင်ပြိုးအာဏာရတော့က NLD ဆိုရကဒီဟာကိုတိုက်ခံပြုလုပ်ပြီးတော့ဒါကိုပြင်ကိုပြင်ရမယ်လို့အပြင်းထန်ပြောပြီးတော့တိုင်းသားတွေနဲ့တတန်တက်ထွက်တယ်ကျွန်တော်တို့ဝန်တာတာပေါ့ဒါပေမဲ့ NLD အစိုးရပြန်ဖြစ်လာတဲ့ခါကျတော့ NLD အစိုးရပုံမှန်261ကိုမပြင်ချင်တော့ဘူးမပြင်ချင်ဘူးတမတော်ကိုယ်စားလှယ်တွေနဲ့ဒီခိုင်ပြိုးကိုယ်စားလှယ်တွေကပုံမှန်261ကိုပြင်ဆင်တယ်ကျွန်တော်တို့အံ့ဩပါအံ့ဩတယ်တိုင်းသားလူမျိုးတွေကိုပြည်နယ်မှာဝင်ကြီးချုပ်ရွေးယုံနဲ့ဖက်ဒရယ်မရသေးပါဘူးလုတ်ပိုင်ခွင့်အများကြီးမရသေးဘူးပြည်နယ်မှာဝင်ကြီးချုပ်လုံးပိုင်ခွင့်နည်းနည်းလေးပဲရှိတယ်ဒါလေးတော့မှမပေးနိုင်ဘူးပြေးဖို့ဆန္ဒမရှိကြဘူးအဲ့တော့အာဏာရလာတဲ့ခါကျမှတော့အားလုံးကအတူတူပါပဲသူတို့တွေကသူတို့ကိုသူတို့ပြည်ထောင်စုပါတီလို့អော်နေတဲ့လူဟာပြည်ထောင်စုပါတီမှရင်တော့တိုင်းသားလူမျိုးတွေရဲ့အခွင့်အရေးကိုပါစဉ်းစားမှာလုတ်ပိုင်ခွင့်ပြည်ထောင်စုပါတီလို့တွင်អော်ပေမဲ့တိုင်းသားလူမျိုးတွေပြည်နယ်မှာလုတ်ပိုင်ခွင့်ရဖို့တော့ပိတ်ပင်တယ်တားဆီးတာမျိုးကပြည်ထောင်စုတစ်ခုလုံးကိုကိုစားမပြုဘူးဆိုတာပေါ့ဖြေပေါ်နေတယ်အကြောင်းပြချက်ကပါလဲဆိုတမတော်ဒါလေးပုံတစ်ပုံဟာပြည်နယ်ထွက်တော်မှာရှိတဲ့အတွက်ကြောင့်တိုင်းသားကိုယ်စားလှယ်တွေနဲ့တမတော်သားပူပေါင်းမှာဆိုလို့ဒီခိုင်ဖြိုးနဲ့တမတော်သားပူပေါင်းပြီးတော့ပြည်နယ်ဝန်ကြီးချုပ်ဖြစ်မှာဆိုလို့ပြောတယ်ဒါဆိုဒီမှာအဖြေတစ်ခုပေါ်လာပြီ NLD ကိုယ်တိုင်ကတက်ဆိုင်ရာပြည်နယ်တွေမှာအနိုင်မရမှာကိုစိတ်ပူနေတယ်သူတို့စိတ်မချဘူးဖြစ်နေတယ်ဆိုတာတော့သိချပြီသူတို့အနိုင်ရမယ်ပြည်သူကသူတို့ကိုယုံကြည်ပြီးတော့ရွေးဦးမယ်ဆိုရင်တော့အနိုင်ရမှာပဲလေဘာပူစရာလို့လဲရဲရဲတင်းတင်းပြင်ပလိုက်မှာပေါ့သူတို့ကိုယ်တိုင်သူတို့စိတ်ပူနေတယ်နံပါတ်2ဟုတ်ပြီမိကွန်းတစ်ခုမေးစရာရှိတယ်ပြည်ခိုင်ဖြိုးကိုချင်းပြည်နယ်လူထုကရွေးပြီးတော့အမတ်ဖြစ်လာတယ်ဆိုရင်ဘာဖြစ်လို့စိတ်ပူနေမှာလဲပြည်သူလူထုကရွေးချယ်တဲ့အမတ်လေဒါကိုပြည်ခိုင်ဖြိုးကိုဘာစိတ်မချစရာရှိတယ်လဲပြည်သူလူထုကရွေးမှာတော့ပြည်သူလူထုကအဓိကဒီမိုကရေစီရဲ့အရှင်သခင်ပဲ NLD ကိုရွေးမှဒီမိုကရေစီမဟုတ်ဘူးလေပြည်သူလူထုကကြံ့ခိုင်ရေးလည်းရွေးနိုင်တယ်သူရရွှေမန်းပါတီလည်းရွေးနိုင်တယ်ချင်းပါတီကိုလည်းရွေးနိုင်တယ်ပြည်သူလက်ထဲမှာပဲအာဏာရှိတယ်ပြည်သူကဘယ်ပါတီကိုရွေးလိုက်ပြီဆိုရင်ပြည်သူကိုယ်စားလှယ်ပဲဒါဆိုရင်ပြည်သူကရွေးမှာကိုစိတ်ပူပြီးတော့ပုံမှန်261ကိုမပြင်ဘူးဆိုတာဟာဖြစ်ရင်ပြည်နယ်တွေပေါ်မှာလူမျိုးကြီးဝါဒတွတ်သွင်းနိုင်ဖို့အမေရိကန်ဘိုးကနဲ့ကျွန်တော်တို့တိုင်းသားတွေကိုချုပ်ချယ်ပြီးတော့ကန့်တက်နိုင်ဖို့လက်ကင်တို့အနေနဲ့ဒီဟာကိုအသုံးပြုနေကြဆဲပဲဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်ဒီပုံမှန်261အတွက်ကိုတပ်မတော်သားအစိတ်သားပါလို့ဆိုရင်မှအကြောင်းပြတာဟာယုတ်တိမရှိဘူးတပ်မတော်သားတွေရဲ့ပါဝင်မှုဟာပြည်နယ်မှာဒီမဟုတ်ဘူးပြည်ထောင်စု level မှာလဲအစိတ်သားပါပါတယ်မိခွန်းပြန်ထုတ်ပါမယ်တိုင်းသားပြည်သူတွေနားလည်နိုင်ပြည်နယ်မှာကြတော့တိုင်းသားတွေနဲ့တပ်မတော်သားပူပေါင်းမှာဆိုလို့စိုးရင်လို့ဆိုပေမဲ့261ကိုမပြင်ချင်ဘူးဒါဆိုရင်ပြည်ထောင်စုအစစ်မှကြတော့တပ်မတော်အစိတ်သားပါနေတာပဲဒါကိုဘာဖြစ်လို့နှစ်ကလက်ခံပြီးတော့တမရရွေးချယ်ခံပြီးတော့ရွေးချယ်ရေးမှာပါဝင်နေခဲ့ကြသေးတယ်လေဒီအခြေခံဥပဒေကိုပဲလက်ခံပြီးတော့ကျန်းသစ္စာပြုပြီးတော့အစိုးရမှာအာဏာရရှိအောင်ဘာဖြစ်လို့ဆက်လက်ဆောင်ရွက်နေကြသေးတယ်လဲ
no buhu ma ja ro ku ana ya khai me phu aro tong pi ro dai da ri akhwet yi ko ro pik pin na myo ha phin ni federal ပြည်ထောင်စုတိဆောက်ရေးဒီမိုစီရေးကိုခွင့်ရေးပိတ်ပင်ဖို့စဉ်းစားနေတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်အဲ့ဒီအပေါ်မှာဝေဖန်သုံးသပ်နိုင်ဖို့နောက်ဆုံးမေးခွန်းတစ်ခုလည်းမေးရင်းနဲ့ပြောချင်တယ်ပြည်ထောင်စုအစစ်မှာ NLD ခေါင်းဆောင်တွေနဲ့တပ်မတော်သားတွေပူးတွဲပြီးတော့ဆောင်ရွက်ချက်တစ်ခုခုတွေ့ရင်ဘာပြောကြတယ်လဲဆိုရင်အင်မတန်မှတော်တဲ့ခေါင်းဆောင်အမျိုးသားပြန်လေတင့်မြတ်ရေးကောင်းကောင်းလုပ်နိုင်တယ်ဆိုပြီးမှရှင်းမခံဖွင့်ကြတယ်ဟုတ်ပြီကျွန်တော်ဝန်တာတယ်အမျိုးသားပြန်လေရေးလုပ်ကိုလုပ်ရမယ်ဒါကိုကျွန်တော်ခေါင်းဆောင်တွေလုပ်တာကိုကျွန်တော်ကြိုးစုတယ်ဒါပေမဲ့ပြည်နယ်တွေမှာပြည်သူလူထုကမဲပေးပြီးတော့ရွေးတဲ့ချင်းပါတီနဲ့တပ်မတော်သားတင့်မြတ်မှာကိုစိတ်ပူတယ်ပြည်သူလူထုကရွေးတဲ့ပါတီနဲ့တပ်မတော်သားပူးပေါင်းမှာကိုတော့စိုးရိမ်နေတယ်ဆိုရင်အခုနပြည်ထောင်စုအစစ်မှာလဲတပ်မတော်နဲ့ဒါနဲ့ပြန်လေတင့်မြတ်ရေးကိုစူးစမ်းနေတယ်ဆိုတာကဘာဒီကွယ်ရှိတော့ဒါကိုကျွန်တော်တို့နားလည်ဖို့လိုအပ်ပါတယ်အဲ့ဒီတော့အခုကျွန်တော်ထောက်ပြစရာတွေအများကြီးရှိပါတယ်ကျွန်တော်သာပြည်ထောင်စုအစစ်မှာတာဝန်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့ရင်အခုလက်ရှိအုပ်ချုပ်ရေးမှာဖြစ်စေအကြံပေးတွေမှာပဲဖြစ်စေကျွန်တော်ဒီမိုရီစီခွင့်ရေးကိုလှုပ်ရှားခဲ့တဲ့သူတွေပညာရှင်တွေပညာတတ်တွေထဲကရွေးပြီးတော့အကြံပေးတွေခန့်မယ်အလုပ်တွေအများကြီးလုပ်မယ်အတူတူကပူးပေါင်းဆောင်ရွက်မှာလက်ရှိကျွန်တော်တို့တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကဒီနေ့ပဲကျွန်တော်ပြန်တန်းနေဖတ်တိုက်တဲ့အခါမှာသမ္မတအယူရဲ့အကြံပေးတော့ပြည်ထောင်စုအစိုးရရဲ့အကြံပေးတော့ NRPC ရဲ့အကြံပေးအားလုံးဟာဘုံမှုချုပ်အငင်းစားတွေဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ကပါဇက်ကအမျိုးမျိုးပြောတော်ညာလဲပဲကျွန်တော်ရဲ့လက်တွေ့လုပ်ငန်းတွေကတပ်မတော်သားနဲ့မကင်းနိုင်ဘူးတပ်မတော်သားပဲပြန်အားကိုးပြီးတော့ခတ်မှုလုပ်နေတယ်ဒါကိုလည်းကျွန်တော်တို့မကန့်ကွက်ပါဘူးတော်တဲ့လူကိုရွေးတင်ပါတယ်သို့တော့ကျွန်တော်တို့တိုင်းသားပြည်သူတွေကိုတော့တိုင်းသားကိုယ်စားလှယ်တွေကိုတော့တပ်မတော်နဲ့ပေါင်းမှဆိုလို့မဟုတ်မတရားဆွဆွဲတာမျိုးဟာဖြစ်ရင်တစ်ဖက်သက်ဖြစ်နေတယ်ဆိုတာကိုဖော်ပြချင်တယ်နော်နောက်မေးခွန်းတွေဆက်ဖြေလိုက်ရမယ်ဟုတ်ကဲ့ကြားလားဖတ်နောက်မေးခွန်းတွေကိုကျွန်တော်ဆက်ဖြေလိုက်ပါမယ်ဟုတ်ကျွန်တော်တို့မေးခွန်းနောက်ထပ်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ချင်းအမျိုးသားဒီမိုစီဖွဲ့ချုပ်အနေနဲ့ထပ်တော့အမတ်ဖြစ်ရင်ဘာလုပ်မလဲဆိုတဲ့မေးခွန်းပါကျွန်တော်၃ပိုင်းဖြေပါမယ်ထပ်တော့အမတ်ပြည်နယ်မှာကျွန်တော်တူဦးတဲ့ဖြစ်ရင်ဘာလုပ်မလဲကျွန်တော်တူဦးတဲ့ပဲချင်းမျိုးသားထပ်တော့အနေနဲ့ချင်းမျိုးသားပါတီအနေနဲ့အမတ်ဖြစ်ခဲ့ရင်ချင်းမျိုးသမီးတွေဥပဒေရပိုင်ခွင့်တွေအကြမ်းဖက်မှုမှကာကွယ်နိုင်အောင်ဥပဒေပြဋ္ဌာန်းဖို့ဆိုသွင်းမယ်ချင်းဘဝပိုင်မေတွေကိုတိမှတ်ပြုခံရအောင်ကာကွယ်စောင့်ရှောက်တဲ့ဥပဒေတွေတင်သွင်းမယ်ချင်းအမျိုးသားရေးလက္ခဏာထိမ့်သိမ့်မဲ့ဥပဒေတွေကိုကျွန်တော်အဆိုတင်သွင်းပါမယ်အကတိလိုက်စားမှုတွေမဖြစ်အောင်တင်ဒါတွေမျှတအောင်ဘတ်ဂျက်ခွဲဝေမှုတွေမျှတပြီးတော့မြို့နယ်မှာမြို့နယ်တီးတီးတပြေးငင်ဖွံ့ဖြိုးတိုးတက်ဖို့ဖြစ်လာအောင်မေးခွန်းနေမေးမယ်ထိန်းကျောင်းမှာဖြစ်ပါတယ်ဒါဟာကျွန်တော်တို့ဦးချင်းအမတ်ဖြစ်ခဲ့ရင်လို့ပြောချင်တယ်ဟုတ်ပြီချင်းမျိုးသားဒီမိုစီဖွဲ့ချုပ်အနေနဲ့အမတ်အများစုရပြီဆိုရင်တော့ချင်းပြည်နယ်ထွက်တော်မှာရှေ့မှာပြောသလိုပဲထွက်တော်ဥက္ကဋ္ဌကိုခြေခံဥပဒေရချင်းမျိုးသားဒီမိုစီဖွဲ့ချုပ်ကအနိုင်ရရင်ထွက်တော်ဥက္ကဋ္ဌလည်းယူရမှာဖြစ်တယ်ဒုဥက္ကဋ္ဌကိုလည်းယူရမှာဖြစ်ပါတယ်ဒါကြောင့်တကယ်လို့များဘဟုကချင်းပြည်နယ်ဝန်ကြီးချုပ်ကိုတိုက်ရိုက်ခန့်ရင်တောင်မှပြင်လေချင်းပြည်နယ်အစိုးရရဲ့လုပ်ငန်းဟုသမျှဟာထတ်တော်ကနဲ့အခြေခံဥပဒေနဲ့ညီထိန်းကျောင်းတဲ့အလုပ်ကိုကျွန်တော်လုပ်ရမှာဖြစ်ပါတယ်အပြန်အလှန်ထိန်းကျောင်းမယ်အကတိလိုက်စားမှုတွေမရှိအောင်ဘက်လိုက်မှုတွေမရှိအောင်ပွင့်လင်းမြင်သာမှုရှိအောင်အလားတူလည်းပဲချင်းပြည်နယ်ဘာပြောမလဲမြို့နယ်အသီးသီးမှာဖြန့်ဖြန့်တတ်နဲ့ဘတ်ဂျက်အငင်မျှခွဲနိုင်အောင်မခွဲခြားဘဲနဲ့ပလဲဝနယ်မြေတွေမှာလည်းပဲ
ตะเพียงอีพ่นผิวตุเตเอาตีดิมเนเมมาเลยตะเพียงอีต้นตุเตเอาต้นสังเนเมมาเลยตะเพียงอีพ่นผิวตุเตเอากัมเปลมาเลยตะเพียงอีพ่นผิวตุเตเอาจนโนโรပြန်လေထင်းချောင်းနဲ့အလုပ်တွေကိုလုပ်ပါမယ်ဥပဒေဟူသည်များကိုကျွန်တော်လိုအပ်တဲ့ဥပဒေတွေများကိုပြဋ္ဌာန်းပါမယ်ပြည်ထောင်စုအစစ်မှကြတော့ကျွန်တော်တို့ပါတီတွေအနေနဲ့ထပ်တော်မှတ်တွေနဲ့တခြား NLD ပါတီ USDP ပါတီလိုမျိုးသူတို့သက်ဆိုင်ရာဘဟုမှာခွင့်ပြုချက်တောင်းခံပြီးတော့အဆိုတင်သွင်းစရာမလိုဘူးခွင့်ပြုချက်တောင်းစရာမလိုဘူးချင်းမျိုးသားတွေမျိုးစီဖွဲ့ချုပ်အမှတ်အနေနဲ့လွတ်နဲ့မိမိမျိုးနယ်မှာဘာလိုအပ်တယ်လဲချင်းလူမျိုးတွေဘာလိုအပ်တယ်လဲဥပဒေပုံအတွင်းကလိုအပ်တဲ့များအားလုံးကိုတင်ပြခွင့်ကိုကျွန်တော်တို့ခွင့်ပြုထားပါတယ်ကျွန်တော်တို့မှာအတွင်းမှုဖွဲ့ရှိပါတယ်စာတမ်းတွေပြုစုပြီးတော့ပြည်ထောင်စုအစစ်မှာတင်ပြနိုင်ဖို့စာတမ်းတွေအစဉ်တင်လုပ်ထားပါတယ်ဥပဒေပြဋ္ဌာန်းဖို့အဆိုတင်သွင်းဖို့တွေလည်းစစ်စင်ထားပါတယ်ဒါကိုလုပ်ဆောင်မှာဖြစ်ပါတယ်ပြည်နယ်မှာကျွန်တော်တို့ပြည်ထောင်စုအစစ်မှာတိုင်းသားလူမျိုးပေါင်းစုံနဲ့ပြည်မပါတီတစ်ခုခု NLD ဖြစ်စေညွန့်ပေါင်းအစိုးရဖွဲ့နိုင်လို့ရှိရင်သူတို့အထက်ကတမရကိုကျွန်တော်တို့ကရွေးချယ်ခွင့်ပေးလိုက်မယ်ဆိုထောက်ခံမဲ့ပေးလိုက်မယ်ဆိုကျွန်တော်တို့တိုင်းသားလူမျိုးတွေကသူတမရကိုကျွန်တော်ရွေးချယ်တဲ့လူကိုယူပြီးတော့ပြည်နယ်ဝင်ကြီးချုပ်အားလုံးကိုကျွန်တော်တို့တိုင်းသားပါတီတွေကရယူနိုင်အောင်ကျွန်တော်တို့ညှိနှိုင်းမှုပြုရမှာပဲဒီလိုဝင်ကြီးချုပ်ဖြစ်ပြီဆိုရင်တော့ကျွန်တော်ချင်းမျိုးသားတွေမျိုးစီဖွဲ့ချုပ်နေပထမဦးဆုံး3လမှာကိုကျွန်တော်ချင်းပြည်နယ်အတွင်းမှာရှိတဲ့အမျိုးသားရေးလက္ခဏာတွေကိုပြန်လည်ဖော်ထုတ်ပါမယ်အခုလက်ရှိမှာချင်းမျိုးသားလက္ခဏာတွေပျောက်ကွယ်နေတယ်သွားတဲ့နေရာတိုင်းမှာဆိုင်းဘုတ်တီရေးတဲ့အခါမှာလမ်းရဲ့အမှတ်သားရေးတဲ့နေရာမှာကျွန်တော်ချင်းစာတွေပျောက်နေတယ်ချင်းစာဟာထိတ်ဆုံးနေမှမရှိဘူးနော်ကျွန်တော်ရိုးရပွဲလန်းတပင်တွေပျောက်နေတယ်ချင်းမျိုးသားနဲ့အခမ်းအနားကိုကျင်းပတဲ့နေရာမှာလည်းပဲဟန်ပြလို့ပဲမြို့ပေါ်လုံးမှာပဲကျင်းပနေတယ်ကျွန်တော်တို့ဒီချင်းမျိုးသားနေ့ဆိုတာချင်းအမျိုးသားခေါင်းဆောင်တွေချင်းအမျိုးသားတွေကိုဂုဏ်ပြုတဲ့အထင်အမှတ်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအခမ်းအနားမှာပြည်မကခေါင်းဆောင်တွေကိုချင်းမွန်းတဲ့စကားတွေကျွန်တော်ပြောမှာမဟုတ်ဘူးဘ ਹੁ အစိုးရကိုချင်းမွန်းတဲ့စကားပြောဖို့မလိုဘူးပြည်ထောင်စုခမ်းနားမှာကျွန်တော်ပြောပါမယ်ပြည်ထောင်စုအဆင့်ကိုချင်းမွန်းတဲ့စကားတွေလိုအပ်ရင်ပေါ့နော်ချင်းမျိုးသားနဲ့ခမ်းနားမှာချင်းအမျိုးသားခေါင်းဆောင်တွေနော်အမျိုးသားရဲ့လက္ခဏာတွေပြည်သူသိအောင်ကျောင်းသားလူငယ်တွေကနားလည်အောင်ကျောင်းတိုင်းမှာဟောပြောပွဲတွေကြေးရွာတိုင်းမှာအခမ်းအနားပြုလုပ်နိုင်အောင်ကျွန်တော်စတင်ဆောင်ရွက်ပါမယ်ရိုးရွာခေါ်တော်ပွဲတွေထိုပွဲတွေတစ်တစ်ခါချင်းလူမျိုးတွေအတွက်ဘယ်နေ့ဟာနှစ်တစ်လဲဆိုတာမျိုးကိုလည်းမြန်မာတပြည်လုံးနဲ့ကဘာကတိဖို့လဲကျွန်တော်လုပ်ဖို့လိုပါတယ်ဒါတွေကစကျွန်တော်တို့အမျိုးသားလက္ခဏာကိုကျွန်တော်စဉ်းစားအောင်လုပ်ရပါမယ်အချင်းယူပြီးတော့ကျွန်တော်တို့ချင်းတစ်မျိုးလားတစ်မျိုးသားလုံးညီညွတ်နိုင်ဖို့လိုအပ်နေတဲ့မျှမျှတတနဲ့အလုပ်လုပ်တဲ့စနစ်ကိုလည်းအကောင့်တင်ဖို့လိုပါမယ်ကျွန်တော်ချင်းသမိုင်းမှာကိုအာဏာရတဲ့အချိန်မှာကို့မြို့နယ်ကိုမှဦးစားပေးလို့နာတော့ကို့အတိုင်းဝန်းကိုပဲဦးစားပေးပြီးတော့ယာထုယာခံပေးတာဘတ်ဂျက်အများကြီးယူတာမျိုးကြောင့်ချင်းစည်းလုံးညီညွတ်ရေးတော်တော်ထိခိုက်တယ်ဒါကိုနမူနာစံပြအနေနဲ့လုပ်မယ်ခေါင်းဆောင်လည်းလိုနေတယ်လုပ်ပြရပါလိမ့်မယ်လိုအပ်လာရင်ကို့မြို့နယ်ကိုတောင်မှစတေးပြီးတော့စံနမူနာအနေနဲ့လှုပ်ဆောင်ပြတဲ့မျှမျှတတနဲ့လှုပ်ဆောင်တဲ့ချင်းမျိုးသားခေါင်းဆောင်လိုနေတယ်ဒါကိုကျွန်တော်တို့တက်တိုင်ဆိုပေါ်ဆောင်ဖို့ကြိုးစားပါမယ်ကျွန်တော်တို့9 နှစ်လောက်ကျွန်တော်တို့တာဝန်ယူနိုင်မယ်ဆိုရင်ချင်းယဉ်ကျေးမှုချင်းမျိုးသားလက္ခဏာကိုယုံကြည်မှုတားငယ်သမီးငယ်တွေမှာတရေတီလာပါလိမ့်မယ်10 နှစ်လောက်ကျွန်တော်တို့တာဝန်ယူနိုင်ရင်တော့ကျွန်တော်တို့ចောင်းသားလူငယ်လူရွယ်တွေမှာကျွန်တော်တို့ချင်းလူမျိုးတွေဟာတခြားလူမျိုးနဲ့တန်းတူရည်တူအဆင့်တန်းရှိတော်လူမျိုးပြည်ထောင်စုကိုတိဆောက်တော်လူမျိုးဒီထောင်တော်လူမျိုးကိုအဆင့်တန်းနဲ့လုတ်ပိုင်ခွင့်ရရင်တော့ဒီမြန်မာပြည်သားမကဘယ်ကမလဲဘယ်ကဘာမှမဆိုကျွန်တော်လုတ်ပိုင်ခွင့်ရှိမယ်ဆိုရင်သူများလူမျိုးတွေလည်းကောင်းမွန်စွာနိုင်ငံတော်ကိုအုပ်ချုပ်နိုင်တယ်ပြည်နယ်ကိုအုပ်ချုပ်နိုင်တယ်ဆိုတော့စွမ်းရည်ကိုပြသနိုင်တဲ့အဆင့်ရောက်လာပါလိမ့်မယ်ကိုယုံကြည်မှုတန်ဖိုးရှိမှုရလာပါလိမ့်မယ်ဒါကိုကျွန်တော်တို့ချင်းမျိုးသားတွေမျိုးစိဖွဲ့ချုပ်ရဲ့အစီအစဉ်ကိုဖော်ပြလိုပါတယ်ကျွန်တော်တို့ CNLD နဲ့
တခြားပြည်မပါတီတွေကွာခြားတဲ့အချက်တွေမျိုးများစွာရှိပါတယ်ရှေ့မှာလည်းပဲပြောပြတာဖြစ်ပါတယ် NLD မှာ USDP မှာအရင်တော့ဖဆပလာပါတီတွေမှာမူဝါဒရေးဆွဲတဲ့အခါမှာဘ ਹੁ ကော်မတီကမူဝါဒရေးဆွဲရပါတယ်ဒါပါတီရဲ့ထုံးစံဒါပေမဲ့မူဝါဒရေးဆွဲတဲ့လူတွေကိုတိုင်မှာချင်းလူမျိုးဘ ਹੁ အဆင့်တန်းမှာဘယ်နှယောက်ပါတယ်လို့ကချင်ဘယ်နှယောက်ပါတယ်လဲတူဦးတယောက်ပါရင်တောင်မှချင်းအမျိုးသားအားလုံးရဲ့လူချင်းနဲ့မူဝါဒကိုရေးဆွဲနိုင်ဖို့ဆိုတာမထူးမခြားနာတဲ့ဘဝမဲခွဲရင်လည်းအပြေမထွက်နိုင်တဲ့ဘဝဖြစ်တယ်ချင်းနေဖြစ်တယ်လူအများစုကချင်းပင်နယ်လည်းမရောက်ဘူးချင်းပင်နယ်မှာလည်းမနေဘူးပဲနဲ့ချင်းနဲ့မူဝါဒကိုရေးဆွဲတယ်ဆိုတာလည်းအနှစ်သာရမဲ့ပြီးတော့အကာပဲရှိနေတဲ့မူဝါဒပဲဖြစ်လာမှာချင်းပါတီကတော့ကိုယ့်အမျိုးသားအခြေခံလူအပ်ချက်နဲ့ကိုယ့်ဒေတာရဲ့လူအပ်ချက်ကိုတကယ်သိနေတယ်အဲ့ဒီလူအပ်ချက်နဲ့မူဝါဒရေးဆွဲတာဖြစ်တယ်မူဝါဒရေးဆွဲတဲ့လူကိုယ်တိုင်ဟာချင်းလူမျိုးကိုယ်တိုင်ဖြစ်တဲ့ချင်းပါတီတခြားပါတီမှာချင်းအမျိုးသားအတွက်မူဝါဒရေးဆွဲတဲ့ချင်းလူမျိုးမပါဘူးနံပါတ်3ဘယ်ပါတီကြီးဆိုတဲ့ပြည်ထောင်စုပါတီလို့သူတို့ကိုသူတို့ခေါ်နေတဲ့ပါတီကြီးဘယ်ပါတီကိုပဲကြီးချင်းအမျိုးသားလက္ခဏာပါတဲ့မူဝါဒတစ်ခုမှမရှိဘူးကျွန်တော်တို့ချင်းလူမျိုးမှာချင်းပါတီကိုထူထောင်တဲ့အခါမှာအမျိုးသားရေးလက္ခဏာပါတဲ့မူဝါဒကိုရေးဆွဲပါတယ်ကျွန်တော်အမြဲတမ်းပြောတဲ့စကားရှိပါတယ်တိုင်းသားအားလုံးအတွက်ကိုချင်းလူမျိုးအတွက်ထပ်ပြောပါအစိုးရရဲ့အလုပ်တစ်ခုကဖွံ့ဖြိုးရေးအလုပ်တစ်ခုတည်းမဟုတ်ဘူးနော်ကိုယ့်အမျိုးသားလက္ခဏာရှင်သန်ကြီးထွားလာဖို့နဲ့လူမျိုးတစ်မျိုးအနေနဲ့ကဘာမှာအမြဲတမ်းရှိနေဖို့မြန်မာပြည်မှာအမြဲတမ်းရှိနေဖို့အင်းလေးအောင်မကြရောက်ခင်ကလေးကချင်းလူမျိုးတွေရှိနေခဲ့တဲ့လွတ်လပ်ဖို့အရသာကိုကြမှာကိုဖန်တီးခွာကိုကျတော့ကိုပေါ်မှာကိုရက်တည်နိုင်တဲ့အခြေအနေသူများနဲ့တန်းသူစကားပြောနိုင်တဲ့အခြေအနေဒီဟာတွေကိုပြန်ယူဖို့လိုနေပြီဒီဟာတွေဟာအရေးကြီးပါတယ်ချင်းအမျိုးသားရဲ့တန်ဖိုးကချင်အမျိုးသားရဲ့တန်ဖိုးကချင်လူမျိုးရဲ့ဖြစ်တည်မှုချင်းလူမျိုးရဲ့ဖြစ်တည်မှုဒါတွေဟာမျက်စိနဲ့မြင်ပြီးတော့အကောင့်ထဲပေါ်လို့လက်ညှိုးထိုးပြစရာမရှိပြီမဲ့ယာထူးယာခံဝန်ကြီးချုပ်ယာထူးထက်ကြီးတယ်ဒုသမ္မတယာထူးထက်ကြီးတယ်ယာထူးများများရပြီးတော့လူမျိုးပြောင်းနေမယ်ဆိုကျွန်တော်ဘယ်တော့မှမလေးနိုင်ဘူးယာထူးများများရပြီးတော့ချင်းတမျိုးသားလုံးကိုဖြိုခွင်းနေဟာမျိုးကိုမလို့ချင်ဘူးအမျိုးသားစီလုံးငြိမ်မှုကိုတိဆောက်ရမယ်အမျိုးသားရဲ့လက္ခဏာကိုတိဆောက်ရမယ်ယာထူးတက်တန်းဆယ်နှစ်စာအတွက်ကိုကျွန်တော်တို့မမျှော်ကိုနဲ့မလေးချင်ဘူးကဘာနဲ့ဝန်တီမဲ့ချင်းမျိုးသားရေးလက္ခဏာကိုဘယ်ပါတီမူဝါဒဆွေးနိုင်ဘယ်ပါတီမှမဆွေးဘူးချင်းပါတီအတားဒီမူဝါဒကိုဆွေးနိုင်တယ်ဆိုတာကိုဖော်ပြခြင်းတယ်ဒါဆိုခြားနာတယ်ဥမာဖက်ဖော်ပြမယ်ပြီးခဲ့တဲ့ဗလဲဝါမျိုးနေမှာတိုက်ပွဲဖြစ်တယ်ဗလဲဝါရွာသားတွေမြောက်များစွာတည်တယ်နော်ကျွန်တော်ချင်းပါတီကမနေနိုင်ဘူးညရင်းချင်းကျွန်တော်တို့စာစီပြီးတော့ကျင်ညာချက်ထုတ်တယ်တမတော်ဖက်ကဒီလိုမျိုးရွာသားတွေကိုအပြစ်မဲ့ပြည်သူတွေကိုပြစ်ခတ်ဖို့မဟုတ်ဘူးကျွန်တော်ရှုတ်ချကန့်ကွက်တယ်အေးနေနဲ့လေရွာသားတွေကိုတစခန်လုတ်တာမျိုးကိုရှောင်ခြင်းပါအပီပီဆရာကျင်ညာစာတန်းတွေကိုလိုက်နာပါဒုက္ခရောက်နေတဲ့စစ်ပြေဒုက္ခတွေကိုစောင့်ရှောက်ပါကူညီပါလို့ကျွန်တော်ချက်ချင်းကျင်ညာချက်ထုတ်တယ်ဘယ်မှာတော့ဒီခိုင်ဖြိုးအထုတ်တလား NLD ကတော့အလားတူကျင်ညာချက်ထုတ်တလားကျွန်တော်အံ့ဩတယ်ကျွန်တော်တို့အစိုးရကတမတော်သားတွေကိုကျေးဇူးတင်စကားချီးမွမ်းတဲ့စကားတောင်ပြောလိုက်တာကျွန်တော်ထိုင်တော်ငိုချင်စိတ်ပေါ်တယ်ဘာဖြစ်လို့တော့ကိုလူမျိုးရေးကိုပဲလုပ်ရမှာကိုပါတီပဲလုပ်မှာတခြားပါတီကလုပ်ပြီးမှမဟုတ်ဘူးကျွန်တော်တို့တွေ့ခဲ့ပြီလေတမတော်သားချီးမွမ်းတာကိုမပြောလို့ဘူးချင်းပြည်သူဒီလောက်တည်တာကိုဝန်းနေပါတယ်လို့ဘယ်မှာတော်ဖာပို့တယ်လို့ရှိတယ်ဘယ်NLD ခေါင်းဆောင်ကပြောတယ်လေဘယ်ကြံ့ခိုင်ခေါင်းဆောင်ကပြောတယ်လေ
ချင်းပြည်နယ်ဆိုရကဘယ်မှာပြောတယ်လဲဒါဟာချင်းမျိုးသားရေးပါတီနဲ့တခြားပါတီရဲ့ကွာခြားမှုကိုပေါ်ပြနေတာမြင်တတ်ဖို့လိုတယ်ဒါကြောင့်ဖွံ့ဖြိုးရေးဆိုတဲ့မြင်နေတဲ့လမ်းတရားဆေးရုံကိုပဲမမြင်နဲ့ဝန်ကြီးချုပ်နေရာကိုပဲမမြင်ကြနဲ့အမျိုးသားရေးလက္ခဏာတစ်ဖြည်းဖြည်းဆုံးရှုံးနေတဲ့ဟာကိုမြင်ကြပါမမြင်ရပေမဲ့တန်ဖိုးရှိတယ်ဘာနဲ့မှလဲလို့မရတဲ့အရာတွေဖြစ်တယ်မြင်ရတဲ့အရာတွေထက်မမြင်ရတဲ့အရာတွေပိုထံပိုးကြည့်တယ်ကျွန်တော်မြင်တော့ပြောနေတာဖြစ်တယ်နော်ဒါကိုဒီနေ့လဲထပ်ပြောချင်တာဖြစ်တယ်နော်အဲ့တော့ဒီနေရာမှာမိခွန်းတစ်ခုထပ်ပြီးတော့ပြောရမယ်စီးပွားရေးလူမှုရေးနိုင်ငံရေးငြိမ်းချမ်းရေးတဲ့နော်ဒီဟာတော့အခြေချဲမပြောတော့ပါဘူးဖွံ့ဖြိုးရေးမှာမျိုးကျွန်တော်တို့မူဝါဒရွေးကောက်ပွဲကြီးညာစာတမ်းထွက်ပါမယ်အခုကျွန်တော်ဒီမှာကျွန်တော်ရှင်းမှာတော့အများကြီးချထားတယ်စီးပွားရေးမှာဆို15ချက်လူမှုရေးမှာဆိုရင်ပညာရေးမှာ15ချက်ကျန်းမာရေးမှာဆို15ချက်နိုင်ငံရေးမှာဆိုရင်တော့15ချက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အများကြီးပဲအနည်းချုပ်ပြောရမယ်ဆိုရင်တော့စီးပွားရေးမှာအသေးစားလုပ်ငန်းတွေရှင်းစီးပွားရေးလုပ်ငန်းရှင်တွေအားပေးမယ်ဒေသလုပ်ငန်းတွေပေါ်ပေါက်ဖို့ဆောင်ရွက်မယ်ယင်းနှမြုံနှံတွေထပ်ပေါ်လာအောင်ဆောင်ရွက်မယ်ကဘာရမှာရှိတဲ့ချင်းအဖွဲ့အစည်းတွေညှိနှိုင်းနဲ့တွေ့ဆုံညှိနှိုင်းမယ်ခွင့်ပြုမယ်လူမှုရေးတွေနဲ့လူမှုရေးကဏ္ဍမှာကျန်းမာရေးဝန်ထမ်းအင်အားဟာကျွန်တော်ချင်းပူတီလူထုနဲ့ဒေတာအခြေအနေလိုအပ်ချက်နဲ့ကိုက်ညီရမယ်လာပြီးတော့တာဝန်မထွန်းဆောင်နိုင်တဲ့ဝန်ထမ်းတွေအရေးယူဖြစ်စီလုပ်ပြီးတော့တာဝန်ထမ်းဆောင်နိုင်အောင်လုပ်ဆောင်ရပါမယ်ပညာရေးဝန်ထမ်းတွေလည်းကျောင်းသားလိုအပ်ချက်နဲ့ကိုက်ညီအောင်လုပ်ဆောင်ရပါမယ်လာပြီးတော့တာဝန်မထမ်းဆောင်နိုင်တဲ့ပြည်မဒေတာကဝန်ထမ်းတွေကိုချင်းပြည်နယ်မှာနာမည်ခံဝန်ထမ်းခန့်တာမျိုးကိုကျွန်တော်တို့ပြင်းထန်ဆန့်ကျင်ပါမယ်အမှန်တကယ်တာဝန်ယူနိုင်မဲ့ဆရာဝန်ကျန်းမာရေးဝန်ထမ်းပညာရေးဝန်ထမ်းတွေကိုပဲလိုလားတယ်ဒါကိုပဲကျွန်တော်တို့လုပ်ရပါမယ်အဓိကဆောင်ရွက်ပါမယ်နော်အဲ့ဒီဟာတွေကိုလူမှုရေးတွေမှာပညာရေးမှာဆိုရင်ကျွန်တော်ချင်းလူမျိုးတွေလုပ်နိုင်တာတခုရှိတယ်စီးပွားရေးကတခြားနိုင်ငံတွေကိုတခြားပြည်နယ်တွေကိုမရှင်းနိုင်တောင်မှအတိုင်းတွေကိုပညာရေးမှာအစစ်မြင့်နဲ့ပညာရေးကဏ္ဍမှာအကောင်းဆုံးနဲ့ဘော်ဒါဆောင်တွေကိုဖွင့်ပြီးတော့တခြားလူမျိုးတွေကိုပြန်လည်ခေါ်ယူပြီးတော့တင်ကြားပေးနိုင်တဲ့စနစ်ရအောင်ဖော်ဆောင်ပေးရပါမယ်ခုကျွန်တော်တို့ချင်းကျောင်းသူကျောင်းသားတွေကပြည်မဖက်မှာဆင်းပြီးတော့မြေမြို့မှာရန်ကုန်မှာမလှိုင်မှာသွားပြီးတော့ဆယ်တန်းပညာတွေသင်ယူနေကြတယ်။ဘာကြောင့်တော့လူစွမ်းအားအရင်ချင်းပြည်နယ်မှာမရှိလို့လားရှိတယ်စနစ်ကြောင့်ဖြစ်တယ်နော်ဒါတွေကိုအားပေးဖို့ဆောင်ရပါမယ်နီလန်းနေရှာပြရပါမယ်ဒါတွေကိုအတူချုပ်အနေနဲ့ဒီမှာဖော်ပြလုပ်တယ်နော်နောက်တစ်ခုကငင်းချမ်းရေးကိစ္စဖြစ်ပါတယ်ငင်းချမ်းရေးမှာဒီမှာမေးထားတာကငင်းချမ်းရေးခြေလှမ်းလက်ရှိကျွန်တော်တို့ရဲ့အားကိုယုံကြည်ရတဲ့နော်တိုင်ပင်ခံပုဂ္ဂိုလ်နိုင်ငံတော်ဒီတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်မရှိတော့ရင်ငင်းချိုင်းဘယ်လိုရှိနိုင်လဲဆိုတဲ့မိခွန်းဒီမှာတွေ့ရနော်အဓိကအဖြစ်တော့ကျွန်တော်လက်ရှိငင်းချိုင်းရင်ကြီးလာခံမလုံနိုင်မဲနဲ့ရပ်တန့်သွားတာပြင်ဝန်းနေစားတော်ကောင်းပါတယ်ကျွန်တော်ကိုယ်တိုင်ပြည်ထောင်စုငင်းချိုင်းရင်ခံလုပ်ငန်းစဉ်မှာ UPDJC မှာကျွန်တော်အဖွဲ့ဝင်ပါဝင်ခဲ့တာမှာစတင်နိုင်ငံရေးဆွေးနွေးမှုမူပေါင်းကိုမူချမ်းရေးဆွဲတော့ကနိုင်ငံရေးပါတီဘက်ကမူချမ်းရေးဆွဲသူထဲမှာကျွန်တော်အဓိကပါဝင်တော့ကျွန်တော်မူချမ်းရေးဆွဲပြီးခဲ့တာကျွန်တော်ရေးဆွဲကြတော့က NLD ပေါ်မှာအများကြီးမျှော်လင့်ထားတယ်ဘယ်လောက်ထိမျှော်လင့်တယ်လဲဆိုရင်လက်ရှိသမ္မတဦးသိန်းစိန်အစိုးရဦးဆောင်တဲ့ခက်တဲ့အသက်တာပြီးတော့တိုင်းရင်းသားလက်နက်ကင်တွေဟာမြောက်များစွာချက်ချင်းမြဝင်လာပြီးတော့မြန်ဆန်နဲ့ငင်းချိုင်းလုံးကလုံနိုင်မိမယ်လို့ကျွန်တော်ဒီလိုပဲအယူတတမျှော်လင့်ခဲ့ပါတယ်ဒါကြောင့်ကျွန်တော်တို့တချို့နေရာတွေမှာအစိုးရထွက်တော်တက်မတော်အဲ့ဒီတော့က USDP ဆိုရပေါ့အစိုးရထွက်တော်တက်မတော်နဲ့ညှိနှိုင်းတဲ့ကံမှာတစ်နေတဲ့ဟာတွေရှိတယ်အငင်းကုန်များပြီးတော့ပေါ့လေကျွန်တော်ကိုပြောမယ်ရိုးရာဒလိထုံတန်းပိုင်မီဆိုတဲ့စကလုံးလေးတစ်လုံးရအောင်တောင်မှလေ၃ရက်တိတိပြောရတယ်ကိုတွင်ထဲမှာဆိုတော့ဒီလိုမျိုးပြောရရင်ခက်နေတဲ့ချိန်မှာကျွန်တော်မစဉ်းစားမိတယ်ဆိုမြန် NLD တာဝန်ယူပါစေ NLD တာဝန်ယူပြီးတာနဲ့မြန်နိုင်ငံရေးဆွေးနွေးမှုမူပေါင်းကိုပြင်ဆင်ပါစေပြင်ဆင်လိုက်ရင်တိုင်းသားလက်နက်ကိုင်တွေမြောက်များစွာဝင်လာမယ်လို့
ကျွန်တော်ဒီလိုပဲယုံကြည်တယ်ဒါကြောင့်ကျွန်တော်တို့စဉ်းစားတယ်ဝိုင်းစဉ်းစားတဲ့ခါမှာနိုင်ငံရေးဆွေးနွေးမှုပေါ်ကိုဒီဘယ်လိုဆွေးတယ်ဆိုပြုလွယ်ပြင်လွယ်တော့နိုင်ငံရေးဆွေးနွေးမှုမူပေါင်းလို့နာမည်ပေးထားတယ်ဘာဖြစ်လို့လဲ NLD ဆိုရတက်လာတဲ့ခါမှာလွယ်လွယ်နဲ့ပြင်ပါစေလွယ်လွယ်နဲ့ပြုတ်ပါစေဒါဆိုရင် NLD ဆိုရ policy ရပြုတ်ပြင်တော့မူပေါင်းကတော့တိုင်းသားလက်နဲ့ကင်ပြီးတော့ဒေါ်လာရေးဖွဲ့စည်းတွေကလက်ခံမှာပဲလို့ယုံကြည်ခဲ့လို့ဖြစ်ပါတယ်ဒါပေမဲ့လက်ရှိအစိုးရတက်လာတဲ့အခါကျတော့ဘာတလုံးမှမပြင်နဲ့ပြင်တိုင်းသားလက်နဲ့ကင်တွေပို့ပြီးတော့ပါဝင်လာနိုင်အောင်တခြားဆောင်ရွက်တဲ့လုပ်ငန်းထူးထူးခြားတော့မတွေ့ခဲ့ဘူးလို့ကျွန်တော်အနေနဲ့သုံးသပ်ရတယ်ဒါကြောင့်ခုကျွန်တော်အားလုံးမြင်တဲ့အတိုင်းပဲမြောက်ပိုင်းမဟာမိတ်အဖွဲ့ရှိနေသေးတယ်အေးကျွန်တော်နဲ့ငင်းချမ်းရေးဖွဲ့လုပ်ငန်းစဉ်တွေမှာမပါနိုင်ဘူးအရင်က UNFC လို့ခေါ်တဲ့အဖွဲ့ထဲမှာလည်းချုပ်နေရတယ်ကြံပါသေးတယ်ဒါတွေဘာဖြစ်လို့ဖြစ်နေလဲအရင်က NLD ခေါင်းဆောင်ပိုင်းတွေကိုတိုင်က NCO ကိုလည်းမထိုးကြပါနဲ့လို့အတိုက်ခံဘဝတုန်းကတိုက်တွန်းတယ်အခုအစိုးရဖြစ်ပြန်တော့တဲ့ခါကျတော့လေတလုံးမှပြင်ဆင်တာမရှိဘဲနဲ့မြန်ပဲလည်းမထိုးကြပါဝင်လာကြပါပြန်ပြောတယ်ဒီလိုတခုမှမပြင်ဘဲနဲ့ဝင်လာကြပါကျွန်တော်တို့ NCA လက်မှတ်မထိုးတဲ့လူဟာတိုင်းပြည်ကိုမချစ်တဲ့လူတွေငင်းချမ်းရေးမလိုလားတဲ့လူတို့ပြန်လဲဆွဆွေးတာမျိုးကြားတဲ့အခါတိုင်းမှာတကယ်ပဲကျွန်တော်စိတ်မချမ်းမမြေ့ဖြစ်ရပါတယ်စိတ်မချမ်းမသာဖြစ်ခံစားရပါတယ်ဒါကြောင့်ဒီနေ့ပြည်တော်စုငင်းချမ်းရေးညီလာခံကိုကျွန်တော်တို့ပြန်လဲကောင်းထဲပေါ်စီခြင်းနဲ့အခုရက်တက်နေတဲ့ဟာလည်းပဲဖက်ဒရယ်အခြေခံမူတွေမှာသဘောတူညီချက်မရနိုင်ဘူးဆိုတာလည်းနားလည်ထားတယ်နော်ဒါကိုလက်ရှိအစိုးရခေါင်းဆောင်ပိုင်းအနေနဲ့ကိုယ်တိုင်အပြတ်အသတ်နိုင်ရရှိနေတဲ့အချင်းအခါမှာအခွင့်ကောင်းကိုလက်ဆုပ်လက်ကယူပြီးတော့လက်ဆုပ်လက်ကပြုပြီးတော့တိုင်းပြည်ကောင်းစားရေးအတွက်ကြိုးစားအားထုတ်ပေးကြပါလို့တစ်ဆက်တည်းမေတ္တာရခံချင်တာပေါ့နော်ပြင်ဆင်ရမယ့်ဥပဒေတွေဟာဘာတွေရှိတယ်လဲလို့မိခွန်းဒီမှာတွေ့ရတယ်နော်ပြည်တော်စုအစစ်မှာပြင်ရမယ့်ဥပဒေအများကြီးရှိတာပေါ့ကျွန်တော်တို့နေရာဥပဒေတွေမေရိုင်းဥပဒေတွေအများကြီးရှိတယ်ခရိယန်ထင်များခြင်းဥပဒေမှာလည်းပဲခက်မမီတော့တွေဟာဒီအများကြီးရှိတယ်နောက်တစ်ခုကဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများအထူးထိမ်းများခြင်းဆိုင်ရာဥပဒေမှာဗုဒ္ဓဘာသာအမျိုးသမီးကိုလက်ထပ်ထိမ်းများတဲ့တခြားဘာသာတွေကိုကြတော့ပိတ္တန်ဒီတတိကြီးပြဋ္ဌာန်းပြီးတော့ထောင်ဒဏ်တွေမျိုးများစွာချနိုင်တဲ့ပိတ္တန်ဒီချမှတ်ပေးထားတယ်သတ်မှတ်ပေးထားတယ်အဲ့ဒီကိစ္စကြောင့်ဒီများกว่าရှင်းရင်ပစ္စည်းအလုံးကိုဗုဒ္ဓဘာသာမိန်းမကရဖို့ပြဋ္ဌာန်းထားတယ်အလားတူပဲခရစ်ယာန်မျိုးသမီးကိုဟိန္ဒူမျိုးသမီးကိုမွတ်စလင်မျိုးသမီးကိုဗုဒ္ဓဘာသာကလက်ထပ်ထိမ်းများတဲ့ခါမှာကြတော့အလားတူအခွင့်အရေးပေးထားတဲ့ဥပဒေအဲ့ထဲမှာမပါဘူးပုံမှန်အခြေခံဥပဒေပုံမှန်352မှာ354မှာလူမျိုးကိုဖြစ်စေကြားမကိုဖြစ်စေဘာသာတရားကိုဖြစ်စေမခွဲခြားစေရလို့အတိအလင်းပြဋ္ဌာန်းထားတယ်အခြေခံဥပဒေကိုဆန့်ကျင်ပြီးတော့ဒီဥပဒေကိုပြဋ္ဌာန်းထားတယ်ကျွန်တော်သိရတော့2015မှာဒီဥပဒေကိုအကစ္စနာမှာပြဋ္ဌာန်းတယ်ပြည်ခိုင်ဖြိုးအမတ်များနဲ့တကွကြားဖြတ်မှာ2012မှာအနိုင်ရတဲ့ NLD အမတ်များပါတငီတညွတ်ထဲမဲထည့်ကြတာကိုကျွန်တော်စိတ်မကောင်းပါဘူးဒီမိုကရေစီကိုဖော်ဆောင်လို့တဲ့ပါတီတွေဟာအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြီးညာစာတအပိုက်16အပိုက်18ကိုလေးစားရပါမယ်ခြေခံဥပဒေကိုကိုယ်တိုင်ပြဋ္ဌာန်းတာကိုယ်တိုင်တည်ပြုထားတာလေးစားရပါမယ်ဒါကိုချိုးဖောက်ပြီးတော့ဒီဥပဒေတွေပြဋ္ဌာန်းတာကိုပြင်ဆင်ဖို့လိုအပ်ပါတယ်ချင်းပြည်နယ်အတွင်းမှာတော့ချင်းအက်ထဲမှာသုံးပြုဖို့လိုအပ်နေတာတွေရှိတယ်လို့ခက်မမီတာတွေရှိပါတယ်ပြင်ဆင်ဖို့အများကြီးပါနော်ဒါတွေကိုကျွန်တော်တို့ပြင်ဆင်ဖို့အစီအစဉ်ရှိပါတယ်ဆိုတာကိုဖော်ပြပြရစေနော်နောက်မေးခွန်းတစ်ခုကတော့2020မှာရွေးကောက်ပွဲလား2020ရွေးကောက်ပွဲလားကိုတော့ကျွန်တော်အနေနဲ့ယူသားစွာပဲကျွန်တော်သုံးသပ်ချင်ပါတယ်2015ခုနှစ်မှာ
ကျွန်တော်ကိုယ်တိုင်ပြည်မဖက်မှာ NLD အတွက်မြေမောင်များစွာဆွေးပြီးခဲ့တယ်ရန်ကုန်ပြည်မမှာ NLD မရမှာဆိုတော့ပြည်နယ်မှာကျတော့တိုင်းသားပါတီရပါတယ်ဒါပေမဲ့ထင်မှတ်တာတဲ့ NLD ဟာတိုင်းသားပါတီနဲ့မြေမှာအကုန်လုံးရသွားလိုက်တယ်ပြတ်တက်ဖြစ်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့တိုင်းသားတွေတော်တော်ဒုက္ခရောက်ခဲ့တယ်အခု၄နှစ်တွင်းဘယ်တိုင်းသားခေါင်းဆောင်တွေမှအတိမပြုခံမခံရဘူးငကိုတို့ကအနိုင်မရတဲ့ပါတီတွေလည်းပဲပြည်တော်စုငင်းချမ်းရေးညီလာခံမှာပါဝင်ခွင့်ရခဲ့တဲ့ဟာကိုပါဝင်ခွင့်မရပါဘူးလို့ NLD ဆိုရဒီလက်ရှိဆိုရကတတ်မှတ်လိုက်တဲ့အတွက်ကြောင့်ကျွန်တော်ချင်းပါတီအနိုင်မရလိုက်လို့ဖက်တော်ထဲမှာငင်းချမ်းရေးညီလာခံမှာချင်းလူမျိုးတွေကိုစားပြုတဲ့ပါတီမရှိတော့ဘဲနဲ့ကျွန်တော်တို့အကြီးအကျယ်မျက်နှာငယ်ခဲ့ရပါတယ်ဂျန်တဲ့တိုင်းသားတွေကြားထဲမှာချင်းလူမျိုးကိုစားပြုတဲ့ချင်းပါတီခေါင်းဆောင်ငင်းချမ်းရေးညီလာခံမှာမတက်နိုင်ဘူး2018မှာကျွန်တော်ရဲ့ CLD ပါတီကအနိုင်ရလိုက်လို့အခုကျွန်တော် UPDJC မှာမေယာနဲ့တဘာဝတရားစာတမှာကျွန်တော်ပြန်ပါဝင်ခွင့်ရတယ်ဒါကဝမ်းမြောက်စရာပေါ့ဒါပေမဲ့ဒီလိုမျိုးဖြစ်လာတာဟာဖြစ်ရင်ကျွန်တော်တိုင်းသားတွေကိုလည်းသင်ခန်းစာမျိုးများစွာရစေတယ်ကိုကထောက်ခံလိုက်လို့ပါတီကြီးတစ်ခုကိုမဲပုံအော်ပေးလိုက်တာဟာဖြစ်ရင်ကိစ္စရတိုက်ကိစ္စရတိုင်းမှာတိုင်းသားခေါင်းဆောင်တွေကိုတိုင်ပင်စရာမလိုဘဲနဲ့အလွေတကူမဲဆုံးဖြတ်ပြဥပဒေပြဋ္ဌာန်းနိုင်တဲ့အတွက်ကြောင့်တိုင်းသားတွေကအန်တကြီးတယ်ဖဆပလာဖက်ကလည်းခက်ကလည်းအဲ့ဒီလိုပဲအချိန်ချင်းလုပ်ခဲ့မှုပြီးဒါကိုကျွန်တော်တို့မျက်မြင်ကိုယ်တွေ့တင်ခန်းစာတွေ့ရတဲ့အတွက်ကြောင့်လာမယ့်2020မှာတော့ဖြစ်ရင်ကျွန်တော်တို့ပြည်နယ်တီးတီးမှာတိုင်းသားပါတီအားကောင်းပါလိမ့်မယ်2015မှာရခိုင်နဲ့ရှမ်းကအားကောင်းပြီးသားဖြစ်တယ်အခုဒီတစ်ခါမှာတော့တင်ခန်းစာရတဲ့အတွက်ကြောင့်ချင်းပါတီ3ပါတီပေါင်းလာတယ်ကချင်ပါတီ4ပါတီပေါင်းလာတယ်ကယားပါတီ3ပါတီပေါင်းလာတယ်မွန်ပါတီပူးပေါင်းလာတယ်တိုင်းသားတွေအင်အားတိဆောက်နေတယ်ဒါကြောင့်ဒီတိုင်းသားတွေဟာပြည်နယ်တီးတီးမှာ2020မှာပြည်နယ်တီးတီးကနဲ့ပြည်ထောင်စုထက်တော်မှာမဲဆန်အမတ်နေရကိုယ်စားလှယ်ပေါင်းနေရ909ဦးနေရရှိတဲ့နေ့မှာအပြတ်အသက်အများစုကိုအနိုင်ရရှိပါလိမ့်မယ်ပြည်နယ်တီးတီးမှာလည်းပြည်နယ်ထက်တော်တီးတီးမှာအနိုင်ရရှိပါလိမ့်မယ်ဆိုတာကိုဒီလိုပဲသုံးသပ်ချင်ပါတယ်ကျွန်တော်တို့ CNLD ရဲ့ထက်တော်အမတ်များရဲ့ညီမချက်ကိုပြောပါမယ်ထက်တော်အမတ်လုံးကိုရွေးချယ်တဲ့အခါမှာပေါ့နော်စာနမူနာသတ်မှတ်ချက်ကျွန်တော် CNLD ရဲ့အမတ်လုံးရွေးချယ်တဲ့အခါမှာတော့အများကြီးမဟုတ်ပါဘူးရှင်းမျိုးသားရေးပေါ်မှာသစ္စာရှိရပါမယ်ပါတီဝင်ရပါမယ်ပါတီပေါ်မှာပါတီရဲ့မူဝါဒကိုပါတီရဲ့ရည်မှန်းချက်ကိုလက်ခံတဲ့လူဖြစ်ရပါမယ်ပညာရည်ချင်းအတင့်တင့်ရှိရပါမယ်ပါတီခဏခဏပြောင်းသူပါတီ3ခါ4ခါပြောင်းတဲ့လူမဖြစ်ရဘူးနော်နောက်တစ်ခုကနိုင်ငံရေးမှတ်ပုံတင်ဥပဒေမှာပါဝင်တဲ့မြန်မာနိုင်ငံမှာ10နှစ်အခြေစိုက်သူအနည်းဆုံးအခြေစိုက်နေထိုင်သူဖြစ်ရပါမယ်ဒါကိုကျွန်တော်တို့အရေးချင်းစံတတ်မှတ်မှုမှာထားပါတယ်တကယ်လို့အရေးချင်းတူလာရင်တော့ကျွန်တော်တို့အနေနဲ့ပါတီကြာစီဆိုတာပါတီပေါ်မှာပေးဆက်ဖို့အမျိုးသမီးဖြစ်ရင်လည်းမျိုးသမီးဖြစ်တာကိုဦးစားပေးတာပေါ့လူငယ်ဖြစ်ရင်လည်းလူငယ်ကိုဦးစားပေးတာမျိုးကိုလည်းကျွန်တော်တို့ CEC ကနေပြန်လည်ဆွေးနွေးပြီးတော့ CEC ရဲ့ဆွေးနွေးဆုံးဖြတ်ချက်ပေါ်မှာကျွန်တော်တို့ရွေးချယ်မှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့အခုလက်ရှိမှာ CNLD ထက်တော်အမတ်ဖြစ်ဖို့ကိုယ်စားလှယ်လောင်းတွေအတွက်ရှောက်ထွာတင်တဲ့ရက်ကို29ရက်နေ့ဇွန်လ29ရက်ညနေ4နာရီထိနောက်ဆုံးသတ်မှတ်ပါတယ်အဲ့ဒီထိတင်ရပါမယ်မြို့နယ်ကနေ29ရက်နေ့မှာရှောက်ထွာပိတ်ပြီးတော့ညနေ4နာရီမှာဇူလိုင်လ17ရက်နေ့မတိုင်ခင်မှာမြို့နယ်တီးကော်မတီတီးတီးရနဲ့ပနာမစစ်စစ်ရွေးချယ်မှုကိုလုပ်ပါမယ်မြို့နယ်တီးတီးရနဲ့ပနာမစစ်စစ်ရွေးချယ်မှုပြီးတဲ့အခါမှာကျွန်တော်တို့ကိုဘိုးကိုဇူလိုင်လ18ရက်နေ့19ရက်နေ့မှာနောက်ဆုံးစာရင်းပေးပို့ရပါမယ်ဘိုးကနေဇူလိုင်လ25ရက်နေ့မှာအတီးပြုတဲ့စာရင်းကိုမြို့နယ်တီးတီးကပေးပို့တဲ့စာရင်းပေါ်မှာအတီးပြုတဲ့စာရင်းကိုဇူလိုင်လ25ရက်နေ့မှာထုတ်ပြန်ကြေညာဖို့အစီအစဉ်ရှိပါတယ်အဲ့ဒီမှာမေးစရာဒီခွန်းတချို့ရှိပါတယ်
CNLD မြို့နယ်တွေကိုအာဏာများများပေးထားတဲ့အတွက်ကြောင့်ဘ ਹੁ ကိုထိခိုက်မှုမရှိဘူးလားဆိုတဲ့မေးခွန်းပါဒါကိုကျွန်တော်ဖြေပါမယ်ကျွန်တော်တို့ CNLD ရဲ့ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းမှာကိုကကိုယ်စင်လည်းလုံးအတီးတီးရွေးချယ်မှုပိုင်းမှာဘ ਹੁ ကဥဆောင်ကြီးကြပ်မှုပေးပြီးမှရွေးချယ်ရမှာပါဘ ਹੁ ရဲ့ဥဆောင်ကြီးကြပ်မှုပေးပြီးမှဘ ਹੁ ကအတီးပြုသောတူတာလင်တရားဝင်အတီးဖြစ်တယ်ဆိုတဲ့ဟာကိုပြဋ္ဌာန်းထားတဲ့အတွက်ကြောင့်မြို့နယ်ကိုလုတ်ပိုင်ခွင့်အာဏာအများကြီးပေးမထားပါဘူးဘ ਹੁ ကတာလေလုတ်ပိုင်ခွင့်ကိုအတီးပြုတဲ့အာဏာကိုရယူထားပါတယ်ဆိုတာကိုပေါ်ပြရှင်းပါတယ် CNLD ဟာချင်းပြည်နယ်မှာအနိုင်ရနိုင်မလားဘ ဟု မှာရောအနိုင်ရနိုင်မလားဆိုတဲ့မေးခွန်းကတော့ရှေ့မှာလဲဖြေဆိုပြတာဖြစ်ပါတယ်အခုလက်ရှိချိန်နေရချင်းပြည်နယ်တီးတီးမှာအားလုံးတီးတီးဖြစ်ပါတယ်ကျွန်တော်တို့ချင်းအမျိုးသားပါတီကတော့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်နေချင်းကိစ္စဖြစ်တိုင်းမှာချက်ချင်းလက်ငင်းဆောင်ရွက်နိုင်တာတွေအများကြီးရှိပါတယ်အေးရဥဟိတ်တင် NLD အမတ်ပဲဖမ်းဆီးသွားတယ်တက်ဆိုင်ရာ NLD ပါတီကငင်းနေတဲ့ချိန်မှာကျွန်တော်တို့ချင်းမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကချက်ချင်းပဲအေးအနေနဲ့တိုင်းသားစီလုံးငင်းရေးကိုရှေ့ရှုပြီးတော့ဥဟိတ်တင်ကိုအမြန်ဆုံးစစ်ခတ်ပြပါဆိုရင်ချက်ချင်းပဲကျွန်တော်တောင်းဆိုတယ်ဘာဖြစ်လို့လဲကျွန်တော်ရဲ့ policy မှာ NLD ဖြစ်လို့မုန်းမသွားဘူး USDP မှာဖြစ်သွားလို့မုန်းမသွားဘူးရှင်းအမျိုးသားဟူသမျှအားလုံးအတွက်ကိုကျွန်တော်ရက်တည်ပြီးတော့လှုပ်ရှားနေတယ်အမျိုးကိုထိတယ်သွေးသားကိုထိတယ်ကျွန်တော်တို့နာကျင်ရပါတယ်ဒါကြောင့်ကျွန်တော်ချက်ချင်းဥဟိတ်တင်ထွက်ပြေးဖို့ကျွန်တော်ချင်းမျိုးသားတွေကိုဆောင်ရွက်ရဖြစ်ပါတယ်အလားတူလည်းပဲကျွန်တော်တို့နေရာတီးတီးမှာလှုပ်ဆောင်တာရှိပါတယ်အိန္ဒိယမှာကိုဗစ်ကြောင့်ဒုက္ခရောက်တဲ့လူတွေရှိတယ်ဒီဒုက္ခရောက်နေတဲ့လူတွေကိုဘယ်လိုကူညီနိုင်မလဲကျွန်တော်တို့မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကိုဆက်တွေ့ပြီးတော့မကူညီနိုင်ဘူးလားအနေနဲ့ချင်းလောက်တော့ကျွန်တော်ချင်းလူမျိုးဒုက္ခရမ်းရောက်နေပါတယ်ကိုဗစ်ကြောင့်ကျွန်တော်တို့ဆက်တွေ့ဆောင်ရွက်မှုလုပ်တဲ့အခါမှာပြည်နယ်မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကလည်းသူပြည်နယ်ကနေသူ့အစိုးရကလည်းအထိုက်အလျောက်ကူညီပေးတာကိုတွေ့ရတယ်ဒါဆိုရင်ကျွန်တော်တို့ချင်းအမျိုးသားဒီမိုစီဖွဲ့ချုပ်ရဲ့ဆောင်ရွက်ချက်ဟာနော်ချက်ချင်းလက်ငင်းဆောင်ရွက်နိုင်တာကိုလည်းပြည်သူတူထုကသိလာတယ်ချင်းမျိုးသားရဲ့အတွက်ကမမရက်တည်လာတယ်ဆိုတာကိုလည်းသူတို့သိနေတယ်ဒါကြောင့်2020ရွေးကောက်ပွဲမှာပြည်နယ်မှာကောဗဟိုမှာကောချင်းမျိုးသားဒီမိုစီဖွဲ့ချုပ်ကအနိုင်ရရှိမယ်ဗဟိုမှာလည်းပဲတိုင်းသားလူမျိုးပေါင်းစုံကအနိုင်ရပါလိမ့်မယ်ဒါကြောင့်ပြည်မမှာအနိုင်ရရှိလာမဲ့ပါတီ NLD ဖြစ်စေတခြားသော Federal ပြည်ထောင်စုတည်ဆောက်လိုတဲ့ပါတီတစ်ခုခုနဲ့ညွန့်ပေါင်းအစိုးရဖွဲ့ကိုဖွဲ့နိုင်လိမ့်မယ်ဆိုတာကိုယုံကြည်လျက်ရှိပါတယ်ပေါ့နော်ငင်းချမ်းရေးဖြစ်စဉ်ကိုတော့ကျွန်တော်တို့ဒီနေ့ဆက်လက်လှုပ်ဆောင်နိုင်ဖို့အတွက်ကိုတိုက်တွန်းချင်ပါတယ်နိုင်ငံခေါင်းဆောင်များအနေနဲ့ဇူလိုင်လမှာဖြစ်စေအာဂတ်လမှာဖြစ်စေမဖြစ်ပနေပေါ်ဆောင်ပြီးတော့ဒီလုပ်ငန်းစဉ်အောင်မြင်မှတာလေ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကောင်းမွန်စွာအစားထိုးနိုင်မှာဖြစ်လို့ကျွန်တော်တို့ဒီအချင်းချင်းညီကိုများတိုက်ကြခတ်ကြပြီးတော့တေတူတေကျေတူကျေနဲ့မျက်ရည်မျက်ခွက်နဲ့ပြည်တော်စုတော်မှာဖြစ်နေတဲ့ကိစ္စတွေကကင်းရှင်းပြီးတော့ပြည်တော်စုတည်တက်နိုင်ဖို့ဟာပြည်တော်စုငြိမ်းချမ်းရေးညီလာခံမှာအမျိုးသားတန်းတူရေးကိုပိုင်ပြဋ္ဌာန်းခွင့်ရှိရေးဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးစတဲ့အချက်၃ချက်ပေါ်မှာအခြေခံတဲ့ရလဒ်တွေကိုဆွေးနွေးအဖြေရှာနိုင်ဖို့လိုအပ်နေတယ်ဒါကြောင့်ဆက်လက်ဆောင်ရွက်ကြပါစို့ဆိုတာကိုတိုက်တွန်းရှင်းပါတယ်နောက်မေးခွန်းတစ်ခုကတော့ကျွန်တော် CNLD နဲ့ CNF နဲ့ဆက်သွယ်မှုဟာဘယ်လိုဆက်သွယ်မှုရှိတယ်လဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်ကျွန်တော် CNLD ကတော့နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေရဲ့ဘောင်တွင်းကနေရက်တည်နေတဲ့တရားဝင်နိုင်ငံရေးပါတီဖြစ်ပါတယ် CNF ကတော့
ချင်းမျိုးသားရေးပေါ်မှာအခြေခံတဲ့လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်ဒါမဲ့ယနေ့ NCA လက်မှတ်ကိုရေးထိုးထားတဲ့အတွက်ကြောင့်နိုင်ငံတော်အစိုးရနဲ့စစ်တီရင်းနှီးမှုကိုတိစောက်တဲ့အဖွဲ့အစည်းဖြစ်တယ်ချင်းမျိုးသားဒီမိုစီဖွဲ့ချုပ်မှာမူဝါဒထဲမှာအမျိုးသားတန်းတူရေးကိုပိုင်ပြဋ္ဌာန်းခွင့်ရှိရေးကိုကံကြမ္မာကိုဖန်တီးရေးနဲ့ဖရယ်ပြည်ထောင်စုတိစောက်ရေးရည်မှန်းချက်ထားတဲ့ဘယ်လိုမျိုးပါတီမဆိုဘယ်လိုမျိုးဖွဲ့စည်းမဆိုလက်တွဲပူးပေါင်းဆောင်ရွက်မယ်လို့အခြေခံမူထားတဲ့အတိုင်းပဲ CNF ဟာအမျိုးသားရေးပေါ်မှာရက်တည်ပြီးတော့စိုးစိုးက CNLD ရဲ့ရည်မှန်းချက်နဲ့တူညီတဲ့ရည်မှန်းချက်များရှိတဲ့အတွက်ကြောင့် CNLD နဲ့ CNF ဟာအတူတကွလက်တွဲဆောင်ရွက်နိုင်တဲ့လုပ်ငန်းတွေမြောက်များစွာရှိတယ်ဆိုတာကိုဒီနေရာမှာဖော်ပြခြင်းနဲ့ကျွန်တော်လက်တွေ့လည်းဖြစ်ခဲ့မှုပါတယ်ကျွန်တော်ကိုယ်တိုင် UPD ကြီးစိမ်မှာပါဝင်ခဲ့တုန်းက48ဦးကော်မတီကျွန်တော်တို့ဆွေးနွေးတဲ့အခါတိုင်းမှာလက်နက်ကန်အဖွဲ့အစည်းတွေဟာသူတို့လည်းအစုတစုအနေနဲ့တက်လာပါတယ်ကျွန်တော်လည်းနိုင်ငံရေးအဖွဲ့အစည်းအုပ်စုဖက်ကလည်းတက်ပါတယ်ကျွန်တော်နဲ့စလိုက်ဒေါက်တာရမ်မှုတို့ကကြိုတင်တိုင်ပင်စရာမလိုဘူးရဲဘော်မျိုးဝင်းတို့ကြိုတင်တိုင်ပင်စရာမလိုဘူးနော်ကျွန်တော်တို့ဖက်ကပါတီရဲ့ရည်မှန်းချက်နဲ့ကျွန်တော်ဆွေးနွေးတယ်များတိုင်းသားလက်နက်ကိုင်ဖက်ကဆွေးနွေးတာနဲ့ကကွတ်တီထူးနေတယ်ဘာကြောင့်လဲမူဝါဒတူတဲ့အတွက်ကြောင့်ဖြစ်တယ်အမျိုးသားရေးလက္ခဏာပေါ်မှာခြေခံတဲ့အတွက်ကြောင့်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ခြေခံမှုနဲ့ကျွန်တော်ရဲ့မူဝါဒရည်မှန်းချက်နဲ့တူတဲ့အတွက်ကြောင့် CNF ဟာကျွန်တော်တို့နဲ့လက်တွေ့ပူးပေါင်းအလုပ်လုပ်နိုင်တဲ့အဖွဲ့အစည်းဆိုတာကိုတော့ပြောချင်တယ်သို့တော့တရားဝင်နိုင်ငံရေးပါတီနဲ့သူတို့ဟာနိုင်ငံတော်နဲ့ငြိမ်းချမ်းရေးလုပ်နေတဲ့လက်နက်ကင်တော်လှန်ရေးအဖွဲ့အစည်းဆိုတာကိုတော့တီးခြားနားလည်ဖို့လိုအပ်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ NLD မှာပါတဲ့ချင်းတွေ USDP မှာပါတဲ့ချင်းတွေ UDP မှာပါတဲ့ချင်းတွေဟာလည်းပဲချင်းလူမျိုးများဖြစ်ကြတဲ့အတွက်ကြောင့်ချင်းမျိုးသားဒီမိုစီဖွဲ့ချုပ်မှာပါနေတဲ့ချင်းလူမျိုးတွေနဲ့ပါကွာတယ်လေအတူတူမဟုတ်ဘူးလားလို့ဆိုတဲ့မိခွန်းကိုဖြေပြစေမှန်ပါတယ်ဒီခိုင်ဖြိုးမှာပါတဲ့ချင်းတွေလည်းချင်းပါပဲ NLD မှာပါတဲ့ချင်းကလည်းချင်းပါပဲဒါပေမဲ့မတူတဲ့ချက်မျိုးများစွာရှိတယ်ချင်းမျိုးသားဒီမိုရေစီဖွဲ့ချုပ်ရဲ့မူဝါဒကိုတော့ချင်းလူမျိုးကိုယ်တိုင်ကရေးဆွဲတာဖြစ်တယ် NLD ရဲ့ဒီခိုင်ဖြိုးရဲ့ပါတီကိုတော့ဗမာတိုင်းရင်းသားအများစုကခေါင်းဆောင်ပြီးတော့မူဝါဒရေးဆွဲတာဖြစ်တယ်နံပါတ်2ချင်းအမျိုးသားဒီမိုစီဖွဲ့ချုပ်ကိုချင်းလူမျိုးများကိုယ်တိုင်ဥဆောင်နေတယ် NLD နဲ့ပြည်ခိုင်ဖြိုးကိုကြတော့ဗမာတိုင်းသားအများစုဘ ഹു ကော်မတီမှာပါပြီးတော့ဥဆောင်နေတယ်နံပါတ်3ချင်းမျိုးသားဒီမိုစီဖွဲ့ချုပ်ကတော့ချင်းအမျိုးသားဒီမိုစီဖွဲ့ချုပ်ရဲ့မူဝါဒကိုလွတ်လပ်စွာဆွေးနွေးအကောင်အထည်ပေါ်လို့ရတယ်လွတ်လပ်စွာမူဝါဒချတယ် NLD ပါတီမှာပါတဲ့ချင်းတွေ USDP မှာပါတဲ့ချင်းတွေကတော့ NLD ပါတီဘ ഹു ကော်မတီကချမှတ်တဲ့မူဝါဒအတိုင်းပဲပြောနေရတယ်အဲ့ဒီမူဝါဒအတိုင်းပဲအလုပ်လုပ်နေရတယ်သူတို့ရဲ့ညွှန်ကြားချက်အတိုင်းပဲလုပ်နေရတယ်တော်တော်ကွာပါတယ်တော်တော်ကွာတယ်လူမျိုးအရသာချင်းဒါပေမဲ့ NLD ပါတီရဲ့မူဝါဒကိုလိုက်နာတော့ချင်း USDP ရဲ့မူဝါဒကိုလိုက်နာတော့ချင်းအရက်စကားပြောရမှာဆိုရင် NLD ပါတီရဲ့လူနော်ဒီခိုင်ဖြိုးပါတီရဲ့လူဖြစ်သွားတာပေါ့ချင်းပါတီကကြတော့ချင်းမျိုးသားဒီမိုစီဖွဲ့ချုပ်နော်ဟာတော့ချင်းလူမျိုးတွေကိုယ်တိုင်ရေးဆွဲတဲ့မူဝါဒဖြစ်တဲ့အတွက်ကြောင့်နော်ချင်းလူမျိုးကိုယ်တိုင်ဟာအင်ရှင်တပည့်မဟုတ်ဘူးနော်ချင်းလူမျိုးကိုယ်တိုင်ဟာဥဆောင်သူအင်ရှင်အနေနဲ့ပါတီမှာပါတယ်တပည့်အနေနဲ့ပါတာမဟုတ်ဘူးနောက်လိုက်အနေနဲ့ပါတာမဟုတ်ဘူးအင်ရှင်အနေနဲ့ပါတယ်ဒါကြောင့်ကျွန်တော်ပြောနေတာအများအားဒီမှာလေကွက်ကွက်ကွန်းပေါ်တိုင်းသားလူမျိုးအားလုံးကလည်းဒါကို
နားလေစီခြင်းပဲကျွန်တော်တို့ပြောနေတာဒီဗမာတိုင်းသားမုံတီတခုမှမပါဘူးဗမာပါတီမုံတီတခုမှမပါဘူးဒါပေမဲ့ခက်ဆက်ဆက်ကတိုင်းသားလူမျိုးတွေလုတ်ပိုင်ခွင့်တွေပျောက်နေအောင်လှုပ်ဆောင်နေတဲ့လူမျိုးကြီးဝါဒနော်လုတ်ပိုင်ခွင့်တွေပျောက်အောင်တိုင်းသားလက္ခဏာတွေမျိုးသားလက္ခဏာတွေပျောက်လို့မင်းမြအောင်လုပ်နေတဲ့မဟာလူမျိုးကြီးဝါဒတွေကိုပပျောက်အောင်ဒါထင်ကျွန်တော်ပြောနေတာနော်ပြည်သူလူထုချင်းချင်းအရန်တဘောကောင်းနဲ့ချစ်ခင်နေကြပါတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီဟာကိုတိုက်နေတာဖြစ်တယ်ဒါကြောင့်ဒီလိုကိုတိုက်နေတဲ့အချိန်မှာကျွန်တော်တို့ဟာပါတီကြီးတစ်ခုခုမှချင်းလူမျိုးတွေကချင်လူမျိုးတွေဝင်လိုက်ရင်ပြည်နယ်အစ်စ်မှာဝင်ကြရတယ်မြို့နယ်အစ်စ်မှာဝင်ကြရတဲ့အတွက်ကြောင့်အလိုလောက်ဟာနောက်လိုက်ဖြစ်သွားပါတယ်ဘိုးကော်မတီလူကြီးတွေနဲ့စကားပြောတဲ့ခါမှာပြည်နယ်နဲ့မြို့နယ်နဲ့ပြောတဲ့ခါမှာအထက်အောက်ဆက်ဆံမှုဖြစ်တယ်တန်းတူဆက်ဆံမှုမဟုတ်တော့ဘူးဒါကြောင့် NLD ပြည်ခိုင်ဖြိုးရဲ့ပြည်နယ်လူကြီးတွေဟာဘိုးလူကြီးတွေနဲ့တွေ့တဲ့အခါမှာခါကုန်းပြီးအယူတည်ပြုပြီးတော့ပြောကြရတယ်နော်အယူတည်ပြုရတယ်သူတို့စကားကိုနားထောင်ရတယ်ကျွန်တော်တို့ပြောနာချင်းမျိုးသားတွေမျိုးချုပ်အဖွဲ့ချုပ်ကချင်ပါတီရှမ်းပါတီရခိုင်ပါတီကတော့ဒီလိုမဟုတ်ဘူးကိုပါတီကိုအင်အားကောင်းအောင်တည်ဆောက်မယ်တည်ဆောက်ပြီးအင်အားကောင်းလာပြီဆိုရင် NLD နဲ့ဖြစ်စေပြည်ခိုင်ဖြိုးခေါင်းဆောင်နဲ့ဖြစ်စေထိပ်တီးခေါင်းဆောင်ချင်းစပွဲဝိုင်းမှာတွေးပြီးတော့လက်အောက်ခံပုံစံမဟုတ်ဘဲနဲ့အထက်အောက်ပုံစံမဟုတ်ဘဲနဲ့စပွဲဝိုင်းမှာတန်းတူရီတူနဲ့ဆွေးနွေးမှုလိုမျိုးကိုပုံဖော်ရအောင်လို့ကျွန်တော်တို့တည်ဆောက်နေတာဖြစ်တယ်ပုံဖော်နေတာဖြစ်တယ်တန်းတူရီတူတဲ့ဆက်ဆံတာမျိုးကိုလိုချင်တာဖြစ်တယ်အယူတည်ပြုပြီးတော့အောက်မှာနေရတဲ့ဘဝလူမျိုးကျွန်တော်တို့နှစ်ပေါင်း90ခံခဲ့ရပြီတပါတီအာနာရှင်ကြောင့်လူလဲခံခဲ့ရပြီကိုကရွေးချယ်စရာမရခဲ့ဘူးအခုဒီအချိန်မှာရွေးချယ်စရာကောင်းကောင်းရနေပြီကိုရွေးချယ်စရာရခွင့်ရနေတဲ့အချိန်မှာဘာလို့ရွေးချယ်ချင်းမပြုတ်ဘဲနဲ့အရင်ကလို့လမ်းဟောင်းကိုအများအားလိုက်နေမှာတော့ဒါကိုကျွန်တော်တိုင်းသားကောင်းဆောင်တွေနားလေသိပြီတိုင်းသားတွေနားလေသိပြီပြည်နယ်နေတိုင်းသားတွေကျွန်တော်ဒီလိုအမျိုးသားအင်အားတိဆောက်ပြီးပြည်နယ်တိမှာပြည်မကခေါင်းဆောင်တွေနဲ့ NLD ခေါင်းဆောင်တွေနဲ့ပြည်ခိုင်ဖြိုးခေါင်းဆောင်စပွဲဝိုင်းမှာညီတူညီမျှနဲ့တိုင်းတူနဲ့အတူတကွအဖေရှာကြမယ်ဆိုရင်ကျွန်တော်တို့လည်းလေးစားခံရပြီးတော့တန်ဖိုးရှိလာမယ်ကျွန်တော်တို့ပြောဆိုတဲ့စကားကိုလည်းသူတို့နာခံလာမယ်လိုက်လျောလာမယ်အတူတကွပြည်ထောင်စုစနစ်ဖက်ဒရယ်စနစ်ကိုတည်ဆောက်နိုင်မယ်တပည့်အနေနဲ့မြေရန်နေမယ်ပြည်နယ်အစစ်မှာပဲမင်းနဲ့မြို့နယ်အစစ်မှာဆရာသမားအနေနဲ့မြေရန်တင်ပြမယ်ဆိုရင်ဒီပေါင်း100ကြာလည်းမရဘူးဒီပေါင်း200ကြာလည်းမရဘူးဒီနိုင်ငံရေးအခင်းချင်းကိုတည်ဆောက်တတ်ဖို့လိုတယ်ကျွန်တော်တို့ NLD မှာတယောက်မှမဝင်ဘူးဆိုရင်ချင်းတယ်ပြည်ခိုင်ဖြိုးတယောက်မှမဝင်ဘူးဆိုရင်ကျွန်တော်တို့အင်အားကောင်းပြီးတော့သူတို့တွေတိုင်းသားလူမျိုးတွေအဲ့လိုမျိုးတယောက်မှဒီ NLD စံခိုင်ရေးမဝင်ဘူးဆိုရင်တိုင်းသားလူမျိုးတွေအားကောင်းတယ်ဆိုရင် NLD ပါတီနဲ့ပြည်ခိုင်ဖြိုးကကျွန်တော်တို့ကိုလေခင်နိုင်တိုင်ပင်လိုတဲ့အတွက်ကြောင့်တလေးတစားနဲ့တွေ့ရအောင်လို့ထမ်းခေါ်ပါလိမ့်မယ်ကျွန်တော်တို့ကဒီလိုမဖန်ကြည့်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကသူတို့ကိုချီးကပ်ပြီးတော့လေချင်းကပ်ပြီးတော့အယူတည်ပြုပြီးတော့တောင်းပန်တာတော့မှခုထိမရပါဘူးဒါကိုကျွန်တော်တို့နိုင်ငံရေးဒီခင်းချင်းကိုနားလေဖို့လိုတဲ့အတွက်ကြောင့်မတူဘူးဆိုတာကိုသိပြရစီနော်နောက်တစ်ခုကတော့ CNLD လိုလားတဲ့ Federal ပုံစံဆိုအချင်းချင်းပြောပြီးသားကျွန်တော်တို့လိုလားတဲ့ Federal ပုံစံဆိုတာအတူချုံပြောရရင်ပြင်လုံကတိကဝက်ပြင်လုံစာချုပ်အပေါ်မှာအခြေခံတဲ့ Federal ပုံစံဖြစ်ရအမျိုးသားတန်းတူမှုရှိရဗမာကအမျိုးသားထွက်တော်မှာဗမာတိုင်းသားက84နေရာယူတာမျိုးကိုလုံးဝလက်မခံနိုင်ဘူးတန်းတူမှုမဟုတ်ဘူးပြင်လုံမှာဒါကိုပြောခဲ့တာမဟုတ်ဘူးလေအမျိုးသားတန်းတူပြောတာကနိုင်ငံကြီးကတန်းတူမှုအဓိကအမျိုးသားထွက်တော်မှာကိုကာကွယ်နိုင်အောင်ချင်း12ဦးဆိုရင်ဗမာတိုင်းသား12ဦးပဲဖြစ်ရမှာသူက84ဦးရနေတယ်9ရနေတယ်ပြည်သူထွက်တော်မှာဗမာတိုင်းသားများတာမှန်တယ်ဒီမိုကရေစီဖြစ်တဲ့အတွက်ကြောင့်ပြည်သူထွက်တော်မှာဗမာတိုင်းသားများပါစေလို့ရမှာပဲ
လက်ခံတယ်ဒါအမျိုးသားထွက်တော်ဆိုတာကိုယ့်ကိုထင်းတယ်အချင်းချင်းအပြန်ထန်ထင်းကြောင်းတာတန်းတူညီမျှမှုတိဆောက်တဲ့အတွက်ကြောင့်ရခိုင်12ဦးဖြစ်ရင်ဗမာ12ဦးဖြစ်ရကချင်12ဦးရောဆိုရင်ဗမာ12ပဲဖြစ်ရအခုကရခိုင်12ဦးမှာဗမာ84ဦးပြည်သူ့ထပ်ပေါ်မှာလည်းသူတို့ကနိုင်သေးတယ်ကျွန်တော်တိုင်းသားတွေကိုပြတ်တက်နိုင်တယ်အသာစီးရတယ်အမျိုးသားထပ်တော်မှာလည်းအသာစီးရပြန်တယ်တပ်မတော်နဲ့သူတို့နဲ့ပြန်ပေါင်းတာကတပ်မတော်သားအားလုံးရခိုင်နှုန်း90ရာခိုင်နှုန်းဟာဗမာတိုင်းသားဖြစ်နေတယ်ကျွန်တော်ထပ်ရှုံးတယ်တိုင်းသားတွေအသက်ရှူကြကိုမရှိတော့ဘူးဆိုတော့ကျွန်တော်တို့ချင်းမျိုးသားဒီမိုစီဖွဲ့ချုပ်တိုင်းသားပါတီတွေ UNA ဖက်ကဖြစ်စေ NBF ဖက်ကဖြစ်စေလိုလားနေတဲ့ Federal ပြည်ထောင်စုစနစ်ဆိုတာအမျိုးသားတန်းတူရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိမိမိကြမှာကိုမိမိဖန်တီးတဲ့ Federal ပြည်ထောင်စုမျိုးကိုလိုလားနေတာဖြစ်တယ်ဒီဟာကိုဘေးပြည်ထောင်စုပါတီလို့ခေါ်တဲ့ NLD ပါတီဖြစ်စေပြည်ခိုင်ဖြိုးပါတီလည်းဒီရမှန်းချက်ကိုမမီသေးတာကိုတွေ့တယ်ကျွန်တော်ဒီနေရာမှာတော့ကွန်ပျူတာချင်တာရှိပါတယ်ဥက္ကဋ္ဌဦးအောင်မိုးစော်တို့ဦးဆောင်တဲ့လူပေါင်းတစ်ပါတယ်ဒေးဗစ်လာမင်တို့ပါတီကျွန်တော်မူရကျွန်တော်ဖတ်ကြည့်တယ်ကျွန်တော်တို့ UNA ကခန့်မှန်းထားတဲ့ရမှန်းချက်ထားတဲ့မူဝါဒကိုသူတို့လက်ခံတာကိုတွေ့ရတယ်ကျွန်တော်ဒါမျိုးကိုများများဖြစ်စေချင်တယ်ဘယ်မှာတိုင်းသားဥဆောင်တဲ့ပါတီတွေထဲမှာ NLD ခေါင်းဆောင်တွေထဲမှာပြည်ခိုင်ဖြိုးခေါင်းဆောင်တွေထဲမှာအဲ့လိုမျိုးခေါင်းဆောင်တွေများများရှိနေရင်ပြည်ထောင်စုမြန်မာနိုင်ငံဟာငြိမ်းချမ်းပြီးတော့လေအင်မတန်မှတိုးတက်ဖွံ့ဖြိုးတဲ့မြန်မာနိုင်ငံကြီးဆိုတာဖြစ်ပေါ်လာမယ်ဆိုတာကိုနော်ကျွန်တော်ကောင်းကောင်းရင်အာမခံပြောရပါတယ်နော်နောက်မေးခွန်းတစ်ခုက Asia Foundation ကလည်းစစ်တမ်းကောက်တဲ့အခါမှာချင်းပြည်နယ်အစိုးရဟာချင်းပြည်နယ်မှာပေါ့နော်ပွင့်လင်းမြင်သာမှုမရှိဘူးမရှိဆုံးနေရလို့သတ်မှတ်ထားတယ်အဲ့ဒီအပေါ်မှာအမြင်ကိုပြောပြပါလို့မေးလာတဲ့မေးခွန်းဖြစ်ပါတယ်ကျွန်တော်ပြောစရာတော့မလိုပါဘူးကျွန်တော်တို့ကပြောရင်ရှင်းမျိုးသားဒီမိုစီဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်လို့သူကပါတီအမြင်နဲ့အတိုက်ခံလုပ်နေတာပါလို့ထင်နေအောင်မယ်ကျွန်တော်အဲ့လိုမပြောချင်ပါဘူး Asia Foundation ရဲ့စစ်တမ်းဟာအမှန်ကန်ဆုံးဖြစ်ပါလိမ့်မယ်အခုနကျွန်တော်ပြောပြီးပြီ2015နဲ့2018အတွင်းမှာချင်းပြည်နယ်ထွက်တော်ကဘတ်ဂျက်ကိုမြို့နယ်မှာဘလို့ခွဲဝေပြီးတော့ဘလို့တွေတုံးဆွဲနေတယ်ဆိုတာကိုပြည်သူတွေမသိရဘူးကျွန်တော် CLD မှာစလိုင်းအောင်လျံရောက်လာပြီးတော့ပိုင်းမှာစလိုင်းအောင်လျံမီဒါတွေမှာပြောလာတဲ့ခါကျတော့ထိန်းချောင်းလာတယ်နော်ပြည်သူတွေသိလာတယ်ကျွန်တော်အများကြီးဝမ်းသာပါတယ်စလိုင်းအောင်လျံရဲ့အသက်က30တသားပဲရှိသေးတာဒီလိုမျိုးလူငယ်တယောက်ကချင်းမျိုးသားဒီမိုစီဖွဲ့ချုပ်ရဲ့ချင်းပါတီရဲ့မူဝါဒကိုကောင်းကောင်းအဖော်ကောင်တယ်ပေါ်ပြီးတဲ့အခါမှာအများကြီးဆောင်ရွက်ပေးနိုင်တာကိုကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်ခုန Asia Foundation ရဲ့ပွင့်လင်းမြင်သာမှုမရှိဘူးဆိုတာဟာဒီဘာမှထင်မြင်ချက်မပေးဘူးသူတို့ပြောတဲ့အမှန်ဆုံးဖြစ်ပါလိမ့်မယ်မိခွန်းတော်မှအမှန်ဆိုသူတို့ထပ်စစ်ဆေးစေခြင်းနဲ့ Asia Foundation ပြည်နယ်အားလုံးထဲမှာဘိုးရဲ့ညွှန်ကြားချက်ခွင့်ပြုချက်မရှိဘဲနဲ့အလုတ်မလုတ်တဲ့ပြည်နယ်ဟာဘယ်ပြည်နယ်များဖြစ်မလဲဆိုတော့စစ်တမ်းတော်မှာထပ်ကောက်စေခြင်းနဲ့ညတို့မိတဲ့အားတွေကအဲ့ဒါမျိုးကိုလည်းထပ်ပြီးတော့လက်ကျန်ကာလမှာစစ်တမ်းထပ်ကောက်ပေးပါလို့လည်းတောင်းဆိုခြင်းတာပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီစစ်တမ်းရှိခဲ့ရင်ကျွန်တော်ချင်းပြည်နယ်မှာအတူတကွလုပ်ခြင်းနဲ့အလုပ်ဒီပို့လုပ်နိုင်အောင်လို့ညီမှန်းထားပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့မူဝါဒထဲမှာဘာသာရေးကိုအခြေမခံတဲ့နိုင်ငံတော်ဆိုတာကိုမူဝါဒအတိအလင်းဆွေးနွေးထားပါတယ်ကျွန်တော်တို့နိုင်ငံဟာဗုဒ္ဓဘာသာအများစုကိုးကွယ်တဲ့နေရာဟုတ်ပါတယ်လေးစားစရာကောင်းပါတယ်တကယ်လေဗုဒ္ဓဘာသာဆိုတာယဉ်ကျေးတိမ်မွေ့ပြီးတော့ယဉ်ကျေးမှုတကယ်အဆင့်တန်းမြင့်မားတဲ့ဘာသာဖြစ်ပါတယ်သို့တော့ဒီမိုကရေစီနိုင်ငံတော်တော်များများမှာဘာသာရေးကိုအခြေမခံတဲ့နိုင်ငံတော်ကိုတည်ဆောက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနိုင်ငံတော်လာမယ့်အနာဂတ်ဖြစ်တဲ့ပြည်ထောင်စုမှာလည်းပဲဘာသာရေးကိုအခြေမခံတဲ့နိုင်ငံတော်တည်ဆောက်မယ်ဆိုတာကိုချင်းအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့မူဝါဒမှာအတိအလင်းပြဋ္ဌာန်းထားပြီးသား
ဖြစ်ပါတယ်ဒီဟာတွေဟာကျွန်တော်တို့ချင်းမျိုးသားဒီမိုစီဖွဲ့ချုပ်ရဲ့မူဝါဒနဲ့ရည်မှန်းချက်တွေဖြစ်ပါတယ်ကျွန်တော်အနေနဲ့နောက်ဆုံးပေါ်ပြတဲ့အချက်ရှိပါတယ်ကျွန်တော်တို့တမိုင်းကျောင်းမှာတစ်ပေါင်း80ကျော်ကျွန်တော်တို့ချင်းလူမျိုးတွေတိုင်းသားလူမျိုးပေါင်းစုံလုတ်ပိုင်ခွင့်လုံးဝမရခဲ့လွတ်လပ်ခွင့်တွေဆုံးရှုံးခဲ့တယ်ကိုကြမှာကိုဖန်တီးခွင့်ဆုံးရှုံးခဲ့တယ်အမျိုးသားတန်းတူမှုမရှိဘဲနဲ့ကျွန်တော်တို့ကတစ်ဆက်နှိမ့်လိုမျိုးဖြစ်ခဲ့ရတယ်ဒါတွေကိုကျွန်တော်တို့ယနေ့ပြန်လည်ရယူဖို့ကအချိန်တန်ပြီအချိန်ရောက်နေပြီကျွန်တော်တို့ဒီမိုရီစီရတာတော့မြန်မာပြည်မှာဗမာတိုင်းသားတွေအတွက်ကဒီမိုရီစီရရင်လုံလောက်ပါတယ်လူများစုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လူနည်းစုတွေအတွက်တော့ဒီမိုရီစီရယူနေမလုံလောက်ဘူးဘာဖြစ်လို့လဲဒီမိုရီစီဆိုတာလူများစုရဲ့မဲနဲ့ဆုံးဖြတ်တဲ့အတွက်ကြောင့်ကျွန်တော်အတိုင်းသားလူနည်းစုတွေအင်အားကောင်းအောင်မတိဆောက်ဘူးကိုပါတီအင်အားကောင်းအောင်မတိဆောက်ဘူးဆိုရင်အမြဲတမ်းအားနေနေပြီးတော့ဒီမိုရီစီနည်းစနစ်ရမင်းနဲ့အမြဲတမ်းရှုံးနေမှာဖြစ်တယ်ဒါကြောင့်ဆက်တယ်ပြည်ထောင်စုတိဆောက်နိုင်ဖို့လူနည်းစုကိုအခွင့်အရေးကာကွယ်နိုင်ဖို့ကိုကျွန်တော်တို့တိုင်းသားဒေသတွေမှာတိုင်းသားပါတီအမျိုးသားပါတီတွေအားကောင်းဖို့လိုတယ်လူမျိုးကြီးတစ်မျိုးဖြစ်ကြောင်းပြည်ထောင်စုကိုတိဆောက်တဲ့လူမျိုးဖြစ်ကြောင်းပြည်ထောင်စုရဲ့အရှင်သခင်ဖြစ်ကြောင်းပြည်ထောင်စုရဲ့အင်ရှင်ဖြစ်ကြောင်းပြည်လုံစာချုပ်ရဲ့ပြည်လုံစာချုပ်ကိုချုပ်ဆိုလက်မှတ်ထိုးတဲ့လူမျိုးဖြစ်တဲ့အကြောင်းကဘာမှာကုငတိရှိတဲ့လူမျိုးတင့်တယ်တဲ့လူမျိုးဖြစ်ချင်ရင်ကိုအမျိုးသားပါတီအင်အားကောင်းအောင်ဒီဆောက်ရပါမယ်အားပေးရပါမယ်ဒီလိုမှအကြောင်းကြောင့်ဆွေမျိုးကဝန်ကြီးချုပ်ဖြစ်နေတော့ဆွေမျိုးကထွက်တော်ဥထဖြစ်နေတော့ဆွေမျိုးကထွက်တော်အမတ်ဖြစ်နေလို့ဆိုတာမျိုးဖြစ်ခဲ့ရင်တောင်မှအားနာလွန်းလို့ဆွေမျိုးမျက်နှာနဲ့တခြားပါတီကိုအားပေးရမယ်ဆိုရင်လေကိုအမျိုးသားရေးပါတီကိုပုတ်ခတ်ခြင်းဝေဖန်ခြင်းချိုးနှိမ်ခြင်းမပြုပါနဲ့အကြောင်းကတော့ကိုအမျိုးသားရေးအတွက်လုတ်တဲ့ပါတီဆိုလို့ချင်းပါတီပဲရှိတယ်ကိုအမျိုးသားရေးအတွက်မရှေ့ဆုံးကရက်တီပေးတာအချင်းမဆိုင်ရက်တီပေးနေတာကိုပါတီပဲရှိတယ်ကိုပါတီကိုဝေဖန်ခြင်းရှုတ်ချခြင်းထိန့်ချခြင်းဟာမိမိကိုနှိမ်ချခြင်းအတူတူဖြစ်တယ်တခြားပါတီကိုအားပေးပြီးတော့ကိုပါတီကိုအားမပေးခြင်းဟာကိုတခြားပါတီကနေဒီမိုရီစီနီးလိုက်ရအနိုင်ယူနိုင်အောင်ထွန်းမိုးနိုင်အောင်ကိုယ်တိုင်ကဖန်တီးအားပေးခြင်းဖြစ်တယ်ဒါကြောင့်ချင်းမျိုးသားဒီမိုစီဖွဲ့ချုပ်ရဲ့မူဝါဒများကိုနားလည်ပြပါကျွန်တော်ဒီနေ့ပြောဆိုနေတဲ့အားလုံးကိုမိဘပြည်သူများအနေနဲ့နားလည်စေခြင်းနဲ့အချက်တစ်ချက်ရှိပါတယ်ကျွန်တော်ဟာ1988ခုနှစ်ကလေးကကျောင်းသားအရေးခင်းမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ119ဦးမှာပါဝင်ပြီးတော့လှုပ်ရှားခဲ့ပြီးတာဖြစ်ပါတယ်မြန်မာကျောင်းသားတွေဆန္ဒမပြခင်တော့1989ခုနှစ်စက်တင်ဘာလ9ရက်နေ့မှာကျွန်တော်တို့ပိုက်ဆံတည်ပါတယ်အဲ့ဒီအချိန်မှာဘယ်သူမှဆန္ဒမပြပါဘူးကျွန်တော်ချင်းတက္ကသိုလ်ကျောင်းသားပြန်ဖို့စရိတ်မရှိပါဘူးကျွန်တော်ကရွှေဘိုဆောင်မှာနေတဲ့အတွက်ကြောင့်ရွှေဘိုဆောင်ကနေကျပ်900ရပြီးသားဖြစ်တယ်ဒါပေမဲ့ပြင်ပဆောင်မှာနေတဲ့ချင်းကျောင်းသားတွေအတွက်လမ်းစိတ်ရအောင်ဆိုပြီးကျွန်တော်ချင်းကျောင်းသားရောက်200ကျော်ကိုဥဆောင်ပြီးတော့ရန်ကုန်တက္ကသိုလ်မှာခြိတက်ဆန္ဒပြပြီးကျွန်တော်တို့ချင်းကျောင်းသားအားလုံးဟာပထမဆုံးဆန္ဒပြနေတဲ့လူဖြစ်တယ်ပထမတစ်ချက်ဒုတိယတစ်ချက်တမနှစ်တို့တမခွန်တို့ကကျောင်းသားတွေကိုပြစ်ခတ်တာဒါကိုဘလို့တရင်ဖြန့်တယ်ဆိုချင်းစစ်သားတွေကပြစ်ခတ်လို့ကျောင်းသားတွေတရားပါတယ်တရင်ဖြန့်တဲ့အတွက်ကြောင့်ချင်းလူမျိုးတွေရှိတဲ့နေရာမှာလုံခြုံမှုမရှိတော့မယ်တပ်မြေဖြတ်မယ်ဆိုတဲ့တရင်တွေရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ချင်းအမျိုးသားတမက်က CNU ဆိုတာဖွဲ့ပြီးတော့ကျွန်တော်ဦးနန်ရန်ထံလို့နော်စလိုက်ရမ်လင်မှုတို့နဲ့အတူတကွဦးဆောင်ပြီးတော့ရန်ကုန်တစ်မြို့လုံးမှာဆဲ့လေဆန္ဒပြပြီးတော့တွေးချွေးနေတကွအသက်ဘေးအန္တရာယ်မျိုးစုံကိုကျွန်တော်တို့ရင်ဆိုင်ပြီးတော့ဆောင်ရွက်လှုပ်ရှားခဲ့တာဖြစ်ပါတယ်ချင်းကျောင်းသား
မေကဖွဲ့စည်းပြီးတော့ကျွန်တော်တို့ချင်းပြည်နယ်တမအတင်ရွှေဘုံသာလမ်းမှာရှိတဲ့ရုံးခန်းကိုရုံးခန်းအနေနဲ့ထားပြီးတော့ကျွန်တော်တို့အာဏာသိမ်းတဲ့နေ့မှာဆိုရင်ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းတပင်ခမ်းမှာ119ဦးတော့ကျောင်းသားတပည့်ကမြန်မာနိုင်ငံလုံးဆိုင်သွားလို့ကစီဝေးလုပ်ပြီးတော့ဒေါ်အောင်ဆန်းစုကြည်နဲ့ဝန်ကြီးချုပ်ဦးနုတို့အတူတကွပေါင်းပြီးတော့ကြားဖြတ်ဆိုရဖွဲ့စည်းနိုင်ရေးကိုလည်းကျွန်တော်ဆွေးနွေးခဲ့ကြတယ်ညနေ4 နာရီမှာတပ်မတော်ကအာဏာသိမ်းပြီးတော့ဝင်လာပါတယ်ဝင်းထဲကိုအသေးခံမလားကျွန်တော်တို့ထပ်မလားဆိုကျွန်တော်အသေးခံဆုံးဖြတ်အသေးခံဖို့ဆုံးဖြတ်ဖို့လူအုပ်စုနဲ့ကျွန်တော်မဲခွဲကြရတယ်ကျွန်တော်နဲ့နိုင်ငံတော်ကောင်စီဝင်ဗိုလ်မှူးခင်စံမုံရဲ့တူကိုတန်ကင်ခံခိုင်နဲ့ကျွန်တော်နဲ့ချင်းတမကကိုစားတက်ရောက်ပြီးတော့ကျွန်တော်ချင်းလူမျိုးတွေအနေနဲ့ဒီမိုကရေစီတစ်ခုတည်းနဲ့မလုံလောက်ဘူးဖက်ဒရယ်ကိုပါရမှာဖြစ်မယ်ကျွန်တော်တို့ဒီမိုကရေစီတစ်ခုတည်းနဲ့မဖြစ်သေးဘူးဒါကြောင့်ကျွန်တော်တို့အသက်လွတ်အောင်ကျွန်တော်တို့ရှောင်ပြီးတော့ဖက်ဒရယ်ဒီမိုကရေစီနဲ့ပြည်ထောင်စုဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးကိုဆက်လက်လှုပ်ရှားကြမယ်ဆိုတော့ကျွန်တော်တို့စစ်တပ်ပိကတ်တိုက်ခိုက်မှုကနေကျွန်တော်ထွက်ပြေးတင်းဆောင်ခဲ့ရတယ်ကျွန်တော်ရှိမှအတုံးတုံးအယုံလူတွေများစွာတည်တယ်တွေးဒီကြားထဲမှာကျွန်တော်ဖြတ်တန်းသွားလူတွေအလောင်းတွေကိုဖြတ်ပြီးတော့တွားခဲ့ရတယ်ပြီးခဲ့ရတယ်ကျွန်တော်တို့အများကြီးလမ်းခင်းခဲ့တာပါဒါကိုတချို့ပုဂ္ဂိုလ်များကနားမလည်ပဲနဲ့အခု NLD ခေါင်းဆောင်တွေကအနစ်နာခံခဲ့လို့ NLD တွေကပဲလမ်းခင်းပေးခဲ့လို့အခုကြမှာချင်းပါတီဘယ်ကနေထွက်လာလဲမသိဘူးပေါ်လာလဲမသိဘူးဇင်ခံရမယ်အချိန်ကြမှာပေါ်လာတယ်ဆိုတဲ့စကားမျိုးတွေကြားတာစိတ်မကောင်းစရာဖြစ်ပါတယ်တကယ်တော့ကျွန်တော်တို့လက်ရှိ NLD ခေါင်းဆောင်ထိပ်ပိုင်းခေါင်းဆောင်တွေဒီခိုင်ဖြုတ်ခေါင်းဆောင်တွေအရေးကြီးမှမပါခင်မှာကျွန်တော်တို့တောင်းတမှာခုချင်းတောင်းတချင်းပါတီမှာပါနေတဲ့ခေါင်းဆောင်တချို့ဟာ CNF မှာပါနေတဲ့ခေါင်းဆောင်တွေဟာကျွန်တော်တို့ဆန္ဒပြအရေးခင်းမှာပါဝင်ခဲ့ပြီးတော့နော်ကျောင်းသားနိုင်ငံရေးမှာကျွန်တော်ဆို1986ခရဲကျောင်းသားနိုင်ငံရေးမှာပါဝင်ခဲ့ပြီးတော့အခုလက်ရှိမြန်မာနိုင်ငံရဲ့တိုင်ပင်ပုဂ္ဂိုလ်ကြီးငင်းချိုင်းနိုဘယ်ငင်းချိုင်းဆုရှင်ကြီးမြန်မာနိုင်ငံရေးမှာပါဝင်လာအောင်ရွှေကုံအနောက်ဖက်မှာတရားဟောလာနိုင်အောင်ကျွန်တော်တို့ကျောင်းသားများစုစည်းပြီးတော့ဖိတ်ခေါ်ပြီးတော့ယနေ့ဒီမိုကရေစီရဲ့ဥဆောင်မိခင်ကြီးအနေနဲ့ရောက်လာနိုင်ဖို့ကျွန်တော်လည်းတက်နိုင်ဆုံးလှုပ်ဆောင်ခဲ့ပါတယ်ဒီဟာကိုအပြန်အလှန်တိမှတ်ပြုဖို့လိုပါတယ်ဒါကြောင့်ကျွန်တော်တို့ကိုအမျိုးသားပါတီကိုကချင်ပါတီကိုချင်းပါတီကိုကယားပါတီကိုချင်းရှမ်းပါတီကိုအထင်သေးတဲ့စကားမျိုးမပြောဖို့လိုပါတယ်ဗိုလ်ချုပ်အောင်ဆန်းကိုအမျိုးသားကောင်းဆောင်အနေနဲ့လေးစားယူတည်မှုပြုတယ်လို့ရှမ်းကောင်းဆောင်များပြည်လုံးစာချုပ်လက်မှတ်ထိုးတဲ့တမရဆက်ဆွေတိုက်လိုမျိုးစက်ခွန်ချူလိုမျိုးဦးထွန်းမုံလိုမျိုးဦးကျော်မန်းလိုမျိုးဦးထောင်းစကုပ်လိုမျိုးပုဂ္ဂိုလ်များကိုလည်းအမျိုးသားကောင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့လေးစားမှုပြုရပါမယ်ကိုအမျိုးသားကောင်းဆောင်ကိုတော့ချိုးနှိမ်ပြီးတော့ဗိုလ်ချုပ်အောင်ဆန်းတူဦးထဲကိုပဲချိမြောက်တာမျိုးလည်းပဲတန်းတူမြင်များမှုရှိပါဘူးဒါလူမျိုးတိုင်းအပြန်လှန်တန်းတူမှုရှိဖို့လိုတယ်ဒါကြောင့်ကျွန်တော်ချင်းလူမျိုးမှာအလေးနဲ့ထားပြီးတော့ပြည်ထောင်စုတစ်ခုလုံးအစစ်မှာလေးစားအယူတည်ပြုရမယ်ခေါင်းဆောင်ကြီးများတွေရှိပါတယ်ဘိုးကျွမ်ဘစ်လိုမျိုးအမျိုးသားခေါင်းဆောင်ဦးဝံတူမောင်ဟာလိုမျိုးဦးထန်းနော်လိုမျိုးကျွန်တော်တို့ကိုယ်တိုင်မှမလေးစားရင်ဘယ်သူလေးစားမှာတော့သူတပားကချိုးနေနဲ့ပြောဆိုနေတဲ့အချိန်မှာကျွန်တော်တို့ကိုယ်တိုင်ကိုကချင်းပါတီကိုလည်းချိုးနေတဲ့စကားပြောပြီးတော့ချင်းခေါင်းဆောင်တွေလည်းချိုးနေတဲ့စကားပြောမယ်ဆိုရင်ကျွန်တော်ဒီတက်ဖြစ်ပေါင်း200ကျော်ချင်းလူမျိုးအမျိုးသားတန်းတူရပါမလားကိုကြမှာဖန်တီးခွင့်ရပါမလားလွတ်လပ်ရေးမရခင်ကိုတော့မတိုင်ခင်တော့ကအမိခိုကင်းကင်းနဲ့ချင်းဆိုတာချင်းလူမျိုးဟဲ့ပဲအင်္ဂလိပ်ကိုတော့မှပြသခဲ့တဲ့ဂုံလူမျိုးရဲ့ဂုံတက်ခါဘယ်နားမှာသွားထားမလဲဒါကိုကျွန်တော်တို့ချင်းမျိုးသားတရားလုံးကသဘောပေါက်ပေးပါကျွန်တော်တို့ ਨੇ အတူပါဝင်ပေးပါကျွန်တော်တို့အတူတကွဆောင်ရွက်ပါမယ်ကျွန်တော်တို့ဒီနေ့ပြောဆိုတဲ့အတိုင်းပဲဖတ်တော်မှာဖတ်တော်နေရာမှာပြည်နယ်မှာအများစုရရင်ဖတ်တော်ဥထာနေရာတို့ဘာလို့ရခဲ့တယ်ဆိုရင်ဒီနေ့ပြောတဲ့ဖတ်တော်မှာ
ဥက္ကဋ္ဌဖြစ်ရင်ဘာတွေလုပ်ပါမယ်ဆိုတဲ့ကတိတွေကိုကျွန်တော်အကောင့်ထဲပေါ်ပါမယ်အကြောင်းဝန်ကြီးချုပ်တွေကျွန်တော်ချင်းမျိုးသားဒီမိုစီဖွဲ့ချုပ်ကရရှိလာခဲ့တယ်ညွန့်ပေါင်းအစိုးရနဲ့ကျွန်တော်ရခဲ့မယ်ဆိုရင်ဒီနေ့ပေါ်ပြတဲ့ကတိကဝတ်တွေကိုကျွန်တော်တို့တတ်နိုင်ဆုံးအကောင့်ထဲပေါ်ပါမယ်အဲ့ဒီအချိန်မှာကျွန်တော်တို့စချင်းအတူတကွအကောင့်ထဲပေါ်နိုင်ဖို့ဘာသာဖွဲ့စည်းခေါင်းဆောင်များ CSO ဖွဲ့စည်းခေါင်းဆောင်များဒီပမှာရှိနေကြတဲ့ချင်းအမျိုးသားစိတ်ဝင်စားတဲ့ခေါင်းဆောင်ကိုယ်စားလှယ်တွေများကိုခေါ်ယူပြီးတော့တွေ့ဆုံပြီးတော့ချင်းမျိုးသားအတွက်အတူတကွမလုပ်ကြမလဲအစိုးရကလုပ်နိုင်တာကတစ်စိတ်တစ်ပိုင်းပဲရှိတယ်အမျိုးသားတစ်ခုလုံးအနေနဲ့လုပ်နိုင်တဲ့ချင်းမျိုးသားရေးတစ်ချင်းချင်းမျိုးသားအလံစတဲ့ဖြစ်ပေါ့နိုင်ငံတော်ရဲ့ဥပဒေနဲ့အညီလုပ်နိုင်တဲ့ဆောင်ရွက်နိုင်တဲ့ကိစ္စတွေကိုကျွန်တော်တို့လှုပ်ဆောင်နိုင်ဖို့ဘာတွေလုပ်ကြမလဲဆိုတာကိုကျွန်တော်တို့ဖိတ်ခေါ်ပြီးတော့တွေ့ဆုံပါမယ်ကြိုးစားအကောင့်ထဲပေါ်ပါမယ်ကျွန်တော်တို့မတက်တဲ့အခါမှာဆိုဆုံးမှာပါတွင်တင်ပေးပါကျွန်တော်တို့ပြောစရာတစ်ခုပဲရှိမယ်ကျွန်တော်တို့မဟိုင်းဝန်ခံပါမယ်မတက်တာကိုတင်ပေးပါလို့တင်ယူပါမယ်အပေါ်မှာလူရှိသေးလို့အဲ့ဒီအပေါ်ကညွှန်ကြားလို့ပါဆိုတဲ့စကားတို့တော့ကျွန်တော်တို့ပြောမှာမဟုတ်ဘူးခွင့်ပြုချက်ရမရလို့ပါဆိုတဲ့စကားတော့ကျွန်တော်ပြောမှာမဟုတ်ဘူးကျွန်တော်တို့အလိုလျောက်ပဲမဖိတ်ကြားဘဲနဲ့ချင်းနှစ်ချင်းအဖွဲ့ချုပ်ကမင်းတပ်မှာလုံမဲ့ညီလာခံလိုမျိုးတမျိုးသားလုံးအရေးတချင်းဖွံ့ဖြိုးတဲ့လှုပ်ဆောင်တာမျိုးကိုမဖိတ်ကြားဘဲနဲ့ပြင်လေကျွန်တော်တို့ကိုမဖိတ်ဘူးလားကျွန်တော်တို့လည်းပါဝင်ခြင်းတယ်ကျွန်တော်တို့လည်းခမရတို့နဲ့တူလက်တွဲခြင်းတယ်ဆိုပြီးမှကျွန်တော်တို့ကိုယ်တိုင်ကမ်းလှမ်းပါမယ်အစိုးရကိုယ်တိုင်နဲ့ပြည်ထောင်စုအစိုးရနဲ့လက်မှတ်ရေးထိုးတဲ့တရားမဝင်အဖွဲ့အစည်းမဟုတ်တဲ့လက်နက်ကိုင်ဖွဲ့စည်း CNF ကလည်းပဲအစိုးရကအတိမပြုပြီးသားဖြစ်တဲ့အတွက်ကြောင့်ဥပဒေဘောင်တွင်ကလက်တွဲဆောင်ရွက်နေတဲ့မြကိုလည်းဥပဒေဘောင်တွင်ကကျွန်တော်တို့ကြိုးစားလက်တွဲပြီးဆောင်ရွက်ပါမယ်ကျွန်တော်တို့ CNF တခုတည်းကိုရည်ပြောတာမဟုတ်ဘူးတခြားဖွဲ့စည်းတိုင်းပဲအစိုးရကလက်ခံအတိမပြုပြီးတော့တရားဝင်ဖွဲ့စည်းနေနဲ့ရှိနေတယ်ဆိုရင်တော့ကျွန်တော်တို့ချင်းမျိုးသားရေးအတွက်လက်တွဲပြီးတော့အတူတကွတိဆောက်ပါမယ်ဆိုတဲ့ဟာကိုပြောကြရင်းနဲ့ဒီနေ့မိခွန်းတွေကိုကျွန်တော်ဆက်တိုက်ဖြေချပါတယ်ဒီလိုဖြေချတာဟာပဲလေမေးတဲ့မေးခွန်းတွေကိုမေးပြရမယ်ဆရာဖက်ကနေအတန်ပြောက်သွားတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဆက်တိုက်ပဲဒီနေ့ပြောထားသမျှမိခွန်းတွေထဲကပြန်လဲဖြေချပေးရတာဖြစ်ပါတယ်ဆိုတာကိုအနူးမြတ်တောင်းပန်ရင်းနဲ့ဖော်ပြလိုပါတယ်လို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တန်ကပ်ဝေဖန်မှုကိစ္စတစ်ခုရဲ့ချင်းဥပဒေကအသက်ရှင်သေးလားဆိုတဲ့ဟာမေးချင်ပါတယ်ကျွန်တော်ဖြေချပြရစီချင်းဥပဒေကတချို့ပြဋ္ဌာန်းချက်တွေကအသက်ရှင်ပါတယ်ဒါပေမဲ့လေဖြတ်နေသူတို့ဖြစ်နေတယ်။ဘာကြောင့်လဲဆိုရင်ဥပဒေရဲ့သဘောတရားအရပြည်ထောင်စုဥပဒေကဒေသခံပြည်နယ်အဆင့်တိုင်းအဆင့်ရဲ့ဥပဒေဆန့်ကျင်နေရင်ပြည်ထောင်စုဥပဒေကထွန်းမိုးတယ်ဆိုတဲ့ဥပဒေမူသဘောတရားကြောင့်ဖြစ်တယ်နော်။ဒါကြောင့်ချင်းမှာတချို့ဟာတွေကအသက်ရှင်တော်များလဲပဲလေဖြတ်နေတဲ့အခြေအနေရှိတယ်။ဘာကြောင့်လဲဆိုတော့နေရာဥပဒေတွေမှာတခြားသောအခုနမျိုးဆောင်ဥပဒေတွေရတချို့နေရာတွေမှာထိခိုက်မှုတွေများစွာရှိတယ်။ဒါကြောင့်ပြန်လည်ပြုပြင်ဖို့တွေအများကြီးလိုပါတယ်။ဒါကြောင့်ကျွန်တော်တို့အသက်ရှင်နေတဲ့ဥပဒေချင်းတချို့ကိုလည်းချင်းပြည်နယ်ထပ်တော်ကနေဖွဲ့စည်းပုံအခြေခံဥပဒေနောက်ဆက်တွဲဥပဒေစရာမှာပါတဲ့လုတ်ပိုင်ခွင့်ကိုဘောင်ရင်းကနေအတုံးချပြီးတော့ပြုပြင်လို့ရတယ်ပြုပြင်ပေးဖို့လိုအပ်တယ်ဆိုတော့ပေါ်ပြချင်ပါတယ်။ဘူးနိုထန်ကပ်ကကျွန်တော်တို့ချင်းမျိုးသားဒီမိုစီဖွဲ့ချုပ်ရဲ့တော့လက်ရှိမှာကျွန်တော်ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ပါတယ်။ဘူးတွဲဥက္ကဋ္ဌတစ်အနေနဲ့ဘူးစုံစံပါဘူးတွဲဥက္ကဋ္ဌနှစ်အနေနဲ့ဘူးနိုထန်ကပ်ဖြစ်ပါတယ်။ဆိုတော့ဘူးနိုထန်ကပ်နဲ့ပတ်သက်လို့တချို့ကအခုတလို့မီဒီယာတွေမှာဖြစ်စေအများကြီးဝေဖန်တိုက်ခိုက်လာတွေတော့တွေ့ရပါတယ်။ဒါပေမဲ့ဒီလိုဝေဖန်တိုက်ခိုက်လာမှဒါကိုရလဲကျွန်တော်တို့သူတို့ရဲ့ဝေဖန်ချက်အကြောင်းအရာတွေနဲ့ပတ်သက်လို့ကျွန်တော်လည်းအကုန်မသိတဲ့အတွက်ကြောင့်ပြောစရာမရှိပါဘူး။ပြောစရာမရှိပါဘူး။ဒါပေမဲ့ကျွန်တော်တို့ပြောနိုင်တာကဘာလဲဆိုတော့ဒီလိုမျိုးအမျိုးသားနိုင်ငံရေးကိုလှုပ်ဆောင်ကြတဲ့အခါမှာပုဂ္ဂိုလ်ရေးအားနည်းချက်တွေ
Mandario, Mandario, Porto Piro, Taikaida Muha Pi, Jonoro, a chin, Silung in Yampugle Tikaisi. Boku ye Tikai de Magabu, not my line it. A mule Suriapa, Tikai Muri Pilana in the job. The Hari go 10 9, she a muta go chip the do poundo. Chinu Mugo chip the Ludanga, Dago at 10 night on her, Shonsha, Sichimbari. Now the hat to Kucha, Puno Tankaku we Panjalo. Puto Natangabia, Tamain Jondi, Asula, Amanla, Akona Suria Job. Chinu Dari Musi pipe, a Puchokaro. Mayaro Mamobu, maybe my Mobu Suria, he may Congole. He do not pay judging by it. Any make Congo pay judging Nagaro. Jonoro put see time. Be party Mamaso, be put see Mamaso. Lu a young tia, Matia, Alum Condes from Shiva, no, a John. No, I need to see the Lutichoshime. Ata to see the Lutichome, she may. I need to see the loop time, Atare, a piney shime. Dario go soup on below Nango Usong Jaya. Dario go Uso or soup on below a mutai Usong Jaya. I mean, the boat Hakwelo Mumalebe. I mean, the boat Hakwelo Mudi Susi, a mutai, my agon looks on there. That jump. The Hago say Pure, sewing their sewing no. Lu Gong me a fit de. Chin Lumu Alunga, Chin Udadi Modi, Pucho. No? Mapa win no. Akuna sewing the sick that. Pupa Nessic Latia, Alulu, Ayo to Abido. A ne to Abido, General online to Amapo. No? Genoa, the Lupio Lilo. Uno Tankam Poma, so switch a command the Lupios in Amobu. Damn it, Dilu so switch a Poma. Party Tika need the last when make Congo Pini that. That's all Chimuta, the most important Apiba. Look on the Awayamba. New Chipokoria Wayamba, Apiba, that's way. Jonoro Sekema, Makongu, Matabu, Yichimashi Buro, Jonoro, Tamate Luria, Jonoro the P. Ayo to Abalene. Jonoro, Consonto, Amaru, Amaya Pini, Lugale, Willava. Jonoro, the tongue the said Nico by ma, you go away Peter and Nila Canopa me. Eh, my Jono Chino Dago, Usong Java, Mudan was a picture. No, Jonoro Nia Pima ba, Jono Chino Dago, a Consong Lampiaba, Jonoro, a cook Kimpini landing. No, Jono Chino da Alu Kimpini ba. Lukong Amiasu Pie, Lunesu me Alulu not so Babaling. Luso, Mokong de Lumia Shiken Doma, a P1, not so giant, not so pure. Amiasuka. Atasia Baling, that's all. Jonoro Tema, we can put Madi, Pokam Hudi, 3 Quim Hudi go. A mutai sick than a Shong Shapi Jaba, Dune Metaya Kanchimbane, Alu Chizutima. Oh, Harama, Pini the Caro, Hakamale, Ponsan Tic, Ponsan Tito de Yamu in Peme, Ponsan Tic, Conchide Ludio, being Buba Pang. Jeroma Shide Sure Ludile Hakama Simankin Lawin think and Halidi. Jane Minda Ne Unity Valley Lumio Sheet Tabono. Buba by me Hepatapiro Milo me Yankees de Papa, Irakisan Hepatapiro Vamia Piochina. Oh, Jesu Timare, Dimikonga, or Shima Zulu Genomo Pioke. The Kero Buba by me Surakatita. Chin Yuya Yinjimu, the little ya by me Surakatita. Namu Quechaya Baling. Buba by me Suraka. Inly Keka Piatantare, Tausia, Buze Sima. Piatantare, a Chamyamapi, no? Mine a con ubri shide. Eri ubria, Eri ubri mapia tanke, Sandan Heka. Miriha. Tampatare a conego sound bido. Eri sound be so enough. Sound look by Saintare miha. Buba by me, Tampataba. Damn it, she you are the little down ya by me, Suraga. A con sound bit of by yare me, Mobu. Ponsan took me at me, Mule Mohobu. Ponsan shit me, Lumle Mohobu. English soya, Mayau King Grega. Long Kero Nippon Lea, Naya, no Grega. Chin down my chin, Muri, Yakido.
ကိုယ်တိုင်ခုတ်ထွင်ရှင်းလင်းပြီးတော့ပိုင်ဆိုင်လာတဲ့မြေတွေအဲ့ဒီဟာကမိုးပါမိုင်မီလို့မခေါ်ဘူးချင်းရိုးရဒလိထုံတန်းရပိုင်မီလို့ခေါ်ပါတယ်ဒါကြောင့်အခု NLD ချင်းပြည်နယ်အစိုးရကိုယ်တိုင်ကဒီအသုံးနှုန်းတစ်မျိုးကိုအမြဲတမ်းရောနှောနေတယ်လို့ယူဆတယ်မြေလွတ်မြေလတ်မြေရိုင်းမြစီမံခန့်ခွဲရေးဥပဒေပုံမှန်30 dash ကကြီး2018မှာပြင်ဆင်ပါတယ်ဒါကိုပြည်ထောင်စုအဆင့်ဥပဒေပြဋ္ဌာန်းတဲ့လူကတော့ကျွန်တော်ကသူတို့စေတနာတော့ထားတယ်လို့ယုံကြည်ပါတယ်ဒါပေမဲ့ပြည့်စုံအောင်လုပ်ပေးမသွားဘူးဘလို့တတ်မှတ်ထားလဲဆိုတော့ဤမြေလွတ်မြေလတ်မြေရိုင်းစီမံခန့်ခွဲဥပဒေဒီခခွေးမှာနော်ကာယီမှာသက်ဆိုင်ရာဒေတာခံတိုင်းသားတို့ရဲ့ရိုးရာဓလေ့ထုံးတမ်းရပိုင်မြေများကိုစီမံခန့်ခွဲခြင်းနဲ့သက်ဆိုင်မှုမရှိစေရပြဋ္ဌာန်းပေးထားတယ်ဥပဒေရဲ့ရည်ရွယ်ချက်ကဒါအရန်ကောင်းတယ်ဒါပေမဲ့သူတို့မှာပြည်ထောင်စုထွက်တော်မှာဘာအားနေသွားသလဲဆိုတော့အဲ့ဒီသက်ဆိုင်ရာဒေတာခံတိုင်းသားရိုးရာဓလေ့ထုံးတမ်းပိုင်နေဆိုတာဘယ်ဟာမျိုးလဲဆိုတာ definition ဖွင့်မထားဘူးအဓိပ္ပာယ်ဖွင့်မဆိုမထားတဲ့အတွက်ကြောင့်ပြည်နယ်တွေကဘာတွေကိုပြည်နယ်အစိုးရတွေကဘယ်ဟာတွေကိုလဲလုပ်ပြီးတော့တကယ်တမ်းသာ NLD အစိုးရချင်းပြည်နယ်အစိုးရကအမျိုးကိုချစ်ရင်ကျွန်တော်ဒါလက်ရှိအချိန်မှာအာဏာရှိခဲ့ကျွန်တော်ဘာလုပ်မလဲအဲ့ဒီ definition မဖွင့်တဲ့ဟာကိုအခွင့်ကောင်းယူပြီးတော့ဘိုးဥပဒေမှာအဓိပ္ပာယ်မဖွင့်ဆိုထားတဲ့ဟာကိုဖွဲ့စည်းပုံအခြေခံဥပဒေမှာနောက်ဆက်တွဲစရာမှာဥပဒေပြုစရာမှာ3ကဤခခွဲကငယ်မှာလေယာမီနဲ့စိုက်ပျိုးရေးမြို့ရွာစီပင်ဖွံ့ဖြိုးရေးတွေဥပဒေပြုပိုင်ခွင့်ရှိတယ်အဲ့ဒီမှာဥပဒေပြုပြီးတော့ရိုးရချင်းရွာဒလိထုံတန်းရပိုင်ဆိုင်မြေဆိုဒီမှာဒါမျိုးကိုခေါ်ပါသည်လို့ဘိုးကအဓိပ္ပာယ်မဖွင့်ဆိုရဲလို့မဖွင့်ဆိုတာကိုအဓိပ္ပာယ်ဖွင့်ဆိုလိုက်ရင်ကျွန်တော်တို့ချင်းဒေတာခံတိုင်းသားတွေရဲ့ဘောက်ချထောက်ထားမရှိဘဲနဲ့လွန်ခဲ့တော့နှစ်ပေါင်800လောက်ကလေးကပိုင်ဆိုင်လာခဲ့တဲ့မြေတွေဟာနော်မြေတွေဟာယနေ့အထိတန်ဖိုးရှိနဲ့အတိမတ်ပြုလာမှာဖြစ်တယ်ဒါကြောင့်အစိုးရကိုလည်းပြောချင်တယ်စာရွက်စာတမ်းမရှိဘဲနဲ့နှစ်ပေါင်800ကျော်ဆွေမျိုးစင်ဆက်လုတ်ကင်လာရတဲ့မြေဒလိထုံတန်းရပိုင်မြေဟာချင်းလူမျိုးတွေရဲ့တန်ဖိုးဖြစ်တယ်လို့ချင်းလူမျိုးတွေရဲ့အမျိုးသားလက္ခဏာဖြစ်တယ်စာရွက်စာတမ်းအစိုးရကအတိမတ်ပြုနေတယ်ဆိုချင်းတန်ဖိုးမဟုတ်တော့ဘူးအစိုးရတတ်မှတ်တဲ့တန်ဖိုးကချင်ရဲ့ဒလိထုံတန်းရဲ့တန်ဖိုးကယားရဲ့ဒလိထုံတန်ဖိုးချင်းတောင်မှာတကယ်လာပြီးတော့မေးကြည့်ပါနော်အဲ့ဒီရိုးရာဒလိထုံတန်းရပိုင်တဲ့မြေတွေဟာရွာ9ရွာကျော်ပြီးတော့စာရွက်စာတမ်းမရှိနဲ့စာမတတ်တဲ့လူကိုမေးကြည့်တာbut ဟိုးရွာ9ရွာမှာမြင်နေရတဲ့တောင်တိတ်ကပိုင်နေတာဘသူမြေလဲဆိုတော့နာမည်နဲ့တက်အပြောနိုင်တဲ့အနေထားရှိတယ်။ဘာဖြစ်လို့လဲ။ချေးပွေတဏီကချင်းတဲ့ထုံတန်းရနှုတ်နဲ့လက်စင်ကမ်းပြီးတော့လက်စင်ကမ်းလာပြီးတော့ချင်းတန်ဖို့ချင်းတလေအရာပိုင်ဆိုင်လာတဲ့မြေဖြစ်လို့ပဲ။ဘာသာစကားမှမလုပ်ခဲ့။နော်။ဒါကိုအတိမတ်ပြုကိုပြုပေးရမယ်။ဒီလိုအတိမတ်ပြုတဲ့အခါမှာတစ်ဖက်ကအစွမ်းမရောက်စေဖို့အရေးကြီးတယ်။မြေပိုင်တဲ့လူတွေကလည်းနားလည်ဖို့လိုတယ်။တကယ်လို့ချင်းတလေထုံတန်းပိုင်မြေတစ်ခုခုကိုမြို့စီပင်သားရနယ်နိမိတ်ဖြစ်တတ်မှတ်ချင်တာဖြစ်စေစက်မှုစုံအထက်ဖန်တီးချင်တာဖြစ်စေတက္ကသိုလ်ကောလိပ်ဆောက်လုပ်ချင်တဲ့နေရာဖြစ်စေလေရင်ကွန်းဖြစ်ဖန်တီးဖြစ်တာဖြစ်စေဖြစ်နေမယ်ဆိုရင်ဒါမျိုးကိုလည်းဥပဒေရအကာအကွယ်ပေးပြီးပြဋ္ဌာန်းပြရမယ်အစိုးရကလိုအပ်လာမယ်ဆိုရင်အမှန်တကယ်လိုအပ်တဲ့အကြောင်းကိုအများပြည်သူသိရှိအောင်ကြေညာပြီးတော့လိုအပ်တဲ့အကြောင်းသက်ဆိုင်ရာမြေပိုင်ရှင်ကိုညှိနှိုင်းပြီးတော့သက်ဆိုင်ရာမြေပိုင်ရှင်စီကတောင်းရမယ်ညှိနှိုင်းရသက်ဆိုင်ရာမြေပိုင်ရှင်ကိုလည်းအထိုက်တင်လျောက်ပတ်သော
အစိတ်အပိုင်းတစ်ခုဖြစ်စေမြေကွက်အစိတ်ပိုင်းဖြစ်စေတန်ရာတန်ဖိုးကိုဖြစ်စေဒီအပ်ပြီးတော့တင်းယူမှုပြုရမှာပါ1894မေတင်းဥပဒေမှာလည်းဒီလိုပဲပါပါတယ်ဒါပေမဲ့ဝန်းနေစရာကောင်းတာကအခုကျွန်တော်တို့ပြည်နယ်အစိုးရအသီးသီးတွေမှာကြုံနေတာကဘိုကစေခိုင်းတာလို့ပဲအကြောင်းပြပြီးတော့ချင်းပြည်နယ်မှာဘိုးဘွားပိုင်မရှိဘူးဒလိထုံတန်းပိုင်မရှိဘူးလို့အလွေတကူပြောတာအဖြစ်ကျွန်တော်ရင်နာလွန်းတယ်သူများပြောတဲ့စကားကိုကိုယ်တိုင်ပြန်ပြောနေတဲ့ဟာကိုကျွန်တော်ကတော့လက်မခံချင်ဘူးနော်ဒါကြောင့်ကျွန်တော်တို့သူမျိုးတစ်မျိုးဖြစ်ပြီဆိုရင်နေမီရှိဖို့လိုတယ်နော်အဲ့ဒီနေမီကိုကျွန်တော်တို့ကာကွယ်စောင့်ရှောက်ဖို့လိုတယ်ဒါမဲ့တတိထားစရာစကားတစ်ခုတော့ပြောချင်တယ်နေမီအကြောင်းနေမီအကျယ်ဝန်းဟာနော်လူမျိုးကိုဟုတ်လားရာတက်ပံတီရှိအောင်ဖန်တီးပေးနိုင်မှာမဟုတ်ဘူးအမျိုးသားရေးစိတ်ဓာတ်ရှင်သန်ခြင်းကတည်းကလူမျိုးတစ်မျိုးကိုတည်တံ့အောင်လုပ်နိုင်တယ်ထပ်ပြောပါမယ်ကျွန်တော်တို့နေမီအကျယ်ဝန်းကအမျိုးသားလက္ခဏာတည်တံ့ရေးအောင်ဆောင်ရွက်နိုင်မှာမဟုတ်ဘူးအမျိုးသားရေးစိတ်ဓာတ်ရှင်သန်ခြင်းကတည်းကချင်းလူမျိုးကိုတည်တံ့အောင်လုပ်နိုင်တယ်ဒါကြောင့်အားလုံးစုပေါင်းပြီးတော့နေမီကိုအမျိုးသားရေးစိတ်ဓာတ်ကိုထိန်းသိမ်းစောင့်ရှောက်ကြပါစို့တိုင်းပြည်နယ်တီတီမှာပြည်နယ်တီတီအားကောင်းပြည်နယ်ပါတီအားကောင်းပါစေတိုင်းဒေသပါတီအားကောင်းပါစေပြည်မမှာဖက်ဒရယ်နဲ့ဒီမိုကရေစီကိုရည်မှန်းချက်ထားတဲ့ပါတီအနိုင်ရပါစေအနိုင်ရတဲ့ပါတီများအားလုံးအတူတကွစပွဲဝိုင်းမှာတန်းတူညီတူထိုင်ပြီးတော့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ကြပါစို့တန်းတူညီတူနဲ့မြန်မာနိုင်ငံကြီးကိုငြိမ်းချမ်းအောင်ခေါ်ဆောင်ကြပါစို့လို့တိုက်တွန်းချင်ပါတယ်ကျေးဇူးတင်ပါတယ်မေးချင်တာကတော့ number 1က Tantaline က CNL ကိစ္စပေါ့လေကျေဘီထောင်းကိစ္စပါသူ့အတွက်တည်တံ့တော့မေးချင်တာမဟုတ်ဘူးအစကတော့မေးပြီးပြီဘာမှမကြားနံပါတ်2ကတော့နေနမိတ်ကိစ္စဒီကျွန်တော်ဖက်ဒရယ်ပြည်ထောင်စုစုရကဖက်ဒရယ်ပေးဆိုတာကျွန်တော်ပြောလျက်ရှိတယ်အဲ့ဒါဖက်ဒရယ်ကဘဟုကပေးမဲ့ပုံစံလိုကျွန်တော်တောင်းမဲ့လူလုပ်နေတဲ့ဟာတွေရှိနေတော့ပြည်လုံကဘသူပြည်လုံစာချုပ်အရကျွန်တော်ပြည်ထောင်စုကပိုင်လာတဲ့ကိစ္စတွေဖြစ်နေတော့ဒီကိစ္စမှာဘာများပြောချင်လဲဆိုတာမေးချင်ပါမေခွန်း3ခုစလုံးကိုတပြိုင်တည်းဆက်တိုက်ပဲဖြေလိုက်ပါမယ်ထန်တလန်မြို့နယ်ဖတ်တော်ကိုစလေလောင်းရွေးချယ်မှုကိစ္စကကျွန်တော်တို့ဘဟုကစီမင်းစည်းကမ်းတွေတတ်မှတ်ညွှန်ကြားထားပြီးဖြစ်ပါတယ်ဒါကြောင့်မြို့နယ်ကော်မတီကဆောင်ရွက်တဲ့အချက်လက်တွေအခြေခံရွေးချယ်မှုတွေနဲ့ပတ်သက်လို့ဟင့်ဟိုင်းဆောင်ရွက်နိုင်အောင်ဥဆောင်မှုပေးနိုင်အောင်ကျွန်တော်တို့ဘဟုကနေဒီပတ်ထဲမှာပဲပူတွေဥက္ကဋ္ဌ1ဘူးဇိုဇမ်နဲ့ဒုဥက္ကဋ္ဌကိုကျွန်တော်တို့ဇေထွက်ဖို့ဆုံးဖြတ်ထားပြီးသားဖြစ်ပါတယ်ဒါကြောင့်ထန်တလန်မြို့နယ်အနေနဲ့လည်းပဲမိမိမြို့နယ်မှာလှုပ်ဆောင်ခဲ့ပြီးသားရှိခဲ့ရင်လည်းပဲဘိုကလူကြီးတွေရောက်လာတဲ့အချိန်အထိကိုစောင့်ပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်းမှာဘိုရဲ့ဥဆောင်ကြီးကြပ်မှုဖြစ်ရမယ်ဆိုတာမျိုးပြဋ္ဌာန်းထားတဲ့ချက်ကိုလိုက်နာပြီးတော့ဘိုရဲ့ဥဆောင်မှုအောက်မှာထပ်မံပြီးတော့ညှိနှိုင်းဆွေးနွေးအဖြေရှာကြဖို့ကိုပေါ်ပြလိုပါတယ်ဘိုအနေနဲ့ပုဂ္ဂိုလ်တူဦးတယောက်ပေါ်မှာအစွဲပြုပြီးတော့ဘယ်သူရစေဘလို့တာရစေဆိုတဲ့အပေါ်မှာဆောင်ရွက်မှာမဟုတ်ဘဲနဲ့ငကိုမူရှိတဲ့ပေါ်မှာ29ရက်နေ့နောက်ဆုံးထားရလျှောက်ထွာလက်ခံရမှာဖြစ်တဲ့အတွက်ကြောင့်29ရက်နေ့ည4နာရီမတိုင်ခင်မှာပြည်နယ်ထွက်တော်အမတ်ရွေးချယ်တာမျိုးပြည်သူ့ထွက်တော်အမတ်ရွေးချယ်တာမျိုးအမျိုးသားထွက်တော်ရွေးချယ်တာမျိုးလဲ
မလုတ်သေးဖို့လုတ်မိပြီဆိုရင်လည်းပဲခစ်တခဏပြန်ရပ်ဆိုင်ပြီးတော့ဘိုကစေထွက်တဲ့ဥက္ကဋ္ဌကြီးပူတွေဥက္ကဋ္ဌကြီးနဲ့တကွဒုက္ကဋ္ဌကိုစောင့်ဆိုင်ပြီးတော့ဆက်လက်ဆောင်ရွက်ဖို့ကိုဒီနေရာမှာဖော်ပြချင်ပါတယ်အဆင်ပြေမယ်လို့ယုံကြည်ပါတယ်ကျွန်တော်တို့မှာမူဝါဒရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်နော်နံပါတ်1မှာနယ်နိမိတ်ကိစ္စလို့မြည်တဲ့အတွက်ကြောင့်ဒီနယ်နိမိတ်ဟာချင်းပြည်နယ်နယ်နိမိတ်ကိုဆိုလိုတယ်လို့ယူဆရပါတယ်တစ်ဖက်ကမြည်တဲ့မိခွန်းနဲ့ကျွန်တော်မကြားရတဲ့အတွက်ကြောင့်နော်ချင်းပြည်နယ်နယ်နိမိတ်ကိစ္စတွေမှာကျွန်တော်တို့ချင်းမျိုးသားဒီမိုစီဖွင့်ချုပ်ကအခုဆိုရင်မူဝါဒစာတမ်းရေးဆွဲနေပါတယ်ဒီမူဝါဒစာတမ်းမှာနယ်နိမိတ်ကိစ္စမှာဘယ်ဟာရီဟာတော့ဖြစ်ရင်သမိုင်းကြောင်းအရချင်းပြည်နယ်နယ်နိမိတ်ဖြစ်တယ်ဘယ်ဟာတော့ဖြစ်ဘယ်နေရာဖြစ်ပါတယ်ဆိုတဲ့ဟာဒီကိုအသေးချာသူတေသနာလုပ်ပြီးတော့အင်္ဂလိပ်ခက်ကမြေပုံ1935ခုနှစ်မြေပုံစသဖြင့်ပေါ့ဆောင်ရွက်ပြီးတော့ပြုစုထားတဲ့စာတမ်းရှိပါတယ်တကယ်တော့နယ်နိမိတ်ကိစ္စဟာကျွန်တော်တို့ထပ်တော်မှာအမတ်တနေရာ3နေရာရယုံနဲ့မလုပ်နိုင်ပါဘူးပြည်နယ်ဝန်ကြီးချုပ်လုပ်ရင်တော့ရရင်တော့ထပ်တော်ဥက္ကဋ္ဌရရင်တော့လှုပ်ဆောင်နိုင်မဲ့အလုပ်ပါဒါကြောင့်ချင်းပြည်သူကချင်းမျိုးသားနယ်နိမိတ်တွေကိုပြည်နယ်နယ်နိမိတ်တွေကိုကောင်းဆုံးကာကွယ်ဆောင်ရှောက်ခြင်းနဲ့တခြားပြည်နယ်တွေနဲ့တိုင်းတွေနဲ့ညှိနှိုင်းဆောင်ရွက်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ချင်းမျိုးသားဒီမိုစီဖွင့်ချုပ်ကဝန်ကြီးချုပ်ဖြစ်အောင်ထပ်တော်ဥက္ကဋ္ဌဖြစ်အောင်အားပေးထောက်ခံဖို့လိုတာပေါ့နော်ကျွန်တော်တို့အနေနဲ့တော့ဒါတွေကိုစီစဉ်ဆောင်ရွက်တယ်မှာလဲပြည်နယ်အစိုးရတစ်ခုတည်းနဲ့လှုပ်ဆောင်လို့မရရင်တောင်မှပြင်ဆင်တခြားဆက်ဆက်နေတဲ့အဖွဲ့အစည်းတွေအများကြီးနဲ့လက်တွဲဆောင်ရွက်မှာဖြစ်တယ်ဆိုတာကိုဖော်ပြခြင်းနဲ့နံပါတ်3ကတော့တက်တယ်ပီထောင်စုဆိုတာနော်ဘသူလက်ထဲမှာမှရှိတဲ့အရာတော့မဟုတ်ပါဘူးဘသူလက်ထဲမှာရှိခဲ့တဲ့အရာတော့မဟုတ်ပါဘူးပြည်လုံစာချုပ်မှာလက်မှတ်ထိုးပြီးကြတဲ့ကကျွန်တော်တို့လက်မှတ်ထိုးတဲ့လူအားလုံးရဲ့လက်ထဲမှာရှိတာပါဒါပေမဲ့ဘာဖြစ်လို့ကျွန်တော်တို့ကပေးပါလို့အမေရိကန်တောင်းဆိုနေရတယ်လေဆိုတော့ကျွန်တော်တို့ကိုတိုင်ကအားနည်းအောင်ကျွန်တော်တို့ပြန်ဖန်တီးပြီးတော့ကိုမျိုးသားပါတီကိုမဲမပြေးခဲ့ပဲနဲ့သူများပါတီကိုပဲမဲပြေးလို့သူတို့အားကောင်းလာတဲ့ခါကျတော့ကို့မှာလွတ်ပိုင်ခွင့်လွတ်သွားရောသူများကိုမေးပြီးတော့လွတ်ပိုင်ခွင့်ကသူတို့စီရောက်သွားတယ်လွတ်ပိုင်ခွင့်ကကို့စီမှာမရှိတော့တဲ့ခါကျတော့ပေးပါလို့ပြန်တောင်းရတာဖြစ်ပါတယ်အဲ့ဒါအဖြစ်ပါအဲ့တော့ကျွန်တော်တို့ကိုယ်တိုင်ဒါအင်အားကောင်းအောင်ဒီဆောက်ပြီးတော့ကျွန်တော်တို့အင်အားကြီးမားပဲဆိုရင်ပေးပါလို့ပြန်ပြောရမှာမဟုတ်ဘူးကျွန်တော်တို့ကရော့ခင်ဗျားတို့ဒီလောက်ယူပါဒီလိုနေပါလို့ကျွန်တော်တို့ကပြန်ပြောရမှာပါပြန်ခိုင်းရမှာနော်ကျွန်တော်တို့အတူတကွညှိနှိုင်းရမှာပါဒါကြောင့်ကျွန်တော်တို့ကပေးပါလို့ကျွန်တော်တို့တောင်းဆိုတာရဲ့အဖြေတစ်ခုတည်းကျွန်တော်တို့တိုင်းသားလူမျိုးများကိုယ်တိုင်ပြည်နယ်နေတိုင်းသားများကိုယ်တိုင်မစည်းလုံးဘူးမိမိမျိုးသားပါတီကိုအားမပေးဘူးထောက်ခံမှုမပေးလို့မိမိကိုယ်တိုင်အားနေလို့လုတ်ပိုင်ခွင့်မရှိဘူးလုတ်ပိုင်ခွင့်မရှိတဲ့အတွက်ကြောင့်လုတ်ပိုင်ခွင့်ကိုဖဆာပလာကောင်းဆောင်တဲ့ထဲကိုအပ်လိုက်တယ်မဆလာကောင်းဆောင်တဲ့ထဲကိုအပ်လိုက်တယ်ပြည်ခိုင်ဖြိုးလက်ကောင်းဆောင်တဲ့ထဲကိုအပ်လိုက်တယ် NLD ကောင်းဆောင်တဲ့ထဲကိုအပ်လိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုယ်တိုင်အပ်တဲ့ဟာကိုအခုပြန်တနာခံပြီးပြန်တောင်းနေရတဲ့ဘဝရောက်တာဒါကြောင့်တကယ်တမ်းပေးပါလို့မတောင်းချင်တော့ကျွန်တော်တို့ပြည်နယ်တီးတီးရဲ့အမျိုးသားပါတီများတိဆောက်ဖို့လိုတယ်အင်အားကောင်းအောင်တိဆောက်ရမယ်တိဆောက်ပြီးမလုံလောက်သေးဘူးစီလုံးငင်ငယ်မှုတိဆောက်ရမယ်အဲ့ဒီစီလုံးငင်ငယ်မှုကလည်းကျွန်တော်တို့အတူတကွစပွဲဝဲမှာဆွေးနွေးဖို့ဖြစ်ပါတယ်ဒီလိုစီလုံးမယ်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်လိုချင်တဲ့သမ္မတကျွန်တော်လိုချင်တဲ့ဒုသမ္မတကျွန်တော်တို့ရမယ်ကျွန်တော်လိုချင်တဲ့ထွက်တော်ဥက္ကဋ္ဌကျွန်တော်ရတယ်ကျွန်တော်တိုင်းသားဖြစ်ချင်မှဖြစ်မယ်ဗမာတိုင်းသားတဲ့ဖြစ်ပါစေလေညီကိုဒီပဲဒါပေမဲ့ကျွန်တော်တို့လိုချင်တဲ့လူကရမတူပါဘူးနော်ပြည်နယ်ဝန်ကြီးချုပ်တွေကျွန်တော်တို့ရနိုင်ပြည်နယ်ထွက်တော်ဥက္ကဋ္ဌကျွန်တော်ရနိုင်ဒါဟာကျွန်တော်တို့အင်အားကောင်းအောင်တည်ဆောက်နိုင်ဖို့အရေးကြီးတဲ့အချက်ဖြစ်ပါတယ်နော်ဒါကိုအဓိကမိမောင်းထုတ်ပြခြင်းတယ်ကျေးဇူးတင်ပါတယ် ဒေါ်ဆန်းစုကြည်နဲ့တက်မတော်ကပါတီတော့မတူပေမဲ့လေ
တို့ငင်းချမ်းရေးမှာတသွေးတတိုင်ဖြစ်နေတဲ့ကိစ္စမှာဘယ်လိုမြင်ပါတလဲ မိခွန်းကအရန်ကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အားလုံးကတွေ့နေကြရတာပဲဒီကိစ္စကိုဒီလိုပြောလို့ကျွန်တော်ကို NLD ကိုတော်တိုက်ခိုက်တယ်လူလို့တချို့ကမြင်ကောင်းမြင်ကြမယ်မဟုတ်ပါဘူးကျွန်တော်က1988ခရဲကချင်းမျိုးသားဒီမိုစီဖွဲ့ချုပ်ခေါင်းဆောင်ဖြစ်ခရဲက NLD နဲ့မဟာမိတ်ဖြစ်ခဲ့တယ်2014 CLD မှာစဖွဲ့ခရဲကကျွန်တော်တို့ရွှေကုန်းတိုင်းမှာဌာနချုပ်မှာတွေ့ပြီးတော့ဘူချုပ်ကြီးတင်ဦးကိုတိုင်းဦးဆောင်ပြီးတော့နော်ဦးညံဝင်းတို့ဦးထွန်းထွန်းဟင်တို့နဲ့ထိုင်ပြီးတော့မဟာမိတ်ဖွဲ့ကြသေးတယ်ကျွန်တော်ဟာတကယ်တော့ NLD ရဲ့မဟာမိတ်စစ်ပါဆိုတော့ကျွန်တော် NLD ပေါ်မှာတန်ရုံးစင်ရှိတယ်အဲ့တော့အခုကတော့မေးခွန်းကဗာမေးခွန်းမေးလာတယ်လေဆိုတော့ NLD နဲ့တက်မတော်ဟာပြည်တော်စုငင်းချမ်းရေးငီလာခံမှာတိုင်းသားအရေးကိစ္စတွေမှာ Federal ကိစ္စတွေမှာတတန်တဲ့ထွက်နေတယ်ဘယ်လိုမြင်ပါတယ်လဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ဒီပေါ်မှာပေါ့မူတည်ပြီးတော့ပြောရမယ်ဆိုရင်အင်္ဂလိပ်ခက်ကမြန်မာတိုင်းသားအားလုံးဟာလွတ်လပ်ရေးရဖို့ကြိုးစားနေကြတယ်နော်ဒါပေမဲ့အင်္ဂလိပ်ဆိုရကလုံးဝမပေးချင်ပါဘူးမတန်သေးဘူးလို့ပြောတယ်အကြောင်းရင်းကဘာလဲလွတ်လပ်ရေးမပေးချင်လို့အကြောင်းပြတာဒါပဲအခုလည်းပဲကျွန်တော်တိုင်းသားလူမျိုးပေါ်မှာအုပ်ချုပ်ရတာသူတို့တာယာနေပြီတိုင်းသားလူမျိုးတွေပေါ်မှာထွန်းမိုးနေတာတာယာနေပြီဘာပဲဖြစ်ပေါ့နော်ဆိုတော့ဒီလုတ်ပိုင်ခွင့်လေးတွေကိုလက်ထွက်ရမှာဆိုတော့သူတို့လည်းအနေနဲ့များစိတ်ပူတယ်လို့ပထမချက်မြင်တယ်ဒုတိယတစ်ချက်အနေနဲ့တော့တချို့ကပြည်ထောင်စု Federal ပြည်ထောင်စုဟာပြည်ထောင်စုပြိုကွေးသွားမလားလို့စိုးရိမ်တယ်လို့သူတို့ပြောတယ်ဒါလည်းအထိုက်လျောက်ကျွန်တော်နားလည်ပါတယ်ဥနေဝင်းခက်ကလေးကကျွန်တော်တိုင်းသားအားလုံးတွေကိုမိုင်းတိုက်ခဲ့ဘူးတယ် Federal ဆိုတာပြိုကွေးရေးမှုပါကြောက်စရာအလွန်ကောင်းသောမှုလို့ပြောတဲ့အတွက်ကြောင့်ကျွန်တော်ချင်းခေါင်းဆောင်ကြီးတွေ Federal မူတင်ပြမိလို့တရားထွတ်တော်ရှင်းနေဦးလျံတို့ဆရာဝန်ကြီးဒေါက်တာဇလေထန်းလိုမျိုးချင်းခေါင်းဆောင်90လောက်ထောင်ချခံခဲ့ရတယ်Federal ပြောရင်ကြောက်ရတယ်ဒါပေမဲ့တိုင်းသားခေါင်းဆောင်တွေကမကြောက်မရွံ့ဘဲနဲ့ဆက်လိုက်ပြောလာတဲ့ခါမှာဦးသိန်းစိန်ခင်မှာဓမ္မဦးသိန်းစိန်ကိုယ်တိုင်က Federal လို့တိတိကျကျပြောလာတယ်ဓမ္မဦးထွတ်တော်နာယကဦးသူရရွှေမန်းက Federal တိဆောက်မှရမယ်လို့ပြောလာတယ်အမျိုးသားထွတ်တော်ဥက္ကဋ္ဌဦးခေအောင်မင်းက Federal လို့ပြောလာတယ်ဒါရီဘာဖြစ်လို့ဒီလိုဖြစ်လာတယ်လဲဆိုတော့တိုင်းသားတွေကိုယ်တိုင်ကပြောလာလို့ဖြစ်တယ်ရဲတူကြောင့်ဒါကြောင့်အခုကျွန်တော်အနေနဲ့ညီကုန်းချုပ်ပြောရမယ်ဆိုရင်တော့တပ်မတော်ကို NLD ရောပြည်ခိုင်ဖြိုးရောတိုင်းသားတွေနဲ့ပတ်သက်လို့ပုံမှန်260ပြင်ဆင်ရေးကိစ္စဖြစ်စေနော်တိုင်းသားတွေအပေါ်မှာထွန်းမိုးတွေမှာတတန်တဲ့တဘောတဲ့ဖြစ်နေတာဟာသူတို့ဟာနော်အင်္ဂလိပ်ခက်ကဗမာတွေကိုလက်လက်ရေးမပေးချင်လို့အကြောင်းပြချက်အနေနဲ့လက်လက်ရေးပေးဖို့မတန်သေးဘူးဆိုတဲ့အကြောင်းပြချက်တငီတငွတ်ဖြစ်နေတယ်လို့ပဲဖြစ်နေတယ်လို့ပဲကျွန်တော်အနေနဲ့ဒီလိုသုံးသပ်ချင်တယ်ကျွန်တော်တို့ဒီ Federal မူဆွေးနွေးတဲ့ကိစ္စမှာဖြစ်စေပုံမှန်260ဆွေးနွေးတဲ့ကိစ္စမှာအမေရိကန်ဘာသာရေးကိစ္စမှာဖြစ်စေတတန်တဲ့ထွက်နာမျိုးဟာကျွန်တော်အမေရိကန်အံ့ဩတယ်လို့ကျွန်တော်အမေရိကန်ဖော်ပြပါတယ်ဥပမာအားဖြင့်အခုပြီးခဲ့တဲ့အခြေခံဥပဒေပြင်ဆင်ရေးမှာပုံမှန်260ကိုတပ်မတော်နဲ့ပြည်ခိုင်ဖြိုးကပြင်ဆင်လိုပါတယ် Federal ပြည်ထောင်စုခြေလှမ်းနေတဲ့အချိန်မှာပြည်နယ်ဝန်ကြီးချုပ်ကတော့တက်ဆိုင်ရာပြည်နယ်ထပ်တော်ကရွေးပါစေလို့အဆိုသွင်းနေတဲ့အချိန်မှာကန့်ကွက်တဲ့လူကကျွန်တော်တို့အားကိုးတကြီးမဲပေးခဲ့တဲ့ NLD ကန့်ကွက်တယ်ဆိုကျွန်တော်တို့စိတ်မကောင်းဘူးကြံ့ခိုင်ရေးဆိုရဖြစ်တော့ကလည်းသူတို့ကကန့်ကွက်ပြန်တယ်ဖိတ်ပြန်တယ်ဒါကြောင့်ဒီလိုမျိုးအနေထားမှာကျွန်တော်တို့တိုင်းသားတွေကိုယ်တိုင်ကသူတို့ကအချိန်တိုင်ရင်တော့တဖွေ့တဲ့တစ်ချိန်တည်းပြန်ဖြစ်နေပါလား NLD ရောတပ်မတော်ကိုပြည်ခိုင်ဖြိုးတိုင်းသားအရေးအမှာတတန်တဲ့သဘောတည်းပါလားဆိုတာကိုသဘောပေါက်ရင်တော့သင်ခန်းစာယူတတ်ရင်တော့ကျွန်တော်တို့2020မှာတိုင်းသား
ပါတီဒီအားကောင်းပြီးတော့ကောင်းကောင်းအနိုင်ရပါလိမ့်မယ်ဒါလေးနေကုန်းချုပ်ချင်တယ်နော်ကျေးဇူးတင်တယ် နောက်ဆုံးအနေနဲ့ဗာများပြောချင်တာများရှိမအောင်မလဲဌာနပါ နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ချင်းပြည်သူပေါင်းမိဘပြည်သူပေါင်းမျိုးချစ်ပုဂ္ဂိုလ်ပေါင်းနေနိုင်ငံတကာမှာရှိနေကြတဲ့ချင်းလူမျိုးပေါင်းမေတ္တာရပ်ခံချင်ပါတယ်ချင်းလူမျိုးသားမကဘူးပြည်နယ်နေတိုင်းသားအားလုံးကိုမေတ္တာရပ်ခံချင်ပါတယ်ကိုအမျိုးသားပါတီတွေကိုအားပေးကြပါကိုအမျိုးသားပါတီအားကောင်းအောင်ဆောင်ရွက်ကြပါကိုအမျိုးသားပါတီအားကောင်းအောင်ပံ့ပိုးကြပါဒီလိုပံ့ပိုးခြင်းဟာတက်ဆိုင်ရာလူမျိုးကိုမြင့်တင်ယုံတာမကဘူးတက်ဆိုင်ရာအမျိုးသားလက္ခဏာကိုတည်မြဲအောင်လုပ်ဆောင်ယုံတာမကဘူးပြည်ထောင်စုမြန်မာနိုင်ငံတည်မြဲအောင်အထောက်အကူပြုပါလိမ့်မယ်ပါတီကြီးတွေကပြည်ခိုင်ဖြိုးပါတီက NLD ပါတီကကျွန်တော်တို့တိုင်းသားပါတီတွေကိုတယူတတိတလေးတစားနဲ့ဆက်ဆံလာအောင်စပွဲဝဲမှာအတူနေထိုင်လာအောင်စပွဲဝဲမှာအတူညှိနှိုင်းနိုင်အောင်အလိုလျောက်ဖိတ်ခေါ်တဲ့လမ်းကြောင်းဟာတခြားနည်းလမ်းမရှိပါဘူးကျွန်တော်တို့ကိုအမျိုးသားပါတီအားကောင်းဖို့တိဆောက်ခြင်းကတာလေအဖြေရလာတခုထွက်စေပါလိမ့်မယ်ကိုအမျိုးသားရေးအားကောင်းမှတာလေလူမျိုးတည်တတ်မယ်အဲ့ဒီလူမျိုးဟာတည်တတ်ပြီးတော့အားကောင်းမှတာလေပြည်ထောင်စုကြည်တည်မြဲမယ်ပြည်ထောင်စုတည်မြဲမှတာလေပြည်ထောင်စုတော်လုံးစီတိုင်းသားပြည်သူပေါင်းစိတ်ချမ်းသာမယ်ကိုချမ်းသာမယ်ဒါနဲ့ပဲဒီကုန်းချုပ်ပါတယ်နိုင်ငံတကာမှာရှိတဲ့ချင်းမျိုးသားပေါင်းတို့ကူညီကြပါစောင့်ရှောက်ကြပါတွင်တင်ကြပါဝိုင်းဝန်းအားပေးထောက်ခံကြပါလို့ဖိတ်ခေါ်ရင်းနဲ့ဒီကုန်းချုပ်ပါတယ်ကျေးဇူးတင်တယ်နော်အားလုံး ကျေးဇူးတင်ပါတယ်ဟာနာပါဒီညကျွန်တော်တို့ဆွေးနွေးထားတဲ့အချိန်က2နာရီကျော်လေးပေါ့နော်အလိုချင်းပြတဲ့အတွက်ထူးကျေးဇူးတင်ပါတယ်ဒီညမှာကျွန်တော်တို့ဆွေးနွေးသွားတဲ့live team မှာကျွန်တော်တို့ကြည့်ရှုအားပေးနေတဲ့ပရိသတ်ကကျွန်တော်400နဲ့500ကြားမှာရှိနေပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီညကျွန်တော်တို့အစကပြောထားသလိုပဲဟာခါလူပြောမဲ့ live team မှာကျွန်တော်အစီအစဉ်လို့စဉ်းစားပေမဲ့လည်းပူးမဲ့ဆက်ကရနေဖြစ်နေတဲ့အတွက်မတူပီဖက်ကနေဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကဒီပမာလူနဲ့လောက်ရချင်းဖြစ်ပါတယ်ဒီလာမဲ့ဇူလိုင်ဩဂတ်လောက်မှာလေကျွန်တော်ဟာခါလူနဲ့ live လူနဲ့ပြန်လုပ်ဖို့ကိုလေကျွန်တော်စီစဉ်ထားပါတယ်ဒီမှာကျွန်တော် comment ပေးထားတဲ့ take ကNLD နဲ့ကျန်းခိုင်ရေးပါတီအောက်ကထဒီကိုလေပမာလူလုပ်ပေးပါဆိုတဲ့ request လေးတွေလေးတွေ့ရပါတယ်ကျွန်တော်အတက်နိုင်ဆုံးကိုလေပမာလူပြန်ပြီးတော့အဲ့လိုမျိုး interview ပြန်လုပ်ဖို့ကိုလေကျွန်တော်စူးစမ်းပါမယ်လို့ဂျူဒီယာနဲ့ပြောချင်ပါတယ်ကျွန်တော်ဒီညမှာကျွန်တော် live မကောင်းတာကတကြောင်ဟိုဂျူဒီမေးခွင့်ပို့ထားတဲ့ဟာလေးရှိပါတယ်ကျွန်တော်comment မှာပဲဖြစ်ဖြစ်ကျွန်တော်ချင်းလန်ဖို့ page မှာCLD ရဲ့ဥက္ကဋ္ဌပုံငိုင်စမေးထားတဲ့မေးခွန်းလေးတွေ live ဘာသာနဲ့ကျွန်တော်တင်ထားတာရှိပါတယ်ဒီညမှာကဒီတဲ့တိုင်းပဲမကြခင်ဟိုအရင်ပတ်မှာလေကျွန်တော်NLD အမပဲဖြစ်ဖြစ်ဘယ်သူအမပဲဖြစ်ဖြစ်ကျွန်တော်လွတ်လွတ်လပ်လပ်ပေါ့နော်ဒီရွေးကောက်ပွဲမှာတို့ရဲ့ပြန်ချင်တဲ့အကြောင်းရင်းဒီနဲ့တို့ရဲ့လူထုကိုသိစေချင်တဲ့အကြောင်းရင်းတွေကိုလွတ်လွတ်လပ်လပ်ပြောဆိုခွင့် interview လုပ်တာရှိပါတယ်ဒီညကိုလေ CNLD အောက်ကထပြောသွားတဲ့ထဲမှာမေးဆွေတာလေးပါမယ်သူပြောချင်တာလေးတွေအများကြီးပါမယ်ဒါချင်းလက်ပွဲအပေါ်မဟုတ်ဘဲနဲ့CLD ရဲ့ကျွန်တော်မေးခွန်းပေါ်မှာသူဖြေကြားတာပဲဖြစ်ပါတယ်ဆိုတော့ဟာကိုလေအားလုံးကိုပွင့်ပွင့်လင်းလင်းပြောချင်ပါတယ်ဆိုတာဒီကနဲ့ပြန်ပြောချင်ပါတယ်နောက်အဲ့လိုမျိုးပါတီတိတိယ MP အမတ်ဒီနဲ့လူကြီးတွေကိုထပ်ပြီးတော့တွေးဆုံမှဖြစ်တဲ့အတွက်ချင်းလန် post Facebook page ကိုအမေတိုင်းကြည့်ရှုအားပေးနေဖို့ကိုလေဒီကနဲ့ဖိတ်ကြားချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတာပြောကြရင်းနဲ့ကျွန်တော်ရဲ့ interview ကိုညီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်